session နှလုံးလုံးကျွန်တော်ကမျက်မမြင်တယောက်လိုနေခဲ့တယ်။တနေ့မှာတော့နောက်ဆုံးအနေနဲ့မျက်လုံးဖွင့်လိုက်တဲ့အခါကျွန်တော်မျိုးသမီးကတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ Igris မှာဖြစ်နေတယ်ဆိုတာသိလိုက်ရတယ်။နေ့တိုင်းပါကိုဆွဲစိတ်နေတဲ့အစီခံမလေးကလည်းကဘာပေါ်ကအင်အားကြီးဆုံးတန်းတန်းမင်းဖြစ်နေတယ်။ဒီထက်ဆိုတာကကျွန်တော်အိမ်မှာနေနေတဲ့ခွေးအိုကြီးတောင်တက်တန်းလေးသိန်းရှိတဲ့ရှေးဦးသားရဲကြီးဖြစ်နေပြန်တယ်။ Igris ကကျွန်တော်ကိုရန်သူတွေအတုံးချသွားမှစိုးရိမ်လို့တိုင်းပြည်ထဲကအင်အားကြီးဆုံးစစ်တီတော်တွေကိုတာမန်ရွာသားရောက်ဆောင်ပြီးကျွန်တော်အနားမှာနေခိုင်းထားခဲ့တာ။ဒါပေမဲ့သူမှမသိခဲ့တာတခုရှိတယ်။ကျွန်တော်ရဲ့မျက်မမြင်ဘဝကအတုမဟုတ်ဘူး။ဒါပေမဲ့အတင်းကျပ်လည်းမဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်မျက်လုံးကိုပိတ်ထားခဲ့တာ။ဝိညာဉ်အာယုံကိုပါကိုယ်တိုင်တစိမ့်ခတ်ထားခဲ့တာ။အကြောင်းကတော့ကျွန်တော်ဒီဝိထုလောကတွေကိုကူးပြောင်းရောက်ရှိလာပြီးမျက်မမြင်သားတန်ရှင်းသူစနစ်ကိုနိုးထလာခဲ့လို့ပဲ။မျက်လုံးကိုပိတ်ထားသေး၍ကျွန်တော်ရဲ့စွမ်းအားကစက်တိုက်တိုးလာမယ်။စနစ်ရဲ့ဆုလက်လက်ဆက်ကိုတောင်လှည့်ပြီးအစင်းမြင့်စုတွေရနိုင်သေးတယ်။ဒါပေမဲ့အစပိုင်းမှာတော့တော်တော်ဒုက္ခရောက်ခဲ့တယ်။တိုင်းပညာအကြောင်းဘာမှမသိတဲ့အပြင်မျက်စိလည်းမမြင်တော့လမ်းဘေးမှာငတ်တင်မလို့ဖြစ်ခဲ့ဘူးတယ်။အဲ့ဒီချိန်မှာပဲချမ်းသာတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်။သူမကမိသားစုစီစဉ်ထားတဲ့လက်ထပ်ပွဲကိုရွှေဆိုင်ကျင်လို့ခင်မွန်းအတူတယောက်လိုနေတယ်လို့ပြောတယ်။ထမင်းတစ်နက်တောင်မစားရတဲ့မျက်မမြင်တယောက်အတွက်တော့အခမဲ့စားစရာရမယ်။အိတ်စရာရမယ်။ဒီလောက်ဆိုလုံလောက်နေပြီ။သူမစကားတော်မဆုံးသေးခင်ကျွန်တော်ချက်ချင်းသဘောတူလိုက်တယ်။ဒီလိုနဲ့ကျွန်တော်လည်းထောက်ပံ့ကျွေးမွေးခံရတဲ့ခင်မွန်းဘဝကိုရောက်သွားခဲ့တယ်။အခုဆိုမျက်လုံးပိတ်ထားတာ10နှစ်တောင်ရှိသွားပြီ။အချိန်တော်ကြာတိတ်ဆိတ်နေခဲ့တဲ့ဝိညာဉ်အာယုံကရုတ်တရက်စနစ်အတန်နဲ့ပြန်လည်နိုးထလာတယ်။ဂုံယူပါတဲ့ကစားသမားတင်အမြင့်ဆုံးအဆင့်ဆုလက်တစ်ခုကိုရရှိသွားပါပြီ။ကြည့်ရတာကျွန်တော်ရဲ့ကံကောင်းမှုကထိုးတက်သွားပုံပဲ။ကျွန်တော်ရလိုက်တာကကောင်းကင်အဆင့်ဆုလက်။ကောင်းကင်ခွဲဖြတ်မိစ္ဆာဖြတ်ထားနှလုံး။ခဏချင်းအတွင်းမှာပဲကြောက်မဖွယ်ဓာတ်စိတ်ဆန္ဒတစ်ခုကျွန်တော်ကိုယ်ထဲမှာမွေးဖွားလာတယ်။စွမ်းအားနည်းနည်းလေးပေါက်ကြားသွားရုံနဲ့ကောင်းကင်တစ်ခုလုံးမှာအေယာမအကြောင်းကြီးတစ်ခုပေါ်လာခဲ့တယ်။ကျွန်တော်နှလုံးတောင်ရက်သွားမလို့ဖြစ်သွားတယ်။မဖြစ်နိုင်ဘူး။ဓာတ်တစ်ချက်တည်းနဲ့ကောင်းကင်ကိုခွဲပစ်လိုက်တာလား။ကျွန်တော်ချက်ချင်းကိုယ့်ရဲ့အရှိန်အဝါအားလုံးကိုဖိနှိပ်လိုက်တယ်။စိတ်ထဲမှာလည်းကိုသတိပေးနေတယ်။ငါအခုထိမနိုင်ယူနိုင်သေးဘူး။တခင်လေးအဆင်ပြေရဲ့လား။အဲ့ဒီအချိန်မှာအစီကံမလေးရာကအခန်းထဲကိုအလောတကြီးပြေးဝင်လာတယ်။သူမရဲ့မျက်လုံးထဲမှာအံ့ဩမှုနဲ့ရှုပ်ထွေးမှုတွေပြည့်နေတယ်။စိတ်မပူနဲ့။ငါအဆင်ပြေတယ်။အရန်အနေအများပြီးစိတ်မမှန်တဲ့အခြေအနေလေးပဲရှိတာ။ဘာများဖြစ်သွားနိုင်မှာလဲ။ကျွန်တော်ပြောရင်းအကျင့်ပါနေတဲ့အတိုင်းသူမရဲ့ပါကိုညင်ညင်တသားဆွဲစိတ်လိုက်တယ်။လက်ချောင်းထိပ်မှာအမြဲလိုချုံမွတ်တဲ့အထီးတွေကိုခံစားရတယ်။သူမရှက်ရွံ့နေတဲ့မျက်နှာကိုကြည့်ရင်အကြံတစ်ခုရုတ်တရက်ပေါ်လာတယ်။ရာဓာတ်ပညာသင်ချင်လား။ရာကရဲတွနေတဲ့ပါနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့အုပ်လိုက်ပြီးအထစ်ထစ်အငေါငေါပြန်ဖြေတယ်။သင်ချင်ပါတယ်။တခင်မနဲ့တခင်လေးကိုကာကွယ်ပေးချင်လို့ပါ။ကျွန်တော်ကလက်နှစ်ဖက်ကိုနောက်ပစ်ထားပြီးပညာရှိကြီးတယောက်လိုဟန်ဆောင်လိုက်တယ်။ချောင်းတစ်ချက်ဟန်ပြီးစကားဆလိုက်တယ်။တခါတော့ကသူတောင်းစားအိုကြီးတယောက်ကငါအယိုးစစ်တွေကထူးခြားတယ်လို့ပြောဘူးတယ်။တိုင်းပညာအတွက်တန်းမှာတယောက်ပဲတွေ့ရမယ်ပါရမီရှင်မျိုးတဲ့။သူကတကြံတအုပ်ကိုငါစီအတင်းပေးသွားတယ်။သူ့ကိုသူအမြင့်ဆုံးဓာတ်ဆရာကြီးလို့ပြောတယ်။ငါသားမရှိရင်ဒါလောကကြီးအမှောင်ထုထဲကြားရောက်သွားမယ်။ခေအဆက်ဆက်ဓာတ်လန်းစင်ကငါကြောင့်ဆက်ရှင်တန်နေတာဆိုပြီးအမျိုးမျိုးလျှောက်ပြောနေတာ။ငါတော့လိမ့်လေသမားတယောက်လိုပဲထင်ခဲ့တာ။စာမျက်နှာနည်းနည်းလှန်ကြည့်ပြီးစပွဲချစ်တော့ညီအောင်ခံဖို့တောင်တုံးခဲ့သေးတယ်။ဒါပေမဲ့ဓာတ်ကျင့်စဉ်နဲ့ပတ်သက်တဲ့အတွေးအမြင်တချို့ကတော့တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ဒီနေ့နည်းနည်းလောက်မျှဝေပေးမယ်။အစမှာတော့ရာကနားထောင်ခြင်းအောင်ပဲစောင့်နေတယ်။ကျွန်တော်ကိုစိတ်ချမ်းသာအောင်လိုက်ကစားပေးနေတာ။ဒါပေမဲ့ကျွန်တော်ဆက်ပြောနေတဲ့အခါစနစ်စီကရခဲ့တဲ့အမှန်တဝက်အတူတဝက်အသိပညာတွေကိုရောပြီးရှင်းပြနေတဲ့အခါသူမရဲ့အသက်ရှူတန်းကတဖြည်းဖြည်းမြန်လာတယ်။ရုတ်တရက်နားလေသဘောပေါက်မှုရဲ့ကြည်လင်တဲ့အလင်းရောင်တစ်ခုသူမရဲ့မျက်လုံးထဲမှာပွင့်လန်းလာတယ်။ထို့နောက်တိတ်သေးတဲ့ဓာတ်စိတ်ဆန္ဒတွေကသူမရဲ့ခန္ဓာကိုယ်ပတ်လည်မှာလှည့်ပတ်လာတယ်။နီးရဲနေတဲ့ပင်ကူပန်းအုပ်တွေလိုစုဖွဲ့ပေါ်ထွက်လာတယ်။ခဏအကြာမှာတော့သူမတကူလုံးတုန်ခါသွားပြီ။နှစ်ပေါင်းများစွာမကြော်ဖြတ်နိုင်ခဲ့တဲ့အတားအဆီးကိုနေရာတင်ချိုးဖောက်သွားခဲ့တယ်။အဲ့ဒီလိုနဲ့ရာကပထမအဆင့်ကြည်လင်တဲ့ဘက်ကိုတိုက်ရိုက်ဝင်ရောက်သွားခဲ့တယ်။အခုကျွန်တော်ကိုကြည့်တဲ့သူမရဲ့မျက်လုံးထဲမှာတခါမှမရှိဘူးတဲ့ကြည်ညိုလေးစားမှုတွေပြည့်နေနေတယ်။သူမစိတ်ထဲမှာတွေးလိုက်မိတယ်။တခင်လေးကတကယ်ကိုအနက်မခံမနိုင်တဲ့လူတစ်ယောက်ပဲ။ပေါ့ပပတင် जाပေးလိုက်ရုံနဲ့ဒီလိုရလက်မျိုးထွက်လာတာ။ဒါပေမဲ့ကျွန်တော်တို့မသိလိုက်ဘူး။ကိုကမတော်တဆထိတ်တန်းကျွမ်းကျင်သူတစ်ယောက်ကိုဖန်တီးပေးလိုက်မိပြီဆိုတာ။ကျွန်တော်အကျော်ဆန်ပြီးပြင်းပြင်းကြီးလှုပ်လိုက်တယ်။စိတ်ကတော့တခြားတနေရာကိုရောက်နေပြီ။ဟင်းသီးဟင်းရွက်ဝယ်ရအောင်မယ်။အဲ့ဒီလိုညီးတွားရင်ဘာမှဂယုမဆိုင်ပဲအိမ်တကားကနေထွက်လာခဲ့တယ်။ဒီရွာလေးကအပြင်းပန်းကြည့်ရင်တာမန်ပဲ။ဒါပေမဲ့အမှန်တကယ်တော့ကောင်းကင်နန်းတော်ကိုပြန်လည်တိစောက်ထားတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးဝေအေကရစ်နိုင်ငံရဲ့အဓိကဗဟိုချက်ဖြစ်တယ်။ရွာသူကြီးအောင်ဆောင်ထားတဲ့ဝင်းကြီးချုပ်ကျုံးကကောင်းကင်ဘော်ကအေယာမအကြောင်းကြီးကိုမော့ကြည့်ရင်စိုးရိမ်တော့ကအပြင်းနဲ့ရက်နေတယ်။သူကကျွန်တော်ကိုတုပ်လေးထောက်ပြီးအေးအေးဆေးဆေးရှောက်လာတာမြင်လိုက်ရတယ်။ချက်ချင်းပဲစိုးရိမ်နေတဲ့မျက်နှာကိုဖယ်ရှားပြီးနှွေးထွေးတဲ့အပြုံးနဲ့ကြိုဆိုလိုက်တယ်။အဲ့ဒီအချိန်မှာစနစ်ကအရင်ကပေးထားတဲ့အယိုးကြီးကံဖန်နီကိုတတိယသွားတယ်။စမ်းကြည့်ဖို့အခွင့်အရေးမရသေးဘူး။အခုတော့စမ်းသက်ဖို့အကောင်းဆုံးလူရှိမှရှိနေပြီ။အတွေးပေါ်လာတာနဲ့လက်တွေ့လှုပ်လိုက်တယ်။လုံးဝမတွန့်ဆုတ်ဘူး။ကျွန်တော်လက်မြောက်ပြီးဝင်းကြီးချုပ်ရဲ့မျက်နှာကိုဖျက်ခနဲရိုက်ချလိုက်တယ်။ပြီးတော့လက်နဲ့ဟိုစမ်းတီစမ်းသက်ကြည့်နေတယ်။ဝင်းကြီးချုပ်ကျုံရဲ့နဖူးသွေးကြောတွေဖောင်းကြွလာပြီးပေါက်ထွက်တော့မလို့ဖြစ်နေတယ်။သူကအေဂရစ်မပြီးရင်ဒီနိုင်ငံတစ်ခုလုံးမှာဒုတိယအာဏာကြီးဆုံးလူပဲ။ဘဝတစ်လျှောက်လုံးဘယ်သူမှသူ့မျက်နှာကိုလူများရှိမှလာမထိဘူး။အဖိုးကြီးခမရရဲ့ကံကြမ္မာကထူးခြားတယ်နော်။တရားရုံးမှာအမှုထမ်းပြီးတနိုင်ငံလုံးကြော်ကြားနေရမယ့်လူကဘာလို့ဒီရွာလေးမှာရွာသူကြီးလုပ်ပြီးပုံနေတာလဲ။ကျွန်တော်ကဆက်ပြီးနှာခေါင်းကိုဆွဲကင်လိုက်တယ်။ကိုဘဝကိုပြန်စဉ်းစားကြည့်စမ်း။ဒီနှစ်တွေတခြားအလုပ်စူးစမ်းခဲ့ရဲ့လား။ယာရုတိုးဘူးရဲ့လား။ပြီးတော့မျက်ခုံးနှစ်ဖက်ကြားကစွမ်းရင်ကိုကြည့်ရတာမကောင်းဘူး။မကြခင်သွေးတွေဆုံးထင်းမဲ့ရက်တွေကြုံရတော့မယ်။ဘေးအိမ်ကမိသွေးရောင်းသမားရောင်ဆောင်ထားတဲ့စစ်ဗိုလ်ချုပ်ကြီးကနောက်ဆုံးတော့မထိန်နိုင်တော့ဘူး။ခါကင်ပြီးအော်ရနေတယ်။အသက်ရှူတော့မဝတော့ဘူး။အေဂရစ်တရားရုံးတစ်ခုလုံးကိုစကားတစ်ခုနဲ့အမိတ်ပေးနိုင်တဲ့လူကြီးကမျက်မမြင်တယောက်ရဲ့နှာခေါင်းဆွဲတာခံနေရတယ်။ဒီမြင်ကွင်းကတကယ်ကိုရှားပါလွန်းတယ်။အဲ့ဒီအချိန်မှာပဲအေဂရစ်မတ်တူစာကအနီရောင်ပိုးထည်တွေလွင့်ဝဲနေတဲ့ကြားကရောက်လာတယ်။သူမကရာရဲ့အစီရင်ခံစာကိုအခုလေးတင်နားထောင်ပြီးသွားတာ။တိကျင်စိတ်ကိုမထိန်နိုင်တော့လို့ကိုယ်တိုင်လာကြည့်တာ
အဲ့ဒီအချိန်မှာကျွန်တော်ကဟင်းဒီဟင်းရွက်ဆိုင်နားရောက်နေပြီဟေ့ကြက်တုံရှိလားသူကတော့ကောင်းကင်အကြောင်းကြီးအကြောင်းစိတ်တူနေတော့မယ်ပြီးတော့သူ့ရဲ့တစ်ပင်တွေစိုက်ခင်းတွေအတွက်လည်းစိတ်ညစ်နေတယ်မင်းမျက်မမြင်လားကိုယ်တိုင်ကြည့်လေသူကကောင်းမော့ကြည့်လိုက်ပြီးမျက်နှာတစ်ခုလုံးမီးလောင်ထားတဲ့အိုးလိုမဲသွားတယ်ကျွန်တော်ကိုမြင်လိုက်တာနဲ့အေဂရမကိုဖြုတ်ချပြီးသူကိုယ်တိုင်ပိုင်ဆိုင်တဲ့အနာဂတ်ကိုစိတ်ကူးရင်နေခဲ့တာတတိယသွားတယ်အဲ့ဒီစိတ်ကူးထဲမှာကျွန်တော်ကသူ့စီကအရာအလုံးလူယူသွားတဲ့လူပဲဒါကြောင့်ဟင်းဒီဟင်းရွက်တွေကိုဘေးပစ်ချပြီးကျွန်တော်ကိုရိုက်နှက်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ကျွန်တော်ကအေးဆေးဆေးပြောလိုက်တယ်ဟေ့မင်းအတန်ကမြောက်ပိုင်းသားအတန်ထွက်မလားငါစကားနားထောင်မိမိသားစုကိုမြောက်ပိုင်းကနေခေါ်ထုတ်လိုက်အဲ့ဒီနေရာမလုံးကြုံတော့ဘူးသူခဏကြောင်သွားတယ်ဘာလို့လဲမြောက်ပိုင်းစစ်ဘရင်ပုံကန်တော့မှလို့လားသူ့ရဲ့အချစ်ဆုံးသားကမြို့တော်ထဲကိုဝင်ပြီးအတွင်းကနေရှုပ်ထွေးမှုဖန်တီးဖို့ရောက်နေပြီမကြခင်တမိသားစုလုံးတက်ကွင်းကိုဆွဲခေါ်သွားခံရတော့မယ်အဲ့ဒီစကားတွေကြားလိုက်ရတဲ့ခဏမှာပဲဇိန်းကမိုးကြိုးပစ်ခံလိုက်ရတယ်လို့ဖြစ်သွားတယ်မျက်နှာအမူအရာတစ်ခုလုံးပြောင်းလဲသွားတယ်အရန်ကိုအံ့ဩတုန်လှုပ်နေတယ်သူပုံကန်တာတော့မဆရသေးဘူးဒီမျက်မမြင်ကဒီအကြောင်းတွေကိုဘယ်လိုသိနေတာလဲကျွန်တော်လှုပ်ဝက်ဆန်တဲ့အပြုံးတစ်ခုပြုံးလိုက်ပြီးသူ့ပခုံးကိုညင်ညင်တတပုတ်လိုက်တယ်ကံကြမ္မာကိုဖတ်နိုင်တဲ့မျက်မမြင်တယောက်ရှိတာဒီလောက်ထူးဆန်းနေလို့လားဇိန်းကဒေါသထွက်လွန်းလို့တွေးတောင်အမ်းမိတော့မလို့ဖြစ်နေတယ်ပောက်ကွဲတော့မဲ့အချိန်မှာပဲရုတ်တရက်ငိမ့်သက်သွားတယ်အကြောင်းကတော့အေဂရမမတ်တူဆာကသူတို့စီကိုတက်တက်လျှောက်လာနေလို့ပဲဘာကိစ္စနဲ့ဒီရောက်လာတာလဲကျွန်တော်ကပြန်လှည့်ပြီးအဲ့ဒီရင်းနှီးနေတဲ့အငွေ့သက်စီကိုနူးညံ့စွာပြုံးလိုက်တယ်ကျွန်တော်ရဲ့ကဘာကအမှောင်ပဲဒါပေမဲ့သူမအနားမှာရှိနေရင်အမြဲတည်တယ်မတ်တူဆာရဲ့လှပတဲ့မျက်လုံးတွေထဲမှာရေကျင်တယ်လို့ဖြစ်နေတဲ့အမူအရာတစ်ဝက်ရှိနေတယ်သူမရဲ့အကြည့်ကကျွန်တော်ပေါ်ရောက်သွားပြီးချွေးတွေနဲ့ဆူရွှဲနေတဲ့ဇိန်းစီကိုတစ်ချက်ရွှေ့သွားတယ်သူမအတန်ကတော့အေးဆေးပဲလမ်းလျှောက်ထွက်တာပါရှင်မြောက်ပိုင်းစစ်ဘရင်ပုံကံမဲ့အကြောင်းပြောနေတာကြားလိုက်လို့အသေးစိတ်နားထောင်ခြင်းနဲ့စကားဆုံးတာနဲ့ဈေးတစ်ခုလုံးတိတ်ဆိတ်သွားတယ်လူတိုင်းမျက်လုံးပြုတ်ကုန်တဲ့ဒီမျက်မမြင်ကယူနေတာလားနိုင်ငံတော်ပုံကံမှုလို့အကြောင်းကိုလူအများရှိမှတက်တက်ကြီးပြောနေတယ်ဒီလိုစကားမျိုးကခေါင်းပြုတ်စေနိုင်တာလေလူအုပ်ထဲကနေအသက်ရှူတန်ပြင်းပြင်းတွေထွက်လာတယ်ကျွန်တော်ကတော့ဘာမှမဟုတ်တယ်လို့ခေါင်းခါလိုက်တယ်ပြီးတော့ရာသီဥတုအကြောင်းပြောနေတယ်လို့ယုံကြည်ချက်အပြည့်နဲ့ဆက်ပြောတယ်ဒါအတင်းအဖြစ်မဟုတ်ဘူးလွန်ခဲ့တဲ့3နှစ်တုန်းကအေဂရမနန်းတက်တဲ့အချိန်ကတည်းကမြောက်ပိုင်းစစ်ဘရင်ကစစ်သားတွေကိုလှုပ်ဝက်ဆူဆောင်းနေခဲ့တာသူ့နယ်မြေကိုတိုးချဲ့ခဲ့တယ်ကျေးစားစစ်တီတွေနဲ့လုံခြံတပ်ဖြတ်သမားတွေကိုလည်းယာနဲ့ချီဆူဆောင်းထားခဲ့တယ်သူ့ရဲ့ရည်မှန်းချက်ကဘယ်တော့မှမဖုံးကွယ်ခဲ့ဘူးအခုဆိုသူ့သားကိုယ်တိုင်ထိတ်တန့်လုံခြံတပ်ဖြတ်သမားအဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီးမြို့တော်ထဲဝင်လာခဲ့ပြီမြို့တော်ထဲမှာအဓိကရုဏ်းစဖြစ်တာနဲ့မြောက်ပိုင်းကစစ်တီတတန်းကမြို့တော်ကိုတန်းချီတက်လာလိမ့်မယ်တိတ်ဆိတ်မှုကအရန်နဲ့ဆိုင်လုံးလို့အတချောင်းကြတန်တောင်ကြားရမယ့်အထိဖြစ်သွားတယ်ဇိန်းတယောက်လုံးထုံကျင်သွားတယ်ကြောက်ရွံ့မှုကကြံတဲ့ခံစားချက်အားလုံးကိုဖုံးလွှမ်းသွားတယ်သူမယုံနိုင်ဘူးဒီမျက်မမြင်မှာမြေပုံတစ်ခုလုံးကိုမြင်နိုင်တဲ့စွမ်းအားရှိနေတာလားနှစ်ပေါင်းများစွာစီစဉ်ထားတဲ့အစီအစဉ်အပေါက်လမ်းမရှိဘူးလို့သူထင်ခဲ့တာဒါပေမဲ့ဒီလူကမနက်ခင်းစကားဝိုင်းမှာပြောတယ်လို့လွယ်လွယ်ကူကူထုတ်ပြောသွားတယ်တက်တည်ရှိလားမက်တူဆာရဲ့အတန်ကလေးနဲ့သွားတယ်အတန်အောက်မှာအေးဆက်တဲ့အရေးတစ်ခုပါနေတယ်ဒါကိုလူအများစုသတိမထားမိကြဘူးကျွန်တော်ကချက်ချင်းသူ့ရဲ့ကောင်းပုံစံဟန်ဆောင်လိုက်တယ်ပြီးတော့ကြည်ကြည်လောင်လောင်ကြီးညာလိုက်တယ်ဒီရွာလေးငင်းချက်နေဖို့အတွက်ဒီနေရာမှာပဲလူတွေရဲ့ကံကြမ္မာကိုဖတ်ပြမယ်လက်ချောင်းတွေကိုရှုပ်ထွေးတဲ့ကံဖတ်ဟန်တစ်ခုနဲ့ပေါင်းလိုက်တယ်ပြီးတော့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်တယ်ဇိန်းရဲ့လုတ်ကြံတက်ဖြတ်သမားတွေကအခုဒီချိန်မှာပဲဝင်ကြီးချုပ်အိမ်တော်ထဲမှာပုံနေကြတယ်ပြီးတော့မကြခင်အဲ့ဒီနေရာကိုတွေးချောင်းစီစေတော့မယ်ရွာသူကြီးအောင်ဆောင်ထားတဲ့ဝင်ကြီးချုပ်ကျုံးကမျက်နှာဖြူဘက်ဖြူရောဖြစ်သွားတယ်စိတ်ထဲမှာတော့အဆက်မပြတ်ကြိမ်ဆဲနေတယ်ဒီမျက်မမြင်ရဲ့ပါစက်မှာနတ်ဖျားကောင်းကြီးတစ်ခုခုရထားတာလားဘာလို့ထပ်မံပြန်လာလဲအေဂရမမတ်တူဆာကအကြည့်တစ်ချက်ပဲပြစ်လိုက်တယ်ဝိုင်းအောင်သမားရောင်ဆောင်ထားတဲ့တော်ဝင်အဆောက်တက်မှုကချက်ချင်းပျောက်သွားတယ်ခဏအကြာမှာလှုပ်ဝက်အစီရင်ခံစာတစ်ခုပြန်ရောက်လာတယ်ဝင်ကြီးချုပ်အိမ်တော်ထဲမှာပုံနေတဲ့လုတ်ကြံတက်ဖြတ်သမားတွေကိုဖမ်းမိကြောင်းအတည်ပြုထားတယ်ဇိန်းရဲ့စိတ်ကလုံးဝပြိုကွဲသွားပြီးသူ့ရဲ့စိတ်ပိုင်းဆိုင်ရာခုခံမှုအလုံးပျက်စီးသွားတယ်တော်ဝင်အဆောက်တွေကသူ့ရဲ့ဝိညာဉ်စွမ်းအားကိုတစိမ့်ခတ်လိုက်တယ်ပြီးတော့တည်နေတဲ့ငါးတကောင်လိုဆွဲခေါ်သွားကြတယ်ခေါ်သွားနေတဲ့အချိန်မှာတော့သူကျွန်တော်ကိုကြည့်တဲ့အကြည့်ကအစိတ်ပြင်းလွန်းတယ်အသက်ရှင်လျက်မျိုးစားပြစ်ချင်နေတယ်လို့ပဲဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့အတွက်ကောင်းမှုတစ်ခုလုပ်ပြီးသွားတဲ့ပျော်ရွှင်မှုနဲ့တောက်ပနေတယ်သူဆွဲခေါ်သွားတဲ့ဘက်ကတော့အော်ပြောလိုက်သေးတယ်ငါစကားနားထောင်ဦးမိမိသားစုကိုလုံခြုံတဲ့နေရာပို့ထားလိုက်ဒီနေ့ငါနဲ့တွေ့ခဲ့တာမင်းအတွက်ကံကောင်းသွားတာပဲအဲ့ဒီစကားတွေကြားလိုက်ရတာနဲ့ဇိန်းကဒေါသထွက်လွန်းလို့တွေးတပွက်အန်ထုတ်လိုက်တယ်ပြီးတော့ချက်ချင်းမေးလဲသွားတယ်နောက်တနေ့ကျွန်တော်ကဝါကလတ်ထိုင်ပေါ်မှာမိလျောင်းရင်လေငင်းခံနေတော့စနစ်အတန်ကနားထဲမှာထွက်ပေါ်လာတယ်အစင်းကျသွားတော့ဆက်လိုက်ဇိန်းကိုအောင်မြင်စွာဖိနှိပ်နိုင်ခဲ့သည်ကံကြမ္မာအမှတ်600နှုတ်ယူပြီးဆုလက်များရရှိပါသည်ကောင်းကင်အဆင့်ဝိညာဉ်စေးပင်တပင်ဝိညာဉ်မျိုးပန်းကောင်းကင်အဆင့်ခွေးစာပေါင်း200အတွေ့တစ်ချက်နဲ့ပဲရှားပါလုံးနဲ့ကောင်းကင်အဆင့်ဝိညာဉ်စေးပင်ကကျွန်တော်လက်ထဲမှာပေါ်လာတယ်ဒီစေးပင်ကအေဂရမခံစားနေရတဲ့နှစ်ပေါင်းများစွာကြာအေးတဲ့ယောဂကိုကုသနိုင်တယ်ဒါပေမဲ့ကျွန်တော်ခဏစဉ်းစားလိုက်ပြီးမပေးဖို့ဆုံးဖြတ်လိုက်တယ်အခုတော့မပေးသေးဘူးသူမကကျွန်တော်အတွက်သစိမ်းတစ်ယောက်လိုပဲရှိသေးတယ်ကျွန်တော်ဇနီးကပထမတခင်မလေးကတာမန်မျိုးသမီးတစ်ယောက်ပဲဒါပေမဲ့ဒီစေးပင်ကိုတောက်လိုက်ရင်အသက်100ထက်ရှိနိုင်တယ်ကျွန်တော်ပန်းဖက်တွေကိုဖြုတ်ယူလိုက်တယ်ကြိတ်ချီပြီးနောက်အားလုံးကိုဝိညာဉ်တန့်စင်အိုးထဲထည့်လိုက်တယ်နောက်ဆုံးမှာတာမန်ကြုံပြုတ်တပတ်ကန်လို့ထင်ရပေမဲ့အတွင်းထဲမှာဝိညာဉ်စွမ်းအားတွေစီးဆင်းနေတဲ့ကြုံပြုတ်တပတ်ကန်ဖြစ်လာတယ်ခင်မိုးရီခဏလေးခွဲနေရတာနဲ့ကျမကိုလွမ်းနေပြီလားခဏအကြာမှာပဲအိမ်တကားလေးညင်ညင်တတပွင့်လာတယ်မတ်တူဆာကနူးညံ့တဲ့အပြုံးနဲ့ဝင်လာတယ်ဒီနေ့သူမကတာမန်အဝတ်စားပဲဝတ်ထားတယ်ဒါပေမဲ့အေဂရစ်တယောက်ရဲ့ဂုံတိတ်ခါကိုတော့ဘာမှဖုံးကွယ်မထားနိုင်ဘူးသူမလာနေတာကိုကျွန်တော်အရင်ကတည်းကခန်းစားမိပြီးသားမျက်နှာပေါ်မှာအလိုလိုအပြုံးတစ်ခုပေါ်လာတယ်ကျွန်တော်ပူနွေးနေတဲ့ကြုံပြုတ်ပကံကိုကင်ပြီးသူမစီလျှောက်သွားတယ်ရော့ကြုံပြုတ်လေးတောက်လိုက်ဦးကြည့်ရတာပင်ပန်းနေတယ်လို့ပဲမနက်ခင်းနေအောင်ကခြံလေးပေါ်နူးနူးညံ့ညံ့ကြားရောက်နေတယ်ဒီမြင်ကွင်းကအရန်တာမန်ဆန်တယ်လူနှစ်ယောက်တာမန်လင်မယားတစုံလိုပဲဒါပေမဲ့အဲ့ဒီမြင်ကွင်းကလူတစ်ယောက်ရဲ့နှလုံးသားအနက်ရှိုင်းဆုံးနေရာကိုထိမိစေတဲ့နှွေးထွေးမှုမျိုးပေးနေတယ်မတ်တူဆာခဏရက်သွားတဲ့အသက်ရှင်ခြင်းနဲ့တေးခြင်းကိုဆုံးဖြတ်နိုင်တဲ့အေဂရစ်မတစ်ယောက်အနေနဲ့အာနာလူရဲမှုတွေနဲ့အေးဆက်တဲ့နိုင်ငံရေးလောကကိုသူမအသားကျနေခဲ့ပြီး
ဒါပေမဲ့အခုမျက်မမြင်ခင်ပွန်းရဲ့တတိမထားပဲပြုံးနေတဲ့အပြုံးကိုကြည့်လိုက်တဲ့အခါသူမရဲ့ရင်ထဲမှာတစုံတရာထိခိုက်သွားတယ်။လှိုင်းလေးတွေတဖြည်းဖြည်းဖြန့်ကျက်သွားတယ်။သူမဘာမှမပြောဘူး။ပကံကိုတိတ်တိတ်လေးယူလိုက်ကခေါင်းငုံပြီးတငုံတောက်လိုက်တယ်။အဲ့ဒီနောက်အေးဆက်တဲ့မျက်လုံးတွေရုတ်တရက်ပြူးကျသွားတယ်။မယုံကြည်နိုင်မှုတွေမျက်နှာပေါ်လာတယ်။ဒီရတာဝိညာဉ်မျိုးပန်းနှစ်ပေါင်းများစွာရှာဖွေခဲ့ပေမဲ့မတွေ့ခဲ့တဲ့နတ်ဖျားဆေးပင်အခုတော့တာမန်ကြုံပြုတ်တဲ့ပကံထဲမှာပျော်ဝင်နေပြီးဘာခန်းနာမှမရှိပဲသူမလက်ထဲရောက်လာတယ်။တငုံတောက်တိုင်းနှွေးထွေးတဲ့ဆွမ်းအားကတကိုယ်လုံးကိုပြန့်နှံ့သွားတယ်။နှစ်ပေါင်းများစွာနှိပ်စက်ခဲ့တဲ့အေးတဲ့ယောဂတော်ဝင်ဆရာဝန်တွေအားလုံးလက်လျှော့ခဲ့ရတဲ့ယောဂခဏအတွင်းမှာပဲပျောက်ကွယ်သွားတယ်။ကျွန်တော်ကတော့ဘာမှမသိပဲအိတ်ကက်ထဲကလက်ကင်ပေါ်ဝါကိုထုတ်လိုက်တယ်။ပြီးတော့သူမနှက်ခမ်းတောက်မှာကတ်နေတဲ့ကြုံပြုတ်ဆက်လေးကိုညင်ညင်တတတုပ်ပေးလိုက်တယ်။အဲ့ဒီအခိုက်အတန့်မှာသူမရဲ့စိတ်ကလုံးဝပလာဖြစ်သွားတယ်။ဝင်ကြီးတွေကိုထိန်းချုပ်တဲ့နီလန်တွေအေဂရစ်အာနာဂုံတိတ်ခါအားလုံးကဒီယိုရှင်ပြီးနူးညံ့တဲ့လောက်ရက်လေးရှိမှပြိုကွဲသွားတယ်။သူမကျွန်တော်ကိုစိုက်ကြည့်နေတယ်။မမြင်ရတဲ့ဆွမ်းအားတစ်ခုကဆွဲခေါ်နေတယ်လို့ပဲနောက်ဆုံးတော့မေးလိုက်တယ်။ခိုင်မီသားစုကနိုင်ငံတော်ကိုမျိုးဆက်ပေါင်းများစွာအမှုထမ်းခဲ့တယ်။အကယ်၍ငါကမင်းကိုအေဂရစ်အတွက်အမှုထမ်းခိုင်းရင်မင်းလက်ခံပါလား။ကျွန်တော်ချက်ချင်းညှင်းလိုက်တယ်တန်ရှင်းပြီးပြတ်သားတဲ့ညှင်းဆိုမှုမတ်တူစာရဲ့မျက်လုံးတွေကျဉ်းသွားတယ်။ဒေါသအရေးလေးတစ်ချက်ဖြစ်သွားတယ်။ငါကကြောက်စရာတရဝတကောင်များလားဘာလို့ငါ့ကိုဒီလောက်လွယ်လွယ်ညှင်းနိုင်ရတာလဲ။သူမပကံကိုဘေးကကြောက်စားပွဲပေါ်တင်လိုက်တယ်။တောက်ဆိုတဲ့အတန်လေးထွက်လာပြီးတော့ထွက်သွားတော့မဲ့ပုံစံနဲ့လှုပ်ရှားလိုက်တယ်။သူမစိတ်ချနေဘာလို့ဒီလောက်မြန်မြန်ပြောင်းသွားတာလဲဆိုတာကျွန်တော်နားမလည်သေးခင်။ဆူးရှားတဲ့အတန်တန်ကရွာတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။အေဂရစ်အမိတ်တော်အရာခိုင်ကိုဘရင်မင်းမြတ်ထံဆင့်ခေါ်သည်။ကျွန်တော်ဝါကူလက်ထိုင်ပေါ်ကနေချက်ချင်းထထိုင်လိုက်တယ်။ခဏနေဦးအေဂရစ်ဟုတ်လား။ဈေးထဲမှာကန်ဖက်ခဲ့တဲ့ကိစ္စကအေဂရစ်မှနားရဲရောက်သွားပြီးဒီလောက်မြန်မြန်ကြီးလား။ကိုယ်တိုင်လာပြီးငါ့ကိုခေါ်ယူချင်နေတာလား။ရာရာကခြံထဲကိုအပြေးဝင်လာတယ်။မျက်နှာတစ်ခုလုံးနီးရဲနေပြီးအသက်ရှူတန်တွေပြင်းနေတယ်။သူမကတရုတ်ဆောင်နေတယ်လို့အတန်ကိုချိုးလိုက်ပြီးပြောတယ်။တခင်လေးဘရင်မင်းမြတ်ရောက်နေပါပြီအပြင်ကိုကြွပေးပါ။ရာရာကကျွန်တော်ကိုတကားဝစီဆွဲခေါ်သွားတယ်။ဒူးထောက်ဖို့တောင်မကြိုးစားရသေးခင်တည်ငြိမ်တဲ့လက်တစ်ဖက်ကကျွန်တော်ကိုထိန်းလိုက်တယ်။ကြောက်စိမ့်ထန်းစင်ပေါ်မှာပလဲကက်လန်ကာတွေနဲ့အေဂရစ်တရဖူကလေထဲမှာညင်သားစွာရိမ့်ရွှဲနေတယ်။မတ်တူစာကကြောက်စိမ့်ရာစာပလင်ပေါ်မှာပြင်းစွာမိလျောင်းနေတယ်။နှက်ခမ်းထောက်မှာအပြုံးရေးလေးရှိနေတယ်။သူမကတည်ငြိမ်တဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုငုံကြည့်ပြီးစနောက်တလို့လေတန်နဲ့ပြောတယ်။အခမ်းအနားတွေလုပ်เสียရမလို့ဘူး။မင်းကိုနန်းတော်မှာအမှုထမ်းဖို့ကိုယ်တိုင်လာဖိတ်တာ။အရှင်မင်းမြတ်ရဲ့ချီးမြှင့်မှုအတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ဒီတာမန်ပြည်သူမှအရေးချင်းမရှိပါဘူး။ဘယ်ရာထူးမှတာဝန်မကျေနိုင်မှစိုးရိမ်ပါတယ်။မတ်တူစာကလုံးဝစိတ်မဆိုးဘူး။ရာရာကိုပဲတစ်ချက်ကြည့်လိုက်တယ်။ရာရာကချက်ချင်းသဘောပေါက်သွားတယ်။ရှေ့တိုးလာပြီးကျွန်တော်နနကတိုးတိုးလေးပြောတယ်။တခင်လေးကောင်းပါတာရက်လိုက်ပါတော့။အေဂရမကိုယ်တိုင်အိမ်တကားလာခောက်တာတောင်ညင်းနေတယ်။တခင်မင်းမြတ်ကတခင်လေးကိုမခေါ်သွားပဲပြန်မှာမဟုတ်ဘူး။ပြီးတော့တခင်မလေးကမြို့တော်ကိုအရင်သွားနေပြီ။တော်တော်ကြာမှပြန်လာမှတခင်မလေးကိုမြန်မြန်မတွေ့ချင်ဘူးလား။တခင်မလေးမြို့တော်ကိုသွားပြီဆိုတာကြားတော့ကျွန်တော်အချိန်တော်ကြာစဉ်းစားနေမိတယ်။နောက်ဆုံးတော့တပြင်းရှည်ကြီးချလိုက်တယ်။ကောင်းပြီလေဒီတာမန်ပြည်သူကအရှင်မင်းမြတ်ကိုအမှုထမ်းဖို့ဆန္ဒရှိပါတယ်။မတ်တူစာကစိတ်ထဲမှာတွေးလိုက်တယ်။ကြည်လေနူးနူးညံ့ညံ့နဲ့မင်းကိုကင်တွယ်လို့မရဘူးဆိုတာငါသိသားပဲ။မင်းပုံညင်းလေးပိုစိတ်ဝင်စားဖို့ကောင်းနေပဲ။နောက်တနေ့ရွှေနန်းတော်ခမ်းမထဲမှာအေဂရစ်မကနဂါးပလင်ပေါ်မြင့်မြင့်မာမာထိုင်နေတယ်။သူမအတန်ကအေးဆက်ပြီးပြတ်သားတယ်။ဝင်ကြီးခိုင်ဟာထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ဖြစ်တယ်။ယနေ့မှစပြီးဒုတိယတရားရေးဝင်ကြီးအဖြစ်ခန့်အပ်လိုက်တယ်။ကန့်ကွက်မဲ့သူရှီလာနန်းတော်တစ်ခုလုံးကအချင်းချင်းမျက်နှာချင်းဆိုင်ကြည့်ကြတယ်။ခဏကြာတော့ဘသူမှစကားမပြောဘူး။အဲ့ဒီအချိန်မှာအနောက်လျံနေစားဟတ်တာကနှာခေါင်းရှုံပြီးမထီမဲ့မြင်လေတန်းနဲ့ပြောတယ်။အရှင်မင်းမြတ်နောက်ခံမရှိတဲ့လူတစ်ယောက်တောထဲကမျက်မမြင်တစ်ယောက်ကအာနာရှိတဲ့နေရာမှာထိုင်ဖို့မသင့်တော့ပါဘူး။သူ့ရဲ့မောက်မာတဲ့မျက်နှာကိုကျွန်တော်မမြင်ရဘူး။ဒါပေမဲ့အထင်သေးမှုအလုံးကိုတော့ရှင်းရှင်းလင်းလင်းခံစားရတယ်။ငါ့ကိုလှောင်ချင်တာလားမင်းပြအောင်ကိုတွားထိုးလိုက်မိပြီ။ကျွန်တော်စိတ်ထဲမှာအေးဆက်စွာပြုံးလိုက်တယ်။တစ်ချိန်တည်းမှာပဲဝေအေဂရစ်နိုင်ငံရဲ့အနာဂတ်လူဆိုးစည်းရင်းကိုပြန်စစ်နေတယ်။ငါဥပမာပြဖို့လူတစ်ယောက်လိုနေတယ်မင်းကပထမဆုံးပဲ။သူစကားမဆုံးခင်ကျွန်တော်ဖြတ်ပြောလိုက်တယ်။နေစားဟတ်တာကျွန်တော်အေးဆေးစွာစလိုက်တယ်။ကျင့်ကြံမှုအတားအဆီးကိုကြော်ဖြတ်ဖို့သူကတားမြစ်ထားတဲ့အမှောင်ပညာကိုအသုံးပြုခဲ့တယ်။အပြစ်မဲ့လူတသိန်းကိုရပူစော်ပြီးကိုယ့်ရဲ့စွမ်းအားတိုးအောင်လုပ်ခဲ့တယ်။လုံးဝဆိုးရုပ်တဲ့လုပ်ရဲ့လူသားဆန်မှုလုံးဝမရှိဘူး။တိုက်ဆိုင်ဆိုင်ငါကနတ်ဆိုးအစ်အမှန်ကိုဖော်ထုတ်ပေးတဲ့ကျင်းစာတစ်မျိုးတည်တယ်။သူ့ရဲ့မျက်နှာအစ်စ်ကိုလူတိုင်းရှိမှထုတ်ပြရအောင်။ဘယ်သူမှမတုံ့ပြန်နိုင်ခင်ကျွန်တော်ခက်ရှုပ်ရှုပ်ကားတာတချို့ကိုချက်ချင်းရွတ်လိုက်တယ်။စက္ကန့်ပိုင်းလိုကတက်တက်ရရက်နဲ့ခံရနေတဲ့နေစားဟတ်တာကရုတ်တရက်ခန္ဓာကိုတွန့်လိန်လာတယ်။မျက်နှာကလည်းကြောက်စရာတတော်ဝါတကောင်လိုပုံပြတ်သွားတယ်။အရေးပြားအောက်ကနေဝမ်းနဲ့နာကျင်တဲ့ငိုကြွေးတန်တွေထွက်လာတယ်။လွမြောက်ဖို့ရုန်းကန်နေတဲ့မတရားတေဆုံးခဲ့ရသူတွေရဲ့အော်ဟစ်တန်တွေအေဂရစ်မကပလင်ကိုလက်နဲ့ရိုက်ချလိုက်ပြီးထွက်လိုက်တယ်။တက်ဖြတ်ခြင်းစိတ်တွေကခမ်းမတစ်ခုလုံးကိုလွှမ်းမိုးသွားတယ်။ဝင်ကြီးအားလုံးမျက်နှာဖြူဖြူရောဖြစ်သွားကြတယ်။ဒီမျက်မမြင်ကအကုန်သိတဲ့နက်ပေတင်ဆရာများလား။အဲ့ဒီအချိန်မှာလူငယ်ရာရှိတယောက်ကအတန်တိုးတိုးနဲ့ရေရွတ်လိုက်တယ်။ကျွန်တော်ကြိုတင်စုံစမ်းထားလို့သိတာပဲဖြစ်ရမယ်။ကံကြမ္မာဖတ်တာဆိုတာမရှိနိုင်ဘူး။ကျွန်တော်ကတော့အေးအေးဆေးဆေးတူးပတ်လှည့်လိုက်တယ်။ဒါဆိုမင်းကိုလည်းကြည့်ပေးလိုက်မယ်။ငါမမဘူးဆိုရင်လွန်ခဲ့တဲ့3နှစ်ကတတိယအဆင့်ရခဲ့တဲ့ပညာရှင်ကစာမေးပွဲမှာလိမ်လည်ခဲ့တာပဲ။မင်းဖေကစာစစ်ချုပ်ကိုလက်ထိုးခဲ့တယ်။ကျေးဇူးကိုမမေ့အောင်လုပ်ချင်လို့ပေးတဲ့လက်ဆောင်ပေါ်မှာတော့မင်းငယ်နာမည်ကိုထွန်းထားခဲ့တယ်။ရှုံလုံးလေးဆိုတဲ့နာမည်ကိုလက်ထိုးတဲ့ဂျာပုပေါ်မှာတော့ထွန်းထားခဲ့သေးတယ်။ငါပြောတာမှားလို့လားလူငယ်ရရှိရဲ့မျက်နှာကချက်ချင်းဖြူဖြောသွားတယ်။ဒူးတွေပြုတ်ကွေသွားပြီးဒုံကနေမြေပြင်ပေါ်လဲကျသွားတယ်။တော်ဝင်အဆောင်တွေကဘာခန်းနာမှမရှိဘဲဆွဲထုတ်သွားကြတယ်။ခမ်းမတစ်ခုလုံးတိတ်ဆိတ်နေတော့ကျွန်တော်ချောင်းတစ်ချက်ဟန်းလိုက်တယ်။ပြီးတော့ယုံကြည်ချက်အပြည့်နဲ့ဝင်ကြီးချုပ်ကျုံးစီတန်းလျှောက်သွားပြီးမျက်နှာကိုဟိုဆန်းတီဆန်းတက်တော်တယ်။ဝင်ကြီးချုပ်ကျုံးကအဲ့ဒီကြောက်စရာကောင်းတဲ့ရင်းနှီးနေတဲ့ခန်းစားချက်ကိုထပ်ခန်းစားလိုက်ရတယ်။ရှက်လုံးလို့အဲ့ဒီနေရာမှာတင်တေးချင်နေပြီးအဲ့ဒီနောက်ကျွန်တော်မျက်နှာတီတီနဲ့ပြောလိုက်တယ်။ဝင်ကြီးချုပ်ကြီးကျွန်တော်ဇာတိရွာမှာကျုံကျူးစုဆိုတဲ့ရွာသူကြီးတစ်ယောက်ရှိတယ်။သူ့ရဲ့မွေးနေ့နဲ့ကံကြမ္မာပုံစံကခမားနဲ့တပုံစံနဲ့ပဲကျွန်တော်တို့သူကခမားရဲ့ပျောက်ဆုံးနေတဲ့ဆွေမျိုးဖြစ်မယ်လို့တန်တရားရှိတယ်။ဝင်ကြီးချုပ်ကျုံရဲ့မျက်နှာကျွတ်တက်တယ်လို့ဖြစ်သွားတယ်
သူ့ရဲ့အယောင်ဆောင်ထားတဲ့ကိုပိုင်အမှတ်အသားကိုတတိယမိတယ်နောက်ဆုံးတော့တိတ်ခါကိုမျိုးချပြီးဝန်ခံလိုက်ရတယ်ဟုတ်တယ်ငါမှအဲ့ဒီလိုအကိုတယောက်ရှိတယ်နန်းတော်တစ်ခုလုံးပေါ်လောရိုက်သွားတယ်လျှို့ဝှက်သားသမီးတွေအကြောင်းကောလာဟာလာတွေချက်ချင်းပြန်သွားပြီးဝင်းကြီးချုပ်ကျုံးကငိုချင်ပေမဲ့မျက်ရည်မထွက်တော့ဘူးတသက်လုံးထိမ့်သိမ်းခဲ့တဲ့ဂုံတရင်ကမိနစ်ပိုင်းအတွင်းပျက်စီးသွားတယ်သူကအေဂရစ်မကိုဝမ်းနေပြီးတစ္ဆာဖောက်ခံရတဲ့မျက်လုံးတွေနဲ့မောကြည့်လိုက်ပြီးမက်တူဆာကအနှဲငယ်အပြစ်ရှိတယ်လို့မျက်နှာထားနဲ့လက်ဝဲရမ်းလိုက်တယ်အမှုထမ်းများဆင်းနိုင်ပြီးနန်းတော်အစည်းအဝေးပြီးပြီကျွန်တော်ကအိမ်ပြန်ပြေးဖို့စဉ်းစားနေတော့အေဂရစ်မကလှမ်းခေါ်လိုက်တယ်ဝင်းကြီးခိုင်မင်းကမြို့တော်မှာအခုထိအမြဲတမ်းနေစရာမရှိသေးဘူးနန်းတော်မှာခဏနေလိုက်ရင်ဘလို့လဲအလုပ်တွေလဲပိုအဆင်ပြေမယ်ဒါကိုကျွန်တော်နည်းနည်းအံ့ဩသွားတယ်ဝတ္ထုထဲမှာတော့ဒီအေဂရစ်မကအေးဆက်ပြီးလူတွေနဲ့ဝေးဝေးနေတတ်တဲ့သူလို့ရေးထားတာဘာလို့ကျွန်တော်အပေါ်ဒီလောက်နွေးနွေးထွေးထွေးဆက်ဆံနေတာလဲကျွန်တော်ဥညွတ်ပြီးရင်ကြေးကြေးညှိလိုက်တယ်အရှင်မင်းမြတ်ရဲ့စေတနာအတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ဇနီးကအိမ်မှာစောင့်နေတယ်ကျွန်တော်အိမ်ပြန်နောက်ကျရင်သူစိတ်ပူလိမ့်မယ်ဇနီးဆိုတဲ့စကားလုံးပေါ်မှာအေဂရစ်မရဲ့အကြည့်ကခဏရက်သွားတယ်ရင်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာတယ်မင်းဇနီးကိုတကယ်ချစ်တာလားကျွန်တော်အသက်ရှူတစ်ချက်ရှိုက်လိုက်တယ်ပြီးတော့အရင်ဘဝကအချိုးသားဆုံးအချစ်စကားတစ်ခုကိုထုတ်သုံးလိုက်တယ်ဒီကျေပြောပြီးခဏတာတီးရှိတဲ့ကဘာကြီးထဲမှာကျွန်တော်ချစ်တာ၃ခုလည်းရှိတယ်နေမင်းလာမင်းပြီးတော့မင်းနေမင်းကိုမနက်ခင်းအတွက်ချစ်တယ်လာမင်းကိုညအချိန်အတွက်ချစ်တယ်ပြီးတော့မင်းကိုတော့အဲ့ဒီနှစ်ခုကြားကအချိန်တိုင်းအတွက်ချစ်တယ်မက်တူဆာရဲ့မျက်နှာကချက်ချင်းနေရဲသွားတယ်ဒီလောက်တိုက်ရိုက်ကြပြီးရိုးသားတဲ့အချစ်စကားမျိုးသူမှတစ်ခါမှမကြားဘူးနှလုံးခုန်တန်တွေကထိမ့်မရအောင်မြန်လာတယ်ဘာလို့ရမှန်းတော့မသိတော့ဘူးနောက်ဆုံးတော့ကပြားကရပြောထွက်သွားတယ်ငါထင်တာတော့မင်းပြောတာအရန်ကောင်းတယ်စကားထွက်ပြီးတာနဲ့သူမလက်နှစ်ဖက်နဲ့ပါဆက်ကိုအုပ်လိုက်တယ်စိတ်ထဲမှာတော့ပြီးပြီအကုန်ပြီးပြီဆိုပြီးအော်ဟစ်နေတယ်ပြီးတော့ချက်ချင်းလှည့်ထွက်ပြေးသွားတယ်ကျွန်တော်ကတော့အဲ့ဒီနေရာမှာရက်ပြီးဘာဖြစ်သွားမှန်းမသိဘူးနောက်ဆုံးတော့မြို့တော်ကအိမ်တစ်စီပြန်ရောက်လာတယ်တကားကိုဖျက်ဝင်လိုက်တာနဲ့ရင်းနှီးနေတဲ့နှွေးထွေးတဲ့ရင်းနှံလေးတစ်ခုရောက်လာတယ်ချစ်လေးဘာလို့အပြင်မှာထွက်နေတာလဲမက်တူဆာရဲ့လှပတဲ့မျက်နှာလေးကနီးရဲနေသေးတယ်သူမကမကြားရလောက်တဲ့အတန်နဲ့တစ်ခုခုရေရွတ်လိုက်တယ်ကျွန်တော်ကတော့စိတ်ရမ်းကောင်းနေတယ်လက်နှစ်ဖက်ကိုနောက်ပစ်ပြီးကျဲဝန်းနဲ့ခြံတစ်ထဲလမ်းလျှောက်နေပြီးကျင်းနှမှုအပြည့်နဲ့ကောင်းနေလိုက်တယ်မစိုးဘူးငါတို့လည်းမြို့တော်မှာအိမ်တစ်လုံးရှိသွားပြီအဲ့ဒီအချိန်မှာစုပ်ပြတ်နေတဲ့ခွေးအိုကြီးတစ်ကောင်ကရုတ်တရက်ကျွန်တော်စီပြေးလာပြီးအဆက်မပြတ်ဟောင်းတော့တယ်သွားစမ်းအိမ်ရှင်ပြန်လာတာတော့မမြင်ဘူးလားကျွန်တော်ပြင်းရီစွာခြေထောက်နဲ့ကန်ထုတ်လိုက်တယ်ပြီးတော့ပါဇက်ကရေရွတ်လိုက်တဲ့ကောင်းကင်မီလောင်ကီလင်မြင့်မြတ်ဆောက်ရှောက်သူဝေအေကရစ်နိုင်ငံရဲ့မြင့်မြတ်သားရဲ့အဲ့ဒီသားရဲကြီးကမြေကြီးပေါ်မှာနှစ်ပတ်ခွဲလိမ့်သွားပြီးရုတ်တရက်တောင့်တင်းသွားတယ်နတ်ဖျားအဆင့်တီရှိမှုတစ်ခုကိုမျက်မမြင်တယောက်ကတာမန်အိမ်ဆောင်ခွေးလိုဆက်ဆံနေတယ်သူ့ရင်ထဲမှာဒေါသတွေပွက်ဆူလာတယ်မျက်လုံးထဲမှာအန္တရာယ်ရှိတဲ့အလင်းရောင်တွေပေါ်လာတယ်သူကကိုနှိမ့်ချလိုက်ပြီးခုံအုပ်တော့မဲ့အနေထားအဲ့ဒီအချိန်မှာကျွန်တော်ကချင်းချောက်တဲ့အရှိန်ဝါအနှဲငယ်ကိုခံစားမိသွားတယ်ဘာမှစဉ်းစားမနေပဲကောင်းကင်ခွဲဖြက်မိစ္ဆာဖြတ်သားစိတ်ဆန္ဒရဲ့အမြင်လေးတစ်မြင်ကိုထုတ်လွှတ်လိုက်တယ်အဲ့ဒီခွေးအိုကြီးရဲ့ကိုပေါ်ကအမွှေးတိုင်းထောင်သွားတယ်အမြင့်ဆုံးတက်ဖြတ်လို့စိတ်အရှိန်ဝါကသူ့ဝိညာဉ်ကိုကိုယ်ထဲကနေလွင့်ထွက်သွားလူနီးပါးဖြစ်စေတယ်တမိုင်းတစ်လျှောက်အမြန်ဆုံးအရှုံးပေးမှုကိုလုပ်ပြလိုက်တယ်စက္ကန့်ဝက်တောင်မကြဘူးအမီးကယူသွတ်တယ်လို့လှုပ်တော့တယ်ကျွန်တော်စီတရွေ့ရွေ့လာပြီးအပြေဝတစ္ဆာခံတဲ့ပုံစံနဲ့လာလျက်တယ်ကျွန်တော်နောက်ဆုံးတော့ကျင်းနဲ့စွာပြုံးလိုက်တယ်လက်ကိုဆန့်ပြီးသူ့ကောင်းကိုပုတ်ပေးလိုက်တယ်တွေ့လားဒီလောက်ဆိုရပြီမဟုတ်လားဘာလို့ကိုခက်ခဲအောင်လုပ်နေတာလဲရာရာကဘေးမှာရက်နေပြီးပါဆက်ဟန်နေတယ်မြင့်မြတ်သားရဲ့တကောင်ကတာမန်ခွေးထက်တောင်ပို့ပြီးအလိုလိုက်ခံချင်နေတဲ့ခွေးလေးလိုဖြစ်နေတာဘလို့လုပ်ဖြစ်နိုင်မှာလဲနောက်နေ့မနက်စောစောကျွန်တော်စနစ်ကပေးထားတဲ့အပင်တွေအားလုံးကိုခြံထဲမှာစိုက်ပျိုးလိုက်တယ်ပြီးတော့ကောင်းကင်အစင်ခွေးစာကိုထုတ်ပြီးခွက်တစ်လုံးနဲ့လောင်းထည့်လိုက်တယ်ဝန်ခိုင်အတွက်ညစာပေါ်ကောင်းကင်မီလောင်ကီလင်ကချက်ချင်းမကြည်မနှက်ဖြစ်သွားတယ်တစ်ချိန်လုံးကသူဟာနိုင်ငံတီထောင်တဲ့အေဂရစ်နဲ့အတူကဘာတခွင်ချီတက်ခဲ့ဘူးတယ်အခုစွမ်းအားအများစုဆုံးရှုံးပြီးခွေးပုံစံဖြစ်နေတော့တာမန်ခွေးစာစားရတဲ့အဆင့်ထိကြမသွားနိုင်ဘူးဝန်ခိုင်ကငက်တေသွားရင်တော့မစားဘူးလို့တွေးနေတော့နောက်တစ်စက္ကန့်မှာကျွန်တော်ကသူ့ကောင်းကိုခွေးစာခွက်ထဲတိုက်ရိုက်ဖိထည့်လိုက်တယ်ဆွဲဆောင်မှုပြင်းလုံးတဲ့အနံ့ကသူ့ခန္ဓာကိုယ်ရဲ့တစ်ခုခုကိုပောက်ကွဲသွားစေတယ်ဒါတာမန်ခွေးစာမဟုတ်ဘူးဒါကဒဏ္ဍာရီထဲကရှေးဦးပြန်ပါလာချင်းစီမြင့်မြတ်သားရဲ့တကောင်ရဲ့အခြေခံနှစ်တာကိုအာဟာရဖြည့်တင်းပေးနိုင်တဲ့ယတနာတီရှိသမျှဘန္နာတိုင်းထက်တမိုးကြီးတယ်သူတစ်စက္ကန့်လောက်တောင့်ခဲသွားတယ်ပြီးတော့မျက်နှာတစ်ခုလုံးခွက်ထဲထိုးထည့်လိုက်တော့တယ်အမိကပန်ကာလိုလဲနေတယ်အိုးဒါကတကယ်ကောင်းတာပဲအဲ့ဒီအချိန်မှာအမျိုးသမီးနှစ်ယောက်အိမ်ထဲကထွက်လာပြီးခြံထဲကမြင်ကွင်းကြောင်ချက်ချင်းရက်တန့်သွားတယ်ဝိညာဉ်မျိုးပန်းကောင်းကင်သားစာသားစီပင်လိမ့်နဲ့နှလုံးဆောက်ရှောက်နေပင်အားလုံးကသူတို့ခြံထဲမှာရှင်တန်ကြီးထွားနေတယ်ရာရာကမျက်လုံးကိုပို့လိုက်ပြီးအိမ်မက်မက်နေတုံးလားလို့တောင်တန်တရားဝင်နေတယ်မက်တူဆာကတော့ခြေထောက်တွေအားပြော့သွားမလို့ဖြစ်သွားပြီးမနေရက်နေရတယ်အန်ဩစရာအကောင်းဆုံးကတော့သူမအလွန်လေးစားတဲ့မြင့်မြတ်ဆောက်ရှောက်သူသားရဲကြီးကခွေးကျိုးနဲ့ချီထားခံရတယ်အခုတော့ခွေးစာခွက်ကိုမစားရတာဘဝပေါင်းများစွာကြာခဲ့တယ်လို့အားရပါရစားနေတယ်ကောင်းကင်မီလောင်ကီလင်ကမြေကြီးပေါ်ဝမ်းလျားမောက်နေပြီးရှားကြီးတွဲလောင်းကျနေတယ်တစ်ချိန်ကအားကြီးခဲ့တဲ့မျက်နှာမှာအခုတော့အရန်တနာစရာကောင်းတဲ့တောင်းပန်မျက်လုံးတွေပဲရှိတယ်ရာရာကမြင်လိုက်တာနဲ့ခွက်ကိုဆွဲယူလိုက်တယ်ပြီးတော့ဘေးကိုပစ်လိုက်တယ်တူလောင်လက်စွပ်ထဲကမြင်သာတဲ့စွမ်းအင်တွေထုတ်လွှတ်နေတဲ့ဝိညာဉ်သားရဲ့အသားတုံးကြီးကိုထုတ်လိုက်တယ်အရှင်မြတ်သားရဲကြီးတင်ကဒီနိုင်ငံရဲ့မြင့်မြတ်ဆောက်ရှောက်သူပါတာမန်ခွေးစာမစားသင့်ပါဘူးဒါကအထူးမွေးမြူထားတဲ့အရေးသွေးမြင့်ဝိညာဉ်သားရဲ့အသားပါတင့်အတွက်တီးတန့်ပြင်ဆင်ထားတာသူမကခွေးကျိုးကိုဖြုတ်ပေးဖို့ပြင်လိုက်တယ်ဒါပေမဲ့စုပ်ပြတ်နေတဲ့ခွေးအိုကြီးကဝိညာဉ်သားရဲ့သားကိုတစ်ချက်စောင်းကြည့်လိုက်တယ်အဲ့ဒီအသားကိုအင်အားကြီးပုဂ္ဂိုလ်တွေတောင်လူယူကြရတယ်ဒါပေမဲ့သူ့အတွေ့အထဲမှာတော့ဒါလေးကသွားကြတဲ့တောင်မပြေဘူးခွက်ထဲကအရာနဲ့ဘာမှမရှင်းနိုင်ဘူးအံ့ဩနေတဲ့ရာရာရှိမှပဲဝန်ခိုင်ကသူ့လက်ထဲနဲ့ခွေးကျိုးကိုပြန်ယူပြီးလေဘင်းမှာပြန်ဆွတ်လိုက်တယ်ပြီးတော့ကျွန်တော်ခြေရင်းစီတွားသွားတယ်အမိကမမြင်ရတော့အောင်လှုပ်နေတယ်လေချောင်းတွေကလည်းတီတီတာတာအတန်တွေထွက်နေတယ်ဝန်ခိုင်ရဲ့ခွက်ထဲကိုဘာတွေထည့်ထားတာလဲမက်တူဆာကလှေကားပေါ်ကဆင်းလာတယ်မျက်နှာအပြည့်ရှုပ်ထွေးနေပြီးသူမနားမလည်နိုင်ဘူးကီလင်နဲ့ငကားသွေးမျိုးဆက်နှစ်ခုစလုံးပါဝင်တဲ့တားရဲကခွေးပုံစံဖြစ်နေရင်တော့တာမန်မဟုတ်ဘူးဒါပေမဲ့တရက်ထဲနဲ့တိတ်ခါအားလုံးပျောက်သွားတယ်အိုးဘာမှမဟုတ်ပါဘူးကျွန်တော်ဇာတိမာတော့ကခွေးမွေးတဲ့အတွေ့အကြုံများတယ်ရွာထဲကခွေးတိုင်းကျွန်တော်ကိုချစ်ကြတယ်သူလဲကျွန်တော်ကိုသဘောကျတာနေမှာပေါ့ကျွန်တော်ရင်းနှီးနေတယ်လို့ခွေးကောင်းကိုပုတ်ပေးလိုက်ပြီးပြုံးလိုက်တယ်မက်တူဆာရဲ့နှက်ခမ်းထောင်းတွေတုံးသွားတယ်
တားရဲရဲ့အစစ်မှန်ကိုဖော်ပြလို့မရတာကြောင့်ရှုပ်ထွေးမှုကိုမျိုးချလိုက်ရတယ်ပြီးတော့ခြံတစ်ခုလုံးပြည့်နေတဲ့အလင်းရောင်ထုတ်နေတဲ့ဆေးပင်တွေကိုလှည့်ကြည့်လိုက်တယ်မျက်နှာကိုတီတီထားပြီးပြောလိုက်တယ်ဒါဆိုဒီဝိညာဉ်ဆေးပင်တွေကလည်းမင်းကိုသဘောကျလို့ဖြစ်မယ်ထင်တယ်ကျွန်တော်ကတော့အကြောင်းပြချက်ပြင်ထားပြီးသားအပြစ်ကင်းတဲ့ပုံစံနဲ့ပြောလိုက်တယ်ဝိညာဉ်ဆေးပင်ဟုတ်လားဘယ်ဝိညာဉ်ဆေးပင်လဲဒီမနက်အိမ်တကားဝမှာမုတ်စိတ်ဖြူဖိုးကြီးတယောက်ဟင်းသီးဟင်းရွက်လာရောက်နေအရန်အိုမင်းမီတနာစရာကောင်းတဲ့ပုံစံနဲ့ရက်နေတော့ကျွန်တော်လည်းသူ့စီကရှိသမျှအကုန်ဝယ်လိုက်ပြီးမြေကြီးထဲစိုက်လိုက်တာပဲချစ်လေးငွေဖြုံးလို့ကျွန်တော်ကိုစုမနေပါနဲ့နော်မတ်တူစာကမြို့တော်တဝက်လောက်ဝယ်နိုင်တဲ့ဆေးပင်တွေကိုကြည်ရင်ကောင်းကြိုက်လာတယ်အဲ့ဒီလူကဟင်းသီးဟင်းရွက်ရောက်တဲ့အဖိုးကြီးမဟုတ်ဘူးစီးစိတ်ဥစ္စာနဲ့ဖျားလူရောင်ဆောင်ထားတာဖြစ်ရမယ်ဒါပေမဲ့သူမှလည်းကိုယ်ပိုင်လှုပ်ဝက်ချက်တွေရှိနေတယ်ဒါကြောင့်ထပ်မမေးတော့ဘူးမနက်စာစားပြီးတဲ့နောက်မတ်တူစာကတော်ဝင်အလုပ်ကိစ္စတွေရှိတယ်ဆိုပြီးအလင်းအမြန်ထွက်သွားတယ်ရာရာကတော့ကြံခဲ့တယ်ဒီနေ့ယာတုတာဝန်လက်ခံဖို့တွားရမှာမို့သူလိုက်ပို့မယ်လို့ပြောတယ်တခင်လေးမနေ့ကနန်းတော်ကပို့လိုက်တဲ့အရာရှိဝတ်စုံပါစမ်းဝတ်ကြည့်မလားရာရာကတကားနာကနေခေါင်းပြူထွက်လာတယ်လက်ထဲမှာတတိယအဆင့်ပင်လယ်နဂါးပုံချုပ်ထားတဲ့အရာရှိဝတ်စုံကိုကင်ထားတယ်အထက်အရာရှိတွေနဲ့တွေ့ရင်တော့တေချာပေါက်တေတက်ဖို့လိုတယ်ကျွန်တော်ကလူမသိအောင်နေချင်ပေမဲ့အပြင်ပန်းအတွင်ပြင်ကလည်းအရေးကြီးသေးတယ်ကျွန်တော်ခေါင်းနှိပ်လိုက်တယ်ရာရာကအိမ်ဖော်ခန်းကဏ္ဍနဲ့အတော်လေးအသားကျနေပြီးသူမကကျွန်တော်ကိုတေချာဂရုစိုက်ပြီးအဝတ်လဲပေးတယ်ဓာတ်ကင်လေးရှိတဲ့လက်တွေကအံ့ဩစရာကောင်းလောက်အောင်နူးညံ့နေတယ်သူမရဲ့လက်ချောင်းထိပ်လေးတွေကျွန်တော်ရင်ဘက်ကိုမတော်တဆထိသွားတယ်ဆောင်းရသည်ရေခဲလိုအေးဆက်တည်ငြိမ်နေတတ်တဲ့ဒီမျိုးသမီးကချက်ချင်းမျက်နှာနီရဲသွားပြီးလျှက်စစ်ထိတယ်လို့လက်ကိုပြန်ရုပ်လိုက်တယ်ကျွန်တော်ကိုယ့်ဘာသာလှုပ်လိုက်မယ်လူအကူညီနဲ့နေရတာမကျင်သားရဘူးရာရာကပြက်ပြက်တသားညင်းတယ်ဒီနေ့တော့အကြောင်းမသိပဲအရန်ဆွလုံနေတယ်မျက်နှာကရေနွေးပူလို့ပူနေတော့လဲကျွန်တော်ကော်လာကိုဟိုဆွဲတီဆွဲလုံနေတော့မယ်နောက်ဆုံးတနားရီလောက်ကြာမှလွတ်ပေးတဲ့နဖူးမှာတော့ချွေးဆက်တွေပြည့်နေပြီကျွန်တော်တုတ်ကိုကောက်ယူလိုက်တယ်ဝစ်စုံရဲ့တေးတက်တဲ့အထက်သားကိုလက်နဲ့ပုတ်ကြည့်ပြီးပြုံးလိုက်တယ်တွားကြဆိုဝင်ကြီးချုပ်ကျုံရဲ့အိမ်တော်စီလမ်းပေါ်မှာရှောက်သွားရင်နေရာတိုင်းကကောလာဟလတန်တွေကြားနေရတယ်ကြားပြီးပြီလားအေဂရမတ်မှာအချစ်တော်အစ်ရှိလာပြီးတော့အဲ့ဒီလူကမျက်မမြင်နဲ့တတိယအဆင့်ဒုတိယတလေးဝင်ကြီးဖြစ်သွားသေးတယ်တကယ်ကျင်ရတော့သာတိသွားရင်နန်းတော်ခေါင်းမိုးတော်လှန်ပစ်လိမ့်မယ်ရာရာကအုတ်ထုတ်ကိုမျက်နှာပေါ်ထိဆွဲချလိုက်တယ်အတိတ်ပဲမရှိတဲ့စကားတွေကိုနားထောင်ရင်မျက်လုံးလန့်နေတယ်တာမန်လူတွေကမသိကြဘူးအချစ်တော်အစ်နဲ့ကျင်ရတော်ကတယောက်တည်းဖြစ်နေတယ်ဆိုတာဒါပေမဲ့ဒီတောက်ပတဲ့မြို့တော်ရဲ့အောက်ကွယ်မှာတက်ဖြတ်လိုစိတ်တွေတဖြည်းဖြည်းမြင့်တက်နေတယ်ဆိုတာကိုဘသူကထင်မှလဲမြို့ပြင်ကအမှောင်ဖုံးနေတဲ့လှိုင်ကူတစ်ခုထဲမှာဇိန်းကတွေးတပွဲအန်ထုတ်လိုက်တယ်မျက်လုံးထဲမှာအမုန်းတရားတွေပြည့်နေတယ်သူရင်းနှီးမြုပ်နှံမှုမရေမတွက်နိုင်အောင်ထည့်ထားတဲ့အရေးကိုကွာအဲ့ဒီမျက်မမြင်ကတစ်ချက်ကြည့်တာနဲ့ဖော်ထုတ်ပြီးဖျက်ဆီးပစ်လိုက်တယ်ဒါကသူတခါမှမကြုံဘူးတဲ့ချင်းချောက်မှုခိုင်မင်းတည်ချင်းနေပြီးသူတွားကြိတ်ပြီးဆက်သွယ်ရေးပညာတစ်ခုဖွင့်လိုက်တယ်အလင်းရောင်လိုင်းလေးတွေပေါ်လာပြီးတဖြည်းဖြည်းလူရိပ်တစ်ခုပေါ်လာတယ်ခရမ်းရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးခန္ဓာကိုယ်ကဆွဲဆောင်မှုအပြည့်နဲ့အနေရများလုံးတယ်မွေးတကောင်လိုတွေ့ရတဲ့ခါဖျောင်းတိုင်လင်းအောက်မှာတောက်ပနေတဲ့အသားရည်တကူလုံးကဆွဲငင်အားပြင်းတယ်သူမကမျက်ခုံလေးချထားတဲ့ဆွဲဆောင်မှုအပြည့်မျက်လုံးတွေနဲ့စိမ့်ကိုကြည့်လိုက်တယ်ဘီငါမင်းကိုလူတစ်ယောက်တက်ခိုင်းခြင်းနဲ့ဝေနိုင်ငံရဲ့ကျင်ရတော့ခိုင်တီအလုပ်ကိုလုပ်ပြီးရင်မင်းရဲ့မောင်လေးနဲ့ပြန်တွေ့ခွင့်ပေးမယ်ဒီလိုခေါ်တဲ့အမျိုးသမီးရဲ့မျက်နှာမှာခန်းစားချက်တွေပြည့်လာတယ်အတန်တောင်တုံရင်နေပြီးသူမချက်ချင်းသဘောတူလိုက်တယ်ဆက်သွယ်မှုပြတ်သွားတဲ့နောက်စိမ့်ရဲ့မျက်နှာပေါ်မှာရက်ဆက်တဲ့အပြုံးတစ်ခုပေါ်လာတယ်တနာစရာပဲအဲ့ဒီမောင်လေးဆိုတဲ့လူကစမ်းသပ်မှုတစ်ခုထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတည်သွားပြီကျွန်တော်ကတော့ဒီအကြောင်းဘာမှမသိပဲဝင်ကြီးချုပ်ကျုံရဲ့စာကြည့်ခန်းထဲဝင်သွားတယ်ဒီအရာရှိကဝင်ကြီးချုပ်ကိုနှုတ်ဆက်ဖို့တော့မပြီးသေးခင်ဝင်ကြီးချုပ်ကျုံကတရေမြင်လိုက်ရတယ်လို့ခုံထားလာတယ်ပြီးတော့ကျွန်တော်စီအပြေးလာပြီးထိမ့်ပေးတယ်မျက်နှာပေါ်ကအပြုံးကငိုနေတာထက်တောင်ပိုနာကျင်နေတယ်လို့ပဲဒုတိယဝင်ကြီးမင်းအခမ်းအနားတွေလုပ်เสียရမလို့ပါဘူးကျေးဇူးပြုပြီးထိုင်ပါအတွင်းစိတ်ထဲမှာတော့ဒီလမ်းလျှောက်နေတဲ့ကပ်ပေးကြီးအမြန်ဆုံးထွက်သွားပါစေလို့သာဆုတောင်းနေတယ်ဒါပေမဲ့ကျွန်တော်ကတော့တက်တောင့်တက်တာနဲ့ထိုင်ချလိုက်တယ်မျက်နှာပေါ်မှာလည်းအပြုံးတစ်ခုရှိနေတယ်ကျွန်တော်ဒီမှာအသက်ရောက်တာပါလုပ်เสียရအလုပ်ရှိရင်ဝင်ကြီးချုပ်ကြီးစိတ်ကြိုက်တာဝန်ပေးနိုင်ပါတယ်ဘာမှလုပ်เสียရမရှိလို့ပြင်းလွန်းနေပြီဝင်ကြီးချုပ်ကျုံကခေါင်းကိုခရလို့ခါရမ်းလိုက်တယ်စိတ်ထဲမှာတော့ဘယ်ယူနေတဲ့လူကမင်းကိုအမိတ်ပေးရဲမှာလဲကျွန်တော်ထွက်သွားဖို့ပြင်နေတော့နူးညံ့တဲ့ရနက်တစ်ခုလေးလေးပြန်လာတယ်ခဏလေးကျေးဇူးပြုပြီးမသွားပါနဲ့ဦးကျမစကားနဲ့ပြောချင်လို့အလွန်ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဖြည်းဖြည်းချင်းထွက်လာတယ်တွေ့လျားတဲ့လက်ချောင်းတွေကကျွန်တော်ပခုံးပေါ်တင်လိုက်တယ်လက်ချောင်းထိပ်တွေကရင်ဘက်ကိုမတိမတာပုတ်တက်သွားတယ်အတန်ကအယိုးတောင်အရေးပြောသွားစေမဲ့အထိနူးညံ့ချုံငိမ့်နေတယ်ဒီအမျိုးသမီးကပြီးအထောက်ထားတူတုံးထားတဲ့လောက်ကျန်တက်ဖြတ်သမားကြင်ကြံမှုမရှိတဲ့လူတစ်ယောက်ပြီးတော့မျက်မမြင်တစ်ယောက်ကိုသူမရဲ့ဆွဲဆောင်မှုနဲ့အလွယ်တကူထိန်းချုပ်နိုင်မယ်လို့ယုံကြည်ထားတယ်လွယ်လွယ်လေးပဲကျွန်တော်မျက်မှောင်ကျုပ်လိုက်တယ်တိတ်တိတ်လေးနောက်ဆုတ်ပြီးအကွာဝေးထားဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့ဘလို့ရွှေ့ရွှေ့အဲ့ဒီနူးညံ့တဲ့လက်ကလိုက်လာနေတယ်ခွင့်လွတ်ပါခမည်းကဘာတူလဲကျမကဘီစက်ထမအဆင့်တလေးထုံတန်းဝင်ကြီးဌာနညွှန်ကြားရေးမှူးသူမပြုံးလိုက်တဲ့မျက်လုံးတွေထဲမှာလေ့ကျင့်ထားတဲ့ဆွဲဆောင်မှုတွေလက်နေတယ်ဘေးမှာရက်နေတဲ့ဝင်ကြီးချုပ်ကျုံရဲ့မျက်ခုံးတွေတုံသွားတယ်ရင်ထဲမှာလည်းထိတ်လန့်သွားတယ်ဒီအမျိုးသမီးကတကယ်ပဲအေဂရမရဲ့လူကိုနေကင်းကြောင်တောင်မြူဆွဲနေတာလားတေးချင်နေတာပဲရာရာရဲ့မျက်နှာကတော့ရေခဲတုံးလိုအေးဆက်နေပြီးဓာတ်ကင်ထားတဲ့လက်ကအနှဲငယ်တုံနေတယ်မျက်လုံးနောက်ကွယ်မှာလျှက်စီးတွေလက်နေတယ်လို့ပဲကျွန်တော်ဒေါသထွက်တော့မဲ့အချိန်မှာဒီကရုတ်တရက်လက်လွတ်လိုက်တယ်ပြီးတော့လှပစွာနောက်ဆုတ်သွားတယ်ဆွဲခေါ်လိုက်ပြီးတော့တွန်းထုတ်လိုက်ဒါကလူငယ်တွေရဲ့စိတ်ကိုကစားဖို့အတုံးများဆုံးနည်းလမ်းကံမကောင်းစွာနဲ့သူမတွက်ချက်မှုမှားသွားတယ်ကျွန်တော်မျက်လုံးတွေမမြင်ပေမဲ့အုံနောက်ကတော့ကောင်းကောင်းအလုပ်လုပ်တယ်ကျွန်တော်စကားမပြောဘဲတလန်းဝက်နောက်ဆုတ်လိုက်တယ်စိတ်ထဲမှာတတိပေးခေါင်းလောင်းတွေမြည်နေပြီးပထမငါအနာတိုးလာတယ်ပြီးတော့ရှက်တလူဟန်ဆောင်ပြီးနောက်ဆုတ်တယ်မျက်နှာနှစ်ဖက်နဲ့ကစားတဲ့နီဟောင်ကြီးမျောလင့်ထားတဲ့အတိုင်းဘီကချက်ချင်းအလုပ်သဘောမျက်နှာထားပြောင်းလိုက်တယ်ပြီးတော့ဝင်ကြီးချုပ်ကျုံးပတ်လှည့်လိုက်တယ်ဝင်ကြီးချုပ်ကြီးဒုတိယဝင်ကြီးကပထမနေ့မှာပဲဘာမှမလုပ်ပဲထိုင်နေရင်မကောင်းဘူးထင်ပါတယ်အခုလေးတင်အရှင်မင်းမြတ်ရဲ့မွေးနေ့ပွဲအကြောင်းပြောနေတယ်မဟုတ်လားဒုတိယဝင်ကြီးကိုကူညီပြီးပြင်ဆင်မှုတွေလုပ်ပေးရင်ဘယ်လိုလဲအပေါ်ရန်ကြည့်ရင်အကြံပြုချက်ကအရန်တင့်တော်တယ်ဒါပေမဲ့စကားတိုင်းရဲ့အောက်မှာကျွန်တော်အနာပိုကက်လာဖို့ရည်ရွယ်ချက်တွေဖုံးကွယ်ထားတယ်ကျွန်တော်စိတ်ထဲမှာတက်ပြင်းချလိုက်တယ်အန်ဒီရဲ့အများဆုံးအကြံစီတွေကအမြဲကျင်နာမှုဆိုတဲ့အဖုံးအုပ်ထားတတ်တယ်ဝင်ကြီးချုပ်ကျုံကအေဂရမရဲ့တကယ်ကျင်ရတော့အစားဆုံးဖြတ်မပေးနိုင်ဘူး
ဒါပေမဲ့ကျွန်တော်ရဲ့တည်ငြိမ်နေတဲ့မျက်နှာကိုကြည့်ပြီးအကူအညီမဲ့စွာပြုံးလိုက်တယ်ကောင်းပြီမင်းပြောတဲ့အတိုင်းပဲလုပ်ကြစို့ဒီလိုနဲ့ဧကရမမွေးနေ့ပွဲစီစဉ်ရတဲ့ဒုက္ခအလုပ်ကြီးကကျွန်တော်ကောင်းပေါ်ကျလာတယ်ကျွန်တော်တို့ဒီအမျိုးသမီးကိုတုံနဲ့ရိုက်ချင်နေပြီဒါပေမဲ့အရာရှိတယောက်ရဲ့တည်ငြိမ်မှုကိုထိန်းထားပြီးခေါင်းညိတ်သဘောတူလိုက်တယ်ဝင်ကြီးချုပ်အိမ်တော်ကထွက်လာပြီးကျွန်တော်တို့၃ယောက်လမ်းတူရှောက်နေကြတယ်ပတ်ဝန်းကျင်ကအရန်ထူးဆန်းနေပြီးဘီရဲ့အပြုံးကတောက်ပနေတယ်အတန်ကငွေခေါင်းလောင်းလေးလိုချိုးမြိန်နေတယ်ဒုတိယဝင်ကြီးမင်းအရှင်မင်းမြတ်ရဲ့မွေးနေ့ကနောက်9ရက်ပဲလိုတော့တယ်ဒီညဖျောင်းတိုင်လေးအောက်မှာတိတ်ဆိတ်တဲ့နေရာတစ်ခုရှာပြီးအသေးစိတ်ဆွေးနွေးကြရအောင်လေတေချာစီစဉ်ဖို့လိုတဲ့စကားပြောရင်းနဲ့သူမရဲ့ထက်ရှားတဲ့မျက်လုံးတွေကဘေးမှာအေးဆက်နေတဲ့ရာရာစီရောက်သွားတယ်ရာရာမျက်မှောင်အနှဲငယ်ကျုပ်လိုက်တယ်စိတ်ထဲမှာတွေးနေတဲ့ဒီအိမ်ဘော်ရဲ့ကြင်ကြံမှုကိုလုံးဝမဖတ်နိုင်ဘူးငါလှုပ်ရှားခြင်းရင်သူ့ကိုအရင်ဖယ်ရှားဖို့နီးလန်းရှာရမယ်ရာရာရဲ့အကြည့်တွေကရှေးဟောင်းရေခဲတုံးလိုအေးဆက်သွားတယ်ဘီကတော့ချိုချိုတာတာပြုံးနေပြီးမျက်တောင်တောင်မခတ်ပဲပြန်ဆိုင်ကြည့်နေတယ်အမျိုးသမီးနှစ်ယောက်မျက်လုံးချင်းစုံသွားတဲ့အချိန်သူတို့ကြားကလေထုတောင်မိဘထွက်မလို့ဖြစ်နေတယ်ကျွန်တော်ကတော့အလဲမှာလမ်းလျှောက်ရင်းဘာမှမသိသလိုဟန်ဆောင်နေတယ်ပြီးတုတ်ကိုတောက်တောက်ခေါက်ရင်းတပြင်းချလိုက်တယ်ဘာပဲဖြစ်ဖြစ်စားတောက်တာထက်အရေးကြီးတာမရှိဘူးဘယ်ကိစ္စပဲဖြစ်ဖြစ်စားပြီးမှဖြေရှင်းလို့ရတယ်အချိန်ကြိုက်ပဲတကယ်တော့ကျမလည်းမျိုးတော်ကိုအခုမှရောက်တာနေစရာတော့မရှိသေးဘူးကံကောင်းရင်ရှင်ကျက်တဲ့ဟင်းလေးမြည်ကြည့်ခွင့်ရမလားမသိဘူးဘီကကျွန်တော်နားမှာကတ်နေဖို့ဆုံးဖြတ်ထားပြီးသားအတနာခံတဲ့ပုံစံလေးနဲ့ပြောလိုက်တယ်ရာရာကတော့ချက်ချင်းဖြတ်ပြောလိုက်တယ်မရဘူးဒုတိယဝင်ကြီးမှာဇနီးရှိတယ်ကိုလေးစားစမ်းပါကျမကထမင်းတစ်နက်လောက်တောင်းတာပါတခြားပါရည်ရွယ်ချက်မှမရှိဘူးမင်းကအိမ်ပေါ်ပဲနည်းနည်းတော့စီးကြော်နေပြီမဟုတ်ဘူးလားလူတွေကမင်းကိုဒုတိယဝင်ကြီးရဲ့တကယ်ဇနီးလို့တောင်ထင်သွားနိုင်တယ်ဘီကအပြစ်ကင်းတဲ့မျက်နှာနဲ့မျက်တောင်ခတ်လိုက်တယ်စကားဝိုင်းကအရှိန်နဲ့လမ်းလွှဲနေပြီဒီအလှပတ်ကင်းနှစ်ယောက်လမ်းပေါ်မှာတင်ရန်ဖြစ်တော့မဲ့ပုံပေါ်လာလို့ကျွန်တော်အမြန်ကြားဝင်လိုက်တယ်ဒီလိုပါကျွန်တော်ကအိမ်အောင်စားယောက်ျားတစ်ယောက်ပဲအိမ်အောင်ရေးကိုကျွန်တော်ဇနီးကစီမံတာလိုက်ချင်ရင်လိုက်ခဲ့တာပေမဲ့နေလို့ရမရကတော့သူမဆုံးဖြတ်လိုက်မယ်အိမ်အောင်စားယောက်ျားဘီတစ်ယောက်လုံးတောင့်ခဲသွားတယ်တတိယအဆင့်အရာရှိဧကရမရဲ့အချစ်တော်အစ်စ်ဒီလိုအင်အားကြီးတဲ့လူကဇနီးကိုမိခိုနေရတဲ့ယောက်ျားဖြစ်နေမယ်လို့သူမဘယ်တော့မှမထင်ထားဘူးရာရာကမကျေနပ်တဲ့မျက်နှာနဲ့ကြည့်နေတယ်တခုခုပြောမလို့လှုပ်ပြီးမှပြန်ထိန်လိုက်တယ်ရပါတယ်ရာရာသွားကြစို့ကျွန်တော်ကတော့ဂယုမဆိုင်တယ်လို့လက်ဝဲရမ်းလိုက်တယ်ဒါပေမဲ့ဘီကရာရာဆိုတဲ့နာမည်ကိုကြားလိုက်တဲ့အချိန်တကူလုံးတောင့်သွားတယ်မျက်လုံးတွေချက်ချင်းစူးရလာတယ်တာမန်နဲ့နည်းနည်းဦးကြောင်ကြောင်ဖြစ်နေတဲ့အိမ်ဖော်လေးကိုတေချာစိုက်ကြည့်လိုက်တယ်ဒါသူမပဲကဘာကျော်ရေခဲသားနဲ့သမီးကအခုတော့မျက်မမြင်တယောက်ရဲ့အိမ်ဖော်ဖြစ်အမှုထမ်းနေရတယ်မကြခင်ကျွန်တော်တို့အိမ်ပြန်ရောက်လာတယ်ခြံထဲမှာအိမ်သုံးကားစီးဝတ်ထားတဲ့အမျိုးသမီးတယောက်မိကိုတလူလူထားနေတဲ့ဟင်းပွဲတွေကိုမိကိုချောင်တွေကတဲထုတ်လာတယ်အချိန်ကိုက်ပြန်ရောက်လာတာပဲလက်ဆေးပြီးထမင်းစားတော့မတ်တူစာကကျွန်တော်ကိုနွေးနွေးထွေးထွေးပြုံးပြတယ်ဒါပေမဲ့မကြခင်ဖီဘက်ကိုအကြည့်ရောက်သွားတယ်မျက်ခုံးတစ်ဖက်အနှဲငယ်မြင်သွားပြီးအကဲခတ်တယ်လို့ကြည့်လိုက်တယ်လုတ်ဖို့ကင်ဘက်ပါထမင်းလာစားတာကျွန်တော်ကပေါ့ပေါ့ပပပဲပြောလိုက်တယ်မတ်တူစာရဲ့မျက်လုံးထဲမှာမကျေနပ်မှုအရေးလေးတစ်ချက်ဖြတ်သွားတယ်အယမ်းမသိတာပေမဲ့ရှိနေတော့မယ်အင်ရှင်မတယောက်အနေနဲ့သူမကရက်ရက်ရော်ရော်ပြုံးနေတယ်ဒါပေမဲ့ဘီကတော့မိုးကြိုးထိထားတယ်လို့ဖြစ်သွားတယ်တကူလုံးအေးခဲသွားတယ်အဲ့ဒီအချိန်ဝါအယိုးထဲအထိစိတ်ဝင်နေတဲ့တော်ဝင်အာနာဒူးတွေတောင်မခိုင်တော့ဘူးဧကရမကြီးဒီလောက်ကြံတက်ဖြစ်သမားကလူတက်ရတာမျက်တောင်တောင်မခတ်တဲ့သူဒါပေမဲ့အခုတော့မနေထိန်ထားရတယ်ဘီပါဆက်ဖွင့်ပြီးထုတ်ပြောတော့မယ့်အချိန်မတ်တူစာကလက်ချောင်းတစ်ချောင်းကိုနှုတ်ခမ်းပေါ်တင်လိုက်တယ်ပြီးတော့ဆူရှာတဲ့သတိပေးကြီးတစ်ချက်ပစ်လိုက်တယ်ကျွန်တော်ဘက်ကလည်းမတိမတာညွှန်ပြလိုက်တယ်ဒီချက်ချင်းနားလဲသွားတယ်အမြန်ကောင်းညစ်ပြီးပါဆက်ပိတ်လိုက်တယ်စပွဲပေါ်ကဟင်းတွေကိုကြည့်လိုက်တယ်ဧကရမကိုယ်တိုင်ချက်ထားတဲ့ဟင်းကိုစားရမယ်တဲ့မနှက်ပြန်ကောင်းဖြတ်ခံရရင်တောင်တန်တယ်သူမပျော်ပျော်ကြီးငါးတုံးတုံးယူပြီးပါဆက်ထဲထည့်လိုက်တယ်ခါတယ်ဆက်တယ်ငန်းနဲ့ငါးညီနန်းကလည်းပြင်းတယ်အရသာအားလုံးတပြိုင်နက်ပောက်ကွဲထွက်လာတယ်ဘီရဲ့မျက်စိရှိမှောင်သွားတယ်အမီတော့မလို့ဖြစ်သွားတယ်ဒါဘာကြီးလဲအစိတ်များလားသူမဘေးပတ်လေကိုခိုးကြည့်လိုက်တယ်ကျွန်တော်နဲ့ရာရာနှစ်ယောက်လုံးကရှစ်တက်တက်ကြည့်ပြီးမျက်နှာမပြတ်အောင်မနေထိန်စားနေကြတယ်မကောင်းဘူးလားမတ်တူစာကမျောလင်းချက်အပြည့်နဲ့မေးလိုက်တယ်ကျွန်တော်အမှန်အတိုင်းပြောလိုက်တယ်တကယ်အရသာရှိလိုက်တာဒီကအသက်ရှင်ရေးစိတ်တက်အပြည့်နဲ့လက်မထောင်ပြလိုက်တယ်ကောင်းပါလေရာရာကတီတီငင်ငင်ပြောလိုက်တယ်ပြီးတော့လက်ဖက်ရည်နဲ့ပါဆက်ကိုတိတ်တိတ်လေးဆေးချလိုက်တယ်မတ်တူစာကကျေနပ်စွာကောင်းညှိလိုက်တယ်ပြီးတော့ဘီရဲ့ခန္ဓာကိုယ်ကိုတစ်ချက်ကြည့်လိုက်တယ်အကြည့်ကခဏရက်သွားတယ်နောက်တော့ငါးဟင်းတစ်ပကံလုံးကိုဘီဘက်တွန်းပို့လိုက်တယ်ကြိုက်ရင်ထက်စားလေဘီရဲ့အပြုံးကချက်ချင်းကြောက်ရွံ့လို့တောင့်ခဲသွားတယ်ဘီကမျက်လုံးကိုမှိတ်ထားပြီးမျက်ရည်တွေကျနေတယ်မိခဲပူတွေကိုမျိုးချနေရတယ်လို့ဟင်းတစ်ပကံလုံးကိုအတင်းမျိုးချလိုက်တယ်မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်ဟိုဘက်ကဘာကအဖွားဖြစ်သူလက်ရမ်းပြနေတယ်လို့တော့မြင်လိုက်ရတယ်ကြည်စမ်းစားတာမြန်လိုက်တာအလောတကြီးမလုံးနဲ့ထက်ရှိသေးတယ်မတ်တူစာကအတိတ်ပဲပါပြုံးလိုက်ပြီးဟင်းပွဲနောက်ထပ်အနှဲငယ်ကိုသူ့မရှိတွန်းပေးလိုက်တယ်အမီတော့မလို့ဖြစ်နေပြီးတွားရည်တွေတောင်ထွက်လာတော့မယ်ကျွန်တော်ဆက်မကြည့်နိုင်တော့ဘူးထရက်လိုက်ပြီးဟင်းပွဲတွေကိုကောက်ယူလိုက်တယ်ကျွန်တော်ပြန်ပြင်လိုက်မယ်ဒါမင်းပထမဆုံးအကြိမ်ချက်တာဆိုတော့ဘာမှမဖြုံးတီးတင်ဘူးမတ်တူစာရဲ့အတန်ထဲမှာသူမကိုယ်တိုင်တောင်သတိမထားမိတဲ့ဧကရတယောက်ရဲ့အမိတ်ပေးတန်လေးပါနေတယ်ကျွန်တော်နူးညံ့စွာပြုံးလိုက်တယ်ချစ်လေးအဲ့ဒီလိုတော့မဟုတ်ဘူးကျွန်တော်ကမင်းချက်ထားတာပေါ့နည်းနည်းလေးပဲပြင်လိုက်တာဒါကိုဖြုံးတီးတယ်လို့မခေါ်ဘူးပူပေါင်းဆောင်ရွက်တာလို့ခေါ်တယ်နိုင်ငံတကာရဲ့မြေပုံကြီးကိုရေးဆွဲတဲ့ဧကရတပါလိုပဲပြီးတော့အသေးစိတ်တွေကိုဖြည့်ဆွတ်တဲ့ဝင်ကြီးတယောက်လိုပဲမင်းရဲ့အခြေခံမရှိရင်ကျွန်တော်ဘာမှတိစောက်နိုင်မှာမဟုတ်ဘူးခြံဝင်းတစ်ခုလုံးကြောက်စရာကောင်းတော့အောင်တိတ်ဆိတ်သွားတယ်ဧကရမဘာစကားမှမပြောနိုင်ဘူးရေခဲသားနဲ့သမီးရာရာရဲ့တူတွေတောင်မြေကြီးပေါ်ပြုတ်ကျသွားတယ်လောက်ကျန်တက်ဖြစ်သမားပြီးတောင်အံ့ဩသွားတယ်ဒါဝင်ခံစကားလားဒီစကားတွေကပြားရည်ထက်တောင်ပူချိုတယ်ဒီကခိုးကြည့်လိုက်ပြီးတော့လန့်သွားတယ်မျက်တောင်တော့မခတ်ပဲလူတက်နိုင်တဲ့အမျိုးသမီးရဲ့နေရွက်တွေကအနီရောင်တွေးဆက်ကြတော့မလို့ဖြစ်နေတယ်ချောလုံးနဲ့ဒီလူကတကယ်ချောလုံးနဲ့ရာရာကအမြန်မတ်စုစာအုပ်အသေးလေးတအုပ်ထုတ်လိုက်ပြီးတော့စကားတစ်လုံးမကြံရေးမှတ်နေတယ်နိုင်ငံအုပ်ချုပ်ရေးမှာရောတိုက်ခိုက်ရေးမှာပါဘယ်သူမှမရှင်းနိုင်တဲ့ဧကရမဖြစ်နေရင်တော့အချစ်ရေးမှာတော့တခါမှမချစ်ဘူးသေးတဲ့ကောင်မလေးတစ်ယောက်ပဲခဏကြာပြီးနောက်ကျွန်တော်ပြန်ပြင်ထားတဲ့ဟင်းပွဲတွေနဲ့ပြန်လာတယ်မတ်တူစာကအမြန်အသားတဆကိုယူလိုက်တယ်
ပြီးတော့လှပစွာပါဇက်ထဲထည့်လိုက်တဲ့တခါမှမမြည်ဘူးတဲ့အရာသာကရှာပုံမှာပောက်ကွဲထွက်လာတယ်သူမရဲ့ခန္ဓာကိုယ်လေးမထိန်နိုင်ပဲတုံသွားပြီးမျက်လုံးတွေတောက်ပလာတယ်တခါမှမမြင်ဘူးတဲ့အလင်းရောင်မျိုးမင်းပြောတာမှန်တယ်တကယ်အရာသာရှိတာပဲသူမပြုံးလိုက်တယ်ဧကရမဖြစ်ပြီးနောက်ပိုင်းပထမဆုံးအကြိမ်အစ်စ်မှန်ပျော်ရွှင်တဲ့အပြုံးပါကကွယ်မှမရှိတဲ့အပြုံးဒါဆိုထပ်စားကျွန်တော်ပြုံးပြီးအသားတစထပ်ထည့်ပေးလိုက်တယ်မက်တူစာကဧကရမတယောက်ရဲ့ဂုံတိတ်ခါအားလုံးကိုမေ့သွားပြီးနေအောင်အောက်မှာတွားဆွဲတေးသေးလေးနှစ်ချောင်းတောက်ပနေတယ်မျက်လုံးတွေကလည်းနှွေးထွေးပြီးမင်းကလေးဆန်နေတယ်ဒါပေမဲ့ကျွန်တော်မပြီးသေးဘူးဘေးမှာထိုင်နေတဲ့ယာယာကတိတ်တိတ်လေးနှက်ခမ်းဆူထားတယ်သူတွေကအချိန်တော်တော်ကြာမလုပ်တော့ဘူးဟင်းလဲနည်းနည်းပဲစားထားတယ်ဒါပေမဲ့ဒီစုံတွဲချစ်ကြည်နူးနေတဲ့မြင်ကွင်းကိုကြည့်ရတာနဲ့တင်သူမပိုက်ပြနေပြီဧကရမကတော့တကယ်ချစ်မိသွားပြီထင်တယ်နိုင်ဝက်လောက်ကြာပြီးနောက်မက်တူစာကမနေ့ကိုပြန်ထိန်လိုက်ရတယ်နန်းတော်မှာပုံနေတဲ့နိုင်ငံရေးကိစ္စတွေတွားရှင်းဖို့အလင်းမြန်ပြန်သွားတယ်ဒုတိယဝန်ကြီးမင်းမွေးနေ့ပွဲအကြောင်းဆွေးနွေးတင်ပြီးမက်တူစာထွက်သွားတာနဲ့ပြီးကကျွန်တော်နာချက်ချင်းကတ်လာတယ်မျက်လုံးထဲမှာထူးဆန်းတဲ့အလင်းရောင်တွေတောက်နေတယ်မဆွေးနွေးသေးဘူးကျွန်တော်ဝေးုံဘောကဖုံတွေခါချလိုက်တယ်ပြီးတော့ဘေးမှာရှိတဲ့ကျိုးကိုလှမ်းယူလိုက်တယ်ဝန်ခိုင်လန်းထွက်လျှောက်ရအောင်ကောင်းကင်မီလောင်ကီလင်ကစိတ်ဆင်းရဲတဲ့အတန်နှိမ့်နှိမ့်ထုတ်လိုက်တယ်နိုင်ငံတနိုင်ငံရဲ့မြင့်မြတ်ဆောက်ရှောက်သူသားရဲ့အခုတော့ခွေးကျိုးနဲ့လမ်းလျှောက်ခံနေရတယ်သူကကြောက်ပြားပေါ်မှာဝမ်းလျားမောက်ချလိုက်ပြီးတော့လုံးဝမလုပ်တော့ဘူးကျွန်တော်ကျိုးကိုအားနဲ့ဆွဲလိုက်တယ်မရွေ့ဘူးဒါနဲ့တင်မကိုတက်တက်ကန်လိုက်တယ်တစမ်းအပြင်ထွက်ပြီးကိစ္စရှင်ဒီ channel မှာတခုခုထားခဲ့ရင်ဒီညစပြုတ်ချက်စားမယ်စုပ်ပြက်နေတဲ့တာရဲကြီးကဒေါသတွေပုတ်ပွက်ဆူလာတယ်နဖူးမှာသွေးကြောတွေထောင်လာတယ်ငါကမြင့်မြတ်တဲ့နှစ်သားရဲ့အညစ်အကြေးစွန့်ဖို့တောင်မလိုဘူးသူဟိန်းတော့မဲ့အချိန်ရုတ်တရက်ရက်လိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြောလိုက်တဲ့စကားကိုကြားလိုက်လို့ပဲကျွန်တော်အေးအေးဆေးဆေးပြောလိုက်တယ်သုံးထီရေတွက်မယ်မထင်တော့နောက်တစ်လုံးခွေးစာတစ်စက်တောင်မရတော့ဘူးနောက်တစ်စက္ကန့်မှာပဲမာနာကြီးလာတဲ့နှစ်သားရဲကချက်ချင်းခုန်ထားလိုက်တယ်အမီးကိုအရှိန်ကုန်လှုပ်ရမ်းနေပြီးကျွန်တော်ခြေထောက်ကိုအားရပါရလာလျက်တော်တယ်ကောင်းကင်အဆင့်ခွေးစာနဲ့ရှင်ရင်ဂုံတိတ်ခါဆိုတာဘာမှမဟုတ်ဘူးတစ္ဆာရှိတဲ့အိမ်မွေးခွေးတစ်ကောင်ဖြစ်ရတာလေအကျိုးကျေးဇူးရှိတာပဲကျွန်တော်ကျင်းနဲ့စွာနဲ့ဝန်ခိုင်ကိုခွေးကျိုးဆွဲပြီးအိမ်တကားပြင်ခေါ်ထုတ်လာတယ်ယာယာနဲ့ဘီကတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်ပြီးတော့အားကိုးမဲ့စွာတက်ပြင်းချရင်နောက်ကလိုက်လာကြတယ်ဒါပေမဲ့ဒီအချိန်မှာဝေရင်ပါရရဲ့ဒဏ္ဍာရီလာအုတ်ထင်းသူစစ်သူကြီးရှုကတော့မြို့တော်ထဲကိုဒေါသတကြီးဝင်လာနေတယ်ဒီပုံကန်သမားတွေတက်တိကောင်းလုံးနဲ့စစ်သူကြီးရှုဒေါသထွက်လုံးလို့မျက်နှာတော်စိမ့်ဖြောနေပြီသူကနေဆက်ကိုလှုပ်ဝက်စစ်စေးသွားခဲ့တယ်အဲ့ဒီမှာနေဆက်စစ်တပ်အရာရှိတဝက်နီးပါးဟာပုံကန်ကောင်းဆောင်ဝန်ယွမ်ဘက်ကိုတိတ်တဆိတ်ကူးပြောင်းသွားတာတွေ့ခဲ့ရတယ်သူတန်ချက်ကတော့မချွတ်သေးဘူးမြင်းစည်းရင်အပြင်းထန်ပြန်လာခဲ့တယ်လမ်းမှာပဲအရေးပေါ်အစီရင်ခံစာရေးလိုက်ပြီးအယုံကြည်ရဆုံးလက်ထောက်ကိုဧကရမစီအမြန်ပို့လိုက်တယ်အဲ့ဒီနောက်သူကျွန်တော်ကိုအရင်ရှာဖို့ဆုံးဖြတ်လိုက်တယ်ပုံကန်အဖွဲ့ကိုအပြီးတိုင်ဖြိုခွဲနိုင်မဲ့နီလန်းကိုရှာနေတာပညာရှိလို့နာမည်ကြီးတဲ့ဒီလူစီမှာအဖြေရှိနိုင်တယ်လို့ထင်တယ်ဒါပေမဲ့လမ်းထောက်တစ်ခုချိုးလိုက်တဲ့အချိန်သူကျွန်တော်ကိုမြင်သွားတယ်ကျွန်တော်ကခွေးကြိုးကိုကင်ထားပြီးကွေးကောက်နေတဲ့တစ်ပင်တပင်ကိုစကားပြောနေတယ်ဟေးမြန်လို့လေဒီမှာရက်နေတာကြာနေပြီးဘာတွေအချိန်ဆွဲနေတာလဲကောင်းကင်မီလောင်ကီလင်ကပတ်ဝန်းကျင်ကိုစိုးရိမ်စွာကြည့်လိုက်တယ်သူတီးတဲ့သူမရှိဘူးပြီးတော့ယာယာကလည်းဒီကိစ္စကိုထုတ်ပြောမှမဟုတ်ဘူးသူစိတ်ကိုတင်းလိုက်တယ်မျက်လုံးပိတ်လိုက်ပြီးတော့နောက်ခြေတစ်ဖက်မြောက်လိုက်တယ်အတွေ့အကြုံရှိသူလိုတက်တောင့်တက်တာနဲ့ရှားပါတဲ့စိတ်သက်သာရာရချိန်ကိုခံစားနေတယ်ခိုင်အကျွမ်းတဝင်အတန်တစ်ခုကမိုးချင်းတလူကျလာတယ်အဲ့ဒီခွေးအိုကြီးတစ်ခုလုံးတောင့်ခဲသွားတယ်မျက်လုံးတွေကပကံပြားလောက်ကျဲသွားတယ်ဒါပေမဲ့စပြီးသားအချိန်ကရက်လို့မရတော့ဘူးအလဲမှာရက်မရလို့ဆက်လုပ်နေရင်အသက်မဲ့နေတဲ့မျက်နှာနဲ့ခေါင်းကိုဖြည်းဖြည်းချင်းလှည့်လိုက်တယ်မျက်လုံးချင်းစုံသွားပြီးစစ်သူကြီးရှုကနေရာမှာတင်တောင့်ခဲသွားတဲ့မျက်လုံးတောင်ပုတ်ကြည့်လိုက်သေးတယ်နေဆက်ကတဲမုန်တိုင်းတွေမျက်စိထဲဝင်သွားလို့လားလို့တွေးမိတယ်ဒါကနှစ်ပေါင်း100ကျော်ဝေးအင်ပါယာကိုစောက်ရှောက်လာတဲ့ကောင်းကင်မီလောင်ကီလင်မဟုတ်ဘူးလားအခုတော့လမ်းဘေးကခွေးလေလွင့်လိုထိုင်နေတယ်ဝန်ခိုင်ကခြေထောက်ကိုချက်ချင်းပြန်ချလိုက်ပြီးမျက်လုံးတွေကဗလာကျင်းသွားတယ်ဘဝရဲ့အမှန်တရားအလုံးကိုမြင်ပြီးသွားတဲ့ပုံစံမျိုးနှစ်ပေါင်းမရေမတွက်နိုင်အောင်တိဆောက်ထားတဲ့ဂုံတိတ်ခါအားနေချက်တစ်ခဏလေးကြောင့်အကုန်ပျက်စီးသွားခဲ့ပြီးတယောက်ရောက်လာနေတာကိုကျွန်တော်အာယုံခံမိတယ်ပြုံးလိုက်ပြီးသူ့ပခုံးကိုပုတ်လိုက်တယ်ဟေးတန်မန်းမဲ့ဆရာကြီးမြို့တော်ကိုဘာလာလောက်တာလဲလာအရက်တိုက်မဲ့စစ်သူကြီးရှုရဲ့မျက်နှာတုံသွားတယ်မနေ့ပြုံးပြီးပြောလိုက်တယ်ဆွေမျိုးတွေလာတွေ့တာပါဘေးမှာရက်နေတဲ့ဘီကတော့လုံးဝအံ့ဩနေပြီးကြောက်ရွံ့လို့တောင့်ခဲနေတယ်ဒါစစ်သူကြီးရှုပဲစစ်စင်ရေးတစ်ကြိမ်နဲ့နိုင်ငံ6နိုင်ငံကိုဖျက်ဆီးခဲ့တဲ့ဝေအင်ပါယာရဲ့အင်အားကြီးဆုံးစစ်တီတော့ဒီလိုလူကဘာလို့ခိုင်ရှိမှဒီလောက်ယဉ်ကျေးနေတာလဲခိုင်ကတကယ်ပဲဖုံးကွယ်ထားတဲ့ဓာတုတော်စင်များလားယာယာကအမြန်ကျွန်တော်လက်မောင်းကိုဆွဲလိုက်တယ်ပြီးတော့တိုးတိုးလေးပြောတယ်တခင်မွေးနေ့ပွဲကိစ္စမမေ့နဲ့နော်ဟုတ်တယ်မလားကျွန်တော်နဖူးကိုရိုက်လိုက်တယ်ပြီးတော့စစ်သူကြီးရှုဘက်လှည့်ပြီးအာနာတလူပြောလိုက်တယ်ဒီနေ့တော့အဆင်မပြေဘူးကျွန်တော်လုပ်เสียရှိသေးတယ်နောက်တစ်နေ့အရက်တောက်ကြတာပေါ့ဒီတစ်ခါတော့တေချာပေါက်အဲ့ဒီလိုပြောပြီးဝန်ခိုင်ကိုဆွဲခေါ်ရင်ပြန်လှည့်ထွက်လာတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစနစ်ရဲ့တတိပေးတန်ကနားထဲမြည်လာတယ်စိမ့်အမီရှိအားလျော့သွားသောဇက်လိုက်ကိုအောင်မြင်စွာဖိနှိပ်နိုင်ခဲ့သည်ကကြမ္မာအမှတ်800နှုတ်ယူပြီးဆုလက်များချိမြင့်သည်မသေးနိုင်သောအဆင့်ကျင့်စဉ်တရှိုက်တဲ့ဖြစ်ကိုပွား3ခုဖန်တီးနိုင်သောနီလန်ထို့ပြင်တန့်စင်သောနှစ်နှစ်ဆယ်စာကျင့်ကြံမှုအတွေ့အကြုံချက်ချင်းပဲကျွန်တော်ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအားတွေဟာစူပွက်နေတဲ့ရင်နွေးလိုအရှိန်ဟုန်နဲ့တက်ကြွလာတော့တယ်စွမ်းအင်တွေကကျွန်တော်ရဲ့မြင်ကြောတိုင်းထဲမှာဟိဟောက်စီးဆင်းသွားတယ်ချက်ချင်းပဲစိတ်ဝိညာဉ်ဖန်တီးခြင်းနဲ့ပဲရဲ့နောက်ဆုံးအဆင့်ကိုတက်လှမ်းသွားတယ်ဒီလိုစွမ်းအားမျိုးဆိုရင်လက်တစ်ချောင်းနဲ့ကောင်းကင်ကိုတောင်ခွဲနိုင်ပြီးဓာတ်တစ်ချက်နဲ့နတ်ဆိုးအုပ်စုကြီးကိုဖျက်ချနိုင်တယ်အကောင်းဆုံးအချက်ကတော့ဒီမသေးနိုင်သောအဆင့်ကျင့်စဉ်ကြောင့်ကျွန်တော်ကိုပွား3ယောက်ခွဲထုတ်နိုင်တယ်ကိုပွား1ယောက်စီမှာကျွန်တော်ရဲ့စွမ်းအား60%စီရှိပြီးအားလုံးကစိတ်တစ်ခုတည်းနဲ့ချိတ်ဆက်ထားတယ်ဇိန်းကတော့တကယ်လမ်းလျှောက်နေတဲ့ဆုလက်တစ်တာကြီးပဲပြန်ပြီး channel မှာတော့ဘီနဲ့ကျွန်တော်မက်မုံပန်းပေအောက်မှာထိုင်နေကြတယ်မွေးနေ့ပွဲစီစဉ်မဲ့အကြောင်းတွေဆွေးနွေးနေကြတယ်တစ်ဖက်မှာတော့မြို့ပြင်ဘက်မှာရှိတဲ့ဇိန်းကနေဆက်ကသူ့လူတွေအကုန်ဖမ်းဆီးခံလိုက်ရတာကိုသိသွားပြီးမျက်နှာကဒေါသနဲ့ပုံပြတ်သွားတယ်အားလုံးအဲ့ဒီမျက်မမြင်ကောင်ကြောင့်ပဲသူ့အဝတ်အစားအောက်ကထူဆန်းပြီးကြောက်စရာကောင်းတဲ့ပစ္စည်းတစ်ခုကိုထုတ်လိုက်တယ်မျက်လုံးနှလုံးပါတဲ့အမွေနှစ်ပစ္စည်းရှေးခေတ်အင်အားကြီးကျင့်ကြံသူတယောက်ခြံထားခဲ့တဲ့ပစ္စည်းတစ်ခါပြစ်မှတ်တတ်မှတ်လိုက်ပြီဆိုရင်ဘယ်နေရာမှာပဲပုံရှာတွေ့နိုင်တယ်ဇိန်းကအေးဆက်စွာပြုံးလိုက်တယ်ပြီးတော့လှုပ်ဝက်ကျင့်စဉ်တစ်ခုအသုံးပြုလိုက်တယ်မြင်ကွင်းပြသတဲ့မျက်နှာပြင်ကတဖြည်းဖြည်းလင်းလာတယ်
သူကဘီကိုကြည့်ကျင်တာသူ့ညီအသက်အနေနဲ့ချင်းချောက်ထားလို့တန်ဖိုးရှိတဲ့သတင်းအချက်လက်တစ်ခုခုရလာမလားဆိုပြီးဒါပေမဲ့မြင်လိုက်ရတာကမိုးချိုးပစ်ခံရတယ်လို့ဖြစ်သွားစေတယ်မတ်မုံပန်းချန်ထဲမှာဘီကလက်နှစ်ဖက်နဲ့မျက်နှာကိုထောက်ထားပြီးမျက်လုံးဝင်းဝင်းတွေနဲ့မျက်လုံးကိုပိုးသားအနက်ရောင်နဲ့ပိတ်ထားတဲ့ချုံမောတဲ့လူငယ်ကိုကြည့်နေတယ်ခိုင်အေကရမရဲ့မွေးနေ့ပွဲအတွက်ဘာလက်ဆောင်ပေးမလဲသူမရဲ့အတန်ကနူးညံ့ချုံငိမ့်နေတဲ့လောက်ကျန်တက်ဖြတ်သမားတယောက်ရဲ့အရေးအယောင်တော့မရှိဘူးမဆုံးဖြတ်ရသေးဘူးကျွန်တော်ပေါ့ပပပြုံးလိုက်တယ်နှွေဦးလေးပြေလို့နူးညံ့နေတယ်မင်းရဲ့ခွေးကဘာလို့ဒီလောက်လိမ္မာနေတာလဲဘယ်လိုလုပ်ထားတာလဲရိုးရိုးလေးပဲနာခံမှုမရှိရင်စားစရာမရှိဘူးနှစ်ယောက်သားစကားပြောနေကြတယ်မတ်မုံပန်းရွက်တွေကပတ်ဝန်းကျင်မှာဖြည်းဖြည်းချင်းလွင့်နေတယ်မြင်ကွင်းတစ်ခုလုံးကနှွေးထွေးပြီးချုံငိမ့်လွန်းတယ်မျက်နှာပြင်ကြည့်နေတဲ့ဇိမ်းရဲ့မျက်လုံးတွေကတော့ဗလာကျင်းသွားပြီသူမုံတီးဆုံးလူနဲ့သူ့ကိုယ်တိုင်မွေးမြူထားတဲ့လက်နက်ကအခုတော့အရှက်မရှိအောင်ချစ်စကားပြောနေတယ်ဇိမ်းကသွေးတစ်ပေါက်အန်ထုတ်လိုက်တယ်မျက်စိရှိမှောင်သွားတယ်ဒေါသကြောင့်နေရာမှာတင်သေတော့မလို့ဖြစ်သွားတယ်သူ့အချိန်ကြာကြီးပြင်ဆင်ခဲ့တဲ့လက်နက်ကသူ့အကြီးဆုံးရန်သူကိုနေကင်းကြောင်တောင်သဘောကျနေတယ်ဇိမ်းကမျက်နှာပြင်ပေါ်ကမြင်ကွင်းကိုကြည့်ရင်ဒေါသထွက်လွန်းလို့ကိုတုံပြီးနောက်ကိုလဲကျသွားတယ်နောက်ကအလှဆင်ထားတဲ့စကားကိုဝင်တိုက်မိတယ်ဘီကငါ့ကိုတစ္ဆာဖောက်မှာမဟုတ်ဘူးတခုခုဖြစ်နေတာပဲသူအာယူပြီးထွက်လိုက်တယ်မယုံနိုင်စရာပြုံးပြလိုက်ပေမဲ့မျက်လုံးတွေကအမုန်းနဲ့မှောင်မိုက်နေတယ်သူမငါတတိကျော်အောင်မြူးဆွဲနေတာပဲဒါပေမဲ့ဒီစင်ကြီးကတော့သူ့အတွက်အတိတ်ပဲမရှိဘူးဒီ channel မှာတခြားဘယ်သူမှမရှိဘူးဘာကိုမြူးဆွဲမှလဲပရိဘောဂတွေကိုလားသူ့ကိုတက်လိုက်စမ်းတစ်ဖက်မှာတော့မတ်မုံပန်းပေအောက်မှာဘီကမေးကိုလက်နဲ့ထောက်ထားနေတယ်မျောလင်းချက်အပြည့်နဲ့ကြည့်နေတယ်ခိုင်အေကရမရဲ့မွေးနေ့ပွဲကိုဘယ်လိုစီစဉ်ရင်ကောင်းမလဲကျွန်တော်မပြုံးမဲ့မနေနိုင်ဘူးအမှန်တော့ဒါကလွယ်ပါတယ်ကုမ္ပဏီကြီးတစ်ခုရဲ့အဖွဲ့လိုက်ပွဲတစ်ခုစီစဉ်တယ်လို့ပဲပထမဆုံးလူသိရှင်ကြားကြီးညာလိုက်တဲ့နိုင်ငံလုံးဒါဟာအခမ်းအနားတစ်ခုဆိုတာသိအောင်ပြီးတော့အာဏာရှိတဲ့မင်းမျိုးမင်းတွေအရာရှိတွေကိုဖိတ်ညစာစားပွဲပြီးရင်ဖျော်ဖြေရေးတွေစီစဉ်အားလုံးကလက်ဆောင်တင်ဆက်ကြမယ်နောက်ဆုံးမှာတော့ကိုခန့်ပညာပြိုင်ပွဲကြပြဂီတအကဖျော်ဖြေမှုတွေထည့်လိုက်အားလုံးပြီးပြီကျွန်တော်လက်စွပ်ထဲကကြိုတင်ပြင်ဆင်ထားတဲ့ကြောက်စိမ့်စာလေးကိုထုတ်လိုက်တယ်ဒါထဲကအစီအစဉ်တိုင်းလုပ်လိုက်ပြီးကအဲ့ဒါကိုယတနာတစ်ခုလိုလက်ခံလိုက်တယ်ငဘူးမှာကပ်ပြီးတေချာဖက်ပြီးတော့မအံ့ဩပဲမနေနိုင်ဘူးခိုင်မင်းကတကယ်ထူးချွန်တာပဲဒီလိုစီစဉ်ပုံမျိုးကိုကျွန်မတခါမှမမြင်ဘူးသူမချီကျူးနေရင်မျက်တောင်အောက်ကနေကျွန်တော်ကိုဆွဲဆောင်မှုရှိတဲ့အကြည့်တွေနဲ့ကြည့်နေတယ်ဒါပေမဲ့တာမန်လူတွေကိုတော့မူးမေ့သွားစေနိုင်တဲ့အဲ့ဒီအကြည့်မျိုးကဒီမျက်မမြင်ကျွန်တော်အပေါ်မှာတော့လုံးဝအကျိုးမရှိဘူးဒီကမျက်လုံးတွေကိုပို့လိုက်တဲ့မျက်တောင်ခက်ပြတာတွေများလုံးလို့မျက်လုံးတောင်နာလာပြီးစိတ်ထဲမှာလည်းတိတ်တိတ်လေးစိတ်ပြက်နေတယ်တကယ်ပါပဲမျက်မမြင်တယောက်ကိုမျက်တောင်ခက်ပြနေတာကျွန်တော်ကတုတ်ကိုလက်နဲ့ပို့ရင်းမျက်မှောင်နဲ့ကျုပ်လိုက်တယ်မူရင်းဝတ္ထုဇလန်းထဲမှာတော့ဇလိုက်နာမှာဒီလိုလူမျိုးမရှိခဲ့ဘူးဒါပေမဲ့နာမည်တူတဲ့နာမည်ကြီးလောက်ကျန်တက်ဖြတ်သမားတယောက်တော့ရှိတယ်ဒီမြောက်ပိုင်းမင်းသားစိမ်းကိုမင်းဘလို့ထင်လဲကျွန်တော်ကအမှတ်မထင်မေးလိုက်တယ်လို့ပြောလိုက်တယ်ဒီကမျက်တောင်တစ်ချက်ခတ်လိုက်ပြီးတော့မျက်နှာမဲ့တယ်လို့နှက်ခမ်းကွေးလိုက်တဲ့အတန်ကချက်ချင်းအေးဆက်သွားတယ်မာနာကြီးပြီးအလိုလိုက်ခံထားရတဲ့ဒုတိယမျိုးဆက်အမွေဆက်ခံသူတယောက်ပဲမိသားစုနာမည်နောက်ွယ်မှာပုံပြီးကြိုက်တဲ့သူကိုအနိုင်ကျင့်တယ်သူ့လိုလူရှိနေတာကလေတူးဖြုံးတီးနေတာနဲ့တူတယ်အဲ့ဒီနောက်သူမကျွန်တော်ဘက်လှည့်ကြည့်တယ်အတန်ကတော့နွေးနွေးထွေးထွေးပြောင်းသွားတယ်စိမ်းကမင်းရဲ့စပင်တစ်ချောင်းနဲ့တောင်နှိုင်းရှင်လို့မရတဲ့ဖားတစ်ကောင်ပဲကျွန်တော်တိတ်တိတ်လေးခေါင်းညိတ်လိုက်တယ်ဒီမှာဝိညာဉ်ကျင့်ကြံမှုအရေးချင်းကအရန်ထူးချွန်တယ်နောက်ဆုံးတော့စိတ်ဝိညာဉ်ဖန်တီးခြင်းနဲ့ပဲအလဲအဆင့်ထိရောက်လာနိုင်မယ်ဒါပေမဲ့ကံကြမ္မာကသူမကိုမျက်နှာသာမပေးခဲ့ဘူးသူမရဲ့မောင်လေးကအရင်ကတည်းကတည်သွားပြီဆိုတာမသိသေးဘူးအခုထိစိမ်းအတွက်အသက်ဆုံးပြီးတစ္ဆာရှိနေတော့မယ်အမှန်တရားအားလုံးမသိပဲတစ်ဖက်ကမြင်ကွင်းကြည့်နေတဲ့စိမ်းကတော့မျက်နှာနီးရဲပြီးလေဘင်းမှာသွေးကြောတွေထောင်နေပြီဒေါသတကြီးအော်ဟစ်လိုက်တယ်ဓာခုနှစ်လက်စရာသူတို့နှစ်ယောက်လုံးကိုတက်လိုက်အမောင်ထဲကနေမိကိုရောင်ဝတ်ထားတဲ့အိုမင်းနဲ့လူတစ်ယောက်ဖြည်းဖြည်းထွက်လာပြီးခါမှာဓာတ်တို့ခုနှစ်လက်ချိတ်ထားတယ်သူကစကားတခုမှမပြောဘဲခေါင်းညိတ်လိုက်တယ်အမိတ်ကိုလက်ခံပြီးချက်ချင်းပြောက်ကွယ်သွားတယ်မတ်မုံပန်းပေအောက်မှာတော့ကျွန်တော်မေးကိုပို့ရင်အေဂရမရဲ့မွေးနေ့ပွဲအတွက်မီနူးကိုစဉ်းစားနေတယ်ဒီကလက်နှစ်ဖက်နဲ့မျက်နှာထောက်ထားပြီးတောက်ပတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်နေတယ်ရာရာကတော့ဘေးမှာဓာတ်ကိုဖတ်ထားပြီးတတိအပြည့်နဲ့စောင့်ကြည့်နေတယ်အဲ့ဒီအချိန်နူးညံ့တဲ့လေးပြေးတစ်ချက်ဖြတ်သွားပြီးမတ်မုံပန်းရွက်တွေလေထဲမှာဝဲပြန်လာတယ်ဓာတ်ခုနှစ်လက်စရာကကျွန်တော်နောက်မှာအတန်တဆက်မှမထွက်ဘဲပေါ်လာပြီးဓာတ်ခုနှစ်လက်လုံးတစ်ပြိုင်နက်အိမ်တွင်းကထွက်လာတယ်အေးဆက်ပြီးတေးစေနိုင်တဲ့အလင်းရောင်တွေလွှတ်နေတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ထွက်လိုက်ပြီးကိုလက်ဆန့်လိုက်တယ်ပြင်းရတဲ့အတန်နဲ့တန်းလိုက်ရင်တုတ်ကိုနောက်ဖက်စီအသားလေးလွှဲလိုက်ပြီးတော့ဓာတ်ခုနှစ်လက်စရာရဲ့လက်ကောက်ဝတ်ကိုတက်တက်ထိသွားတယ်ဓာတ်တို့ခုနှစ်လက်လုံးမြေကြီးပေါ်ပြုတ်ကျသွားတယ်ဓာတ်ခုနှစ်လက်စရာတောင်ခဲသွားတဲ့နှစ်ပေါင်း100ကျော်ပြင်ဆင်ထားတဲ့တက်ဖြတ်ဖွဲ့စည်းပုံကြီးတစ်ချက်ထဲနဲ့ပျက်စီးသွားပြီအဲ့ဒီအချိန်ကျွန်တော်တုတ်ကတစ်ခုခုနဲ့တိုက်မိတယ်လို့ဖြစ်သွားတယ်ကျွန်တော်ခေါင်းဆောင်လိုက်တယ်နားမလဲတယ်လို့ဖြစ်နေတယ်မျက်လုံးအလွတ်နဲ့သူရက်နေတဲ့ဘက်ကိုကြည့်လိုက်တယ်အခုနာကဒီမှာတယောက်ယောက်ရှိနေတာလားဓာတ်ခုနှစ်လက်စရာကနောက်ဆုတ်သွားပြီးအဝတ်စားတွေတောင်ချွေးဆိုနေပြီဒီမျက်မမြင်ကောင်တိုက်ဆိုင်မှုလားဒါမှမဟုတ်တကယ်ပဲမြင်နေတာလားသူအန်ကျိတ်လိုက်ပြီးတော့လက်ထဲကနေအဝါရောင်အစီရင်ပုံတစ်ခုထုတ်လိုက်တယ်ဖွဲ့စည်းပုံရဲ့အဆုံးစွန်တိုက်ခိုက်မှုကိုအသုံးပြုတော့မယ်ဓာတ်တောင်မူလရင်းမြစ်ကိုပြန်သွားခြင်းဒါပေမဲ့လက်ကလွတ်လိုက်တဲ့အချိန်မှာပဲလေတစ်ချက်တိုက်လာတယ်အဲ့ဒီပုံကလေထဲမှာလွင့်သွားပြီးမဖြစ်နိုင်တော့အောင်တိတိကျကျကျွန်တော်လက်ထဲကိုရောက်လာတယ်ကျွန်တော်လက်နဲ့ဆန်းကြည့်လိုက်ပြီးတော့တိကျင်စိမ့်နဲ့ဖြန့်ကြည့်လိုက်တယ်မမြင်ရပေမဲ့တခုခုရေးထားတယ်ဆိုတာတော့ခံစားမိတယ်ဒီကအနာကက်ကြည့်လိုက်ပြီးချက်ချင်းနှာခေါင်းရှုံလိုက်တယ်ဒါပါကြီးလဲအယောင်တွေကလုံးဝရှုပ်ပွားနေတာပဲရာရာလဲကြည့်လိုက်ပြီးတင်းငိမ့်စွာပြောတယ်ပုံဖွဲ့စည်းပုံမရှိဘူးသုံးနှစ်သားကလေးရေးထားတာနဲ့တောင်တူတယ်ကျွန်တော်သဘောတူစွာခေါင်းညိတ်လိုက်တယ်အရန်အရသာမရှိတဲ့ဒီဇိုင်းပဲပြင်လို့တောင်မရတော့ဘူးဒါကြောင့်ဒီကောင်ကလူဆိုးဖြစ်လာတာပဲဒါခုနှစ်လက်စရာကအဲ့ဒီစကားတွေအကုန်ကြားလိုက်ရတယ်သူ့မုတ်စိတ်တောင်ဒေါသနဲ့တုန်လာတယ်အဲ့ဒီပုံကသူ့အကောင်းဆုံးဖန်တီးထားတဲ့လက်ရာအေဂရမရဲ့မွေးနေ့ပွဲကိုဖျက်ဆီးဖို့အထူးပြင်ဆင်ထားတဲ့အစီရင်ပုံအခုတော့ဒီလူတွေကအယုတ်ဆိုးတယ်လို့ပြောနေကြတယ်သူဒေါသတကြီးဟိန်းអော်လိုက်တယ်ဓာတ်ဆွမ်းရင်တွေကအရက်မျက်နှာအနှံ့ပောက်ကွဲထွက်လာတယ်တကူလုံးကဓာတ်ရောင်အလင်းတန်းတစ်ခုလိုဖြစ်သွားပြီးကျွန်တော်စီဓာတ်ရိုက်ပြေးဝင်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်ကပုံချမ်းကိုကုန်းကြည့်နေတော့အလိုလိုဘေးကိုတလန်းရှောင်လိုက်တယ်ဓာတ်ခုနှစ်လက်စရာကတော့အရှိန်လိုနေပြီးမို့မရက်နိုင်တော့ဘူးဘေးနာကခွေးအိမ်ထဲကိုခေါင်းနဲ့တိုက်ဝင်သွားတယ်ဝန်ခိုင်ကအထဲမှာအေးအေးဆေးဆေးအိတ်နေတာချက်ချင်းစိတ်ဆိုးပြီးဦးတန်းထွက်လာတယ်ခွေးအိမ်ထဲကခုန်ထွက်လာပြီးကျူးကျော်ဝင်ရောက်လာတဲ့သူကိုမရက်မနာဟောင်းတော့တယ်အတန်ကြားတော့ကျွန်တော်စိုးရင်တကြီးမေးလိုက်တယ်ဝန်ခိုင်ဘာဖြစ်တာလဲကြွက်များဝင်လာလို့လား
ဒါခုနှစ်လက်ဆရာကခွေးအိမ်တွေကတွားထွက်လာတဲ့ခေါင်းပေါ်မှာကောက်ရိုးစလေးတွေကတ်နေတယ်သူ့ဘဝတစ်လျှောက်ဒီလောက်အရှက်ရတာမျိုးမကြုံဘူးနောက်တစ်ချိန်ထပ်တိုက်ခိုက်ဖို့ပြင်လိုက်တဲ့အချိန်ထူဆန်းပြီးဆွဲဆောင်မှုရှိတဲ့အနက်တစ်ခုကသူ့ကိုရက်သွားစေတယ်ကျွန်တော်လက်ထဲမှာဘယ်အချိန်ကပေါ်လာမှန်းမသိတဲ့အရေးသွေးမြင့်ခွေးစာအိတ်တအိတ်ရှိနေတယ်ဝန်ခိုင်ကိုငိမ့်သက်အောင်ခွေးစာထုတ်ကျွေးနေတယ်အဲ့ဒီအချိန်ဒါခုနှစ်လက်ဆရာရဲ့ဘိုက်ကရှည်လျားတဲ့အတန်တစ်ခုထွက်လာတယ်နှစ်ပေါင်း100ကျော်ကြင်ကြံလာတဲ့သူမှုတာမန်စားစာမလို့တော့တာကြပြီဒါပေမဲ့ဒီအနံ့ကမခံနိုင်တော့အောင်ဆွဲဆောင်နေတယ်ဘိုက်မြည်တန်ကြတော့ကျွန်တော်နားလည်သွားတယ်ဧည့်သည်ကမစားရသေးဘူးထင်တယ်ကျွန်တော်ခွေးစာအိတ်ထဲကတဆုပ်လိုက်ယူပြီးကမ်းပေးလိုက်တယ်လာအမနာနဲ့ငါရဲ့အထူးတရေစာကိုမြည်ကြည့်ဒါခုနှစ်လက်ဆရာကလက်ထဲကခွေးစာကိုစိုက်ကြည့်နေတယ်မျက်နှာအယောင်ကဖြူလိုက်စိမ့်လိုက်ပြောင်းနေတယ်ဒါပေမဲ့လက်ကတော့အလိုလိုလှမ်းယူလိုက်မိတယ်အရန်တတိထားပြီးတစ်စိစားကြည့်လိုက်ပြီးတော့မျက်လုံးတွေပြူးကျဲသွားတယ်ဒါကတာဝန်နှစ်တာရပါဝင်နေတဲ့နတ်ဝတ္ထုပဲချက်ချင်းလုတ်ကြံတက်ဖြတ်ဖို့လာခဲ့တဲ့ကိစ္စကိုတော့မေ့သွားတယ်မြေကြီးပေါ်မှာစောင်းကြောင်ထိုင်ပြီးကျန်တဲ့ခွေးစာတွေကိုအကုန်အလူရက်စားတော့တယ်ဝန်ခိုင်ကသွားပြပြီးမကြေမနက်ဖြစ်နေတယ်ကျွန်တော်နောက်တစ်ဆုပ်ယူပေးလိုက်ပြီးပြောတယ်မတွန့်တုံနဲ့ဧည့်သည်နဲ့နည်းနည်းဝေစားလိုက်ပြီးနဲ့ရာကဒီမြင်ကွင်းကိုကြည့်ပြီးခံစားချက်တွေရှုပ်ထွေးနေတယ်ဒီလူကဓာခုနှစ်လက်ဆရာနာမည်တစ်လုံးနဲ့တိုင်းပြည်6ခုတုံးလို့ရတဲ့သူအခုတော့ခွေးအိမ်ဘေးမှာစောင်းကြောင်ထိုင်ပြီးခွေးစာလူစားနေတယ်အဲ့ဒီအချိန်ချန်တကားအပြင်ဘက်ကခြေတန်းတွေကြားရပြီးမဲဒူဆာအေဂရင်းမဝင်လာတယ်ကျူးကျော်ဝင်ရောက်သူရှိတယ်ဆိုတဲ့သတင်းကြားလို့အမြန်ရောက်လာတာဒါပေမဲ့သူမမြင်လိုက်ရတဲ့မြင်ကွင်းကတော့လုံးဝမထင်ထားတဲ့အရာဓာခုနှစ်လက်ဆရာကသူမရောက်လာတာခန်းစားမိသွားပြီးဝိညာဉ်တော်လွတ်ထွက်မတက်ဖြစ်သွားတယ်ချက်ချင်းတူးထောက်လိုက်ပြီးဒီကျွန်တော်မျိုးကအရှင်မင်းမြတ်ကိုဂါရဝပြုပါတယ်အရှင်မင်းမြတ်ဆိုတဲ့စကားကြားတော့ကျွန်တော်မျက်တောင်ခတ်လိုက်ပြီးတော့သဘောပေါက်သွားတယ်အေဂရင်းမကြီးပဲဒီအရက်သားကကောင်းကောင်းမကြိုးဆိုမိဘူးကျွန်တော်ဒါကဘာလဲမဲဒူဆာရဲ့အကြည့်ကကျွန်တော်လက်ထဲကပုံကျန်းစီရောက်သွားတယ်ကျွန်တော်ရိုးရိုးတသားဖြေလိုက်တယ်ခုနကကောက်ရထားတာတခုပဲအေဂရင်းမကယူကြည့်လိုက်ပြီးမျက်နှာအမူအရာနည်းနည်းပြောင်းသွားတယ်ပြီးတော့ကျွန်တော်ကိုအကြာကြီးကြည့်နေပြီးတာနောက်ဆုံးတိုးတိုးလေးရေးလိုက်တယ်ဒါကတပုံတွေရဲ့မွေးနေ့ပွဲအစီအစဉ်ပုံကျန်းပဲငါဝင်ကြီးကတော့အမြင်မတော်ဘူးလို့ထင်နေတာပေါ့ကျွန်တော်ရိုးသားစွာခေါင်းနှိပ်လိုက်တဲ့အယောင်တွေကဖျို့ဖျဲနေရာချထားပုံကကျဉ်ကျက်လောက်ပေါက်မှုဆိုတာတစ်စက်မှမရှိဘူးအေဂရင်းမရဲ့မျက်လုံးထဲမှာရေကျင်စိတ်အရေးအယောင်တစ်ခုပေါ်လာတယ်ပြီးတော့မွေးနေ့ပွဲအတွက်မျှော်လင့်ချက်အားလုံးကိုကျွန်တော်ပခုံးပေါ်တင်လိုက်တယ်ဘီကဘေးကနေပြုံးကျင်စိတ်ကိုမနှဲထိန်ထားရတယ်ရာကတော့ဘာမူရာမှမပြပဲတခြားဘက်ကိုလှည့်ကြည့်နေတယ်ဒါခုနှစ်လက်ဆရာကတော့ခွေးအိမ်ဘေးမှာစောင်းကြောင်ထိုင်နေတော့လက်ထဲမှာခွေးစာတစ်ဝက်ဆုပ်ကင်ထားပြီးစားရမလားမစားရဘူးလားမသိချာဖြစ်နေတယ်အေဂရင်းမကသူ့ကိုတစ်ချက်ပဲကြည့်လိုက်တယ်ပြီးတော့နန်းတော်အဆောင်တက်ကိုလွှဲပေးလိုက်တယ်အနက်ရောင်ဝဲအဆောင်တချို့ကအတမ်းမထွက်ပဲပေါ်လာတယ်ဒါခုနှစ်လက်ဆရာကိုဆွဲခေါ်သွားကြတယ်အခေါ်ခံရင်းနဲ့တောင်သူ့အကြည့်ကခွေးစာအိတ်ပေါ်ကမခွာနိုင်ဘူးကျွန်တော်ကောင်းခါလိုက်တဲ့တကယ်ကိုစာနေပုံရတယ်မေဒူဆာကကျွန်တော်စီလျှောက်လာတယ်အတန်ကနူးညံ့နေတဲ့မွေးနေ့ပွဲအတွက်ဘာလို့အပ်တာရှိပြောလိုက်ပါကျွန်တော်နှာခေါင်းဖျားကိုပို့လိုက်ပြီးအကြံကောင်းတစ်ခုရုတ်တရက်ကောင်းနဲ့ပေါ်လာတယ်အရှင်မင်းမြတ်စိတ်ချပါဒီရက်သားကဘယ်သူမှမမြင်ဘူးတဲ့မွေးနေ့ပွဲတစ်ခုလုပ်ပေးမယ်သူမရဲ့မျက်လုံးထဲမှာတိကျင်စိတ်အရေးရောင်တစ်ခုပေါ်လာတယ်ဒါပေမဲ့ဘာမှထပ်မမေးဘူးအမြဲအံ့ဩစရာတွေယူလာပေးတတ်တဲ့ဒီမျက်မမြင်ကိုသူမယုံကြည်တယ်အေဂရင်းမထွက်သွားပြီးနောက်ပြီးကပုံချမ်းကိုငေးကြည့်နေပြီးတော့ကျွန်တော်နားကိုတိုးလာပြီးတိုးလေးမေးတယ်ဒါဆိုဘာစီစဉ်ရှိတာလဲကျွန်တော်အမြဲလိုပဲလှုပ်ဝက်ဆန်ဆန်ပြုံးလိုက်တယ်စကလုံးလေးလုံးပဲကောင်းကင်ပုံနှစ်တစ်ကူဖြောပြပွဲရာနဲ့ပြီးနှစ်ယောက်လုံးကျွန်တော်ကိုကြောင်အံ့ကြည့်နေကြတယ်ကျွန်တော်ဘာမှထပ်မရှင်းပြတော့ဘူးစိတ်ထဲမှာစစ်ဆေးရမယ့်စည်ရင်ကိုတွက်နေပြီမိအလင်းရောင်အတန်စနစ်စင်မြင့်အထူးပြုလုပ်ချက်တစ်ခုမှမလွတ်ရဘူးပြိတ္တပါဝင်နိုင်ရမယ်မဲဖောက်ပွဲလည်းရှိရမယ်ဟာတာပြဇက်လေးတွေတောင်ထည့်တင်တယ်လူတွေရေရအောင်စဉ်းစားလေးကျွန်တော်ကိုယ်တိုင်ရေချင်လေးဒီပွဲကတော့အရန်ကောင်းပါပဲတစ်ဖက်မှာတော့အဲ့ဒီအယုတ်ဆိုးတဲ့ပုံချမ်းကိုလက်ဖက်ရည်အိုးအောက်ထိုးထည့်လိုက်တယ်စပွဲထောင်ကနည်းနည်းမညီဘူးလေပါပဲဖြစ်ဖြစ်ပစ္စည်းကိုအလားတမဖြစ်စေရဘူးကျွန်တော်လက်ဖက်ရည်အိုးကိုကျေနပ်စွာပုတ်လိုက်တယ်မွေးနေ့ပွဲအတွက်ပြင်ဆင်မှုတွေအကုန်ပြီးသွားပြီးအခုစောင့်ရမှညပဲကြံတော့တယ်ဒါပေမဲ့စိတ်ကပန်းရောင်ယုံလေးစီပြန်ရောက်နေတယ်အေဂရင်းမရဲ့ဝိညာဉ်ကိုယ်ပွားကကျွန်တော်အမြင်မှာအမြဲအားနေလွန်းနေတယ်တိတ်ဆိတ်နေတဲ့နေလေခင်းကိုအခွင့်ကောင်းယူပြီးကျွန်တော်မျက်လုံးပိတ်လိုက်တယ်မျက်မမြင်မုတ်ကိုဖွင့်ပြီးအာယုံကိုအေဂရင်းမရဲ့အခန်းစီတိတ်လေးပို့လိုက်တယ်အဲ့ဒီယုံလေးကိုပဲတွားကြည့်ချင်တာရွှေရောင်လင်းလုံးကရှိနေတော့မယ်ယုံလေးလဲမုံလာဦးနီကိုပိုက်ထားတော့မယ်ဒါပေမဲ့ဒီတစ်ခေါက်နာရွက်တွေညောင်းကျနေတယ်ဆိုတာသတိထားမိတယ်မိခိုးရောင်အမြင်တွေကခန္ဓာကိုယ်ကိုရစ်ပတ်နေတယ်အဲ့ဒီမိခိုးရောင်မြင်တွေကရွှေရောင်လင်းကိုတဖြည်းဖြည်းဝါမျိုးနေတယ်ကျွန်တော်မျက်မှောင်ကျုပ်လိုက်တယ်ဒါမမှန်ဘူးအဲ့ဒီအချိန်မှာပဲစနစ်ရဲ့အတန်ထွက်လာတယ်အစစ်မြင့်ဝိညာဉ်စွမ်းအားမူမမှန်မှုတွေ့ရှိစစ်ဆေးမှုပစ္စည်းတန်ရာဟောင်းမပြောက်ကင်းသေးအေးစိတ်အကျွင်းကြံရှိနေအထောက်ကူကူတာမှုအတွက်ဝိညာဉ်စားပန်းအသုံးပြုရန်အကြံပြုသည်အဲ့ဒီအချိန်မှာတတိယသွားတယ်ဝိညာဉ်စားပန်းကိုအသုံးပြုပြီးသားစနစ်ပေးတဲ့အစိတ်ကိုလည်းစိုက်ထားတာ3ရက်ပဲရှိသေးတယ်ဒါပေမဲ့ခြံထဲမှာတခြားအပူတက်ပါတဲ့ဆေးပင်တွေရှိသေးတယ်ရောဆက်ပြီးဆေးဖြော်ရင်အခြေအနေကိုတက်တာစေနိုင်မယ်ကျွန်တော် track လိုက်တယ်မျက်မမြင်မုတ်ဖွင့်ထားပြီးဆေးပင်ခြံစီလျှောက်သွားတယ်မျက်လုံးပိတ်ထားပေမဲ့ဝိညာဉ်စွမ်းရင်စီးဆင်းမှုကိုမြင်နေရတယ်ဆေးပင်တိုင်းကဝိညာဉ်အမြင်ထဲမှာကိုယ်ပိုင်ရောင်နဲ့တောက်ပနေတယ်ရန်စွမ်းရင်ပြင်းတဲ့ဆေးပင်တချို့ကိုတေချာရွေးလိုက်တယ်ပြီးတော့ဟန်ချက်ညီအောင်နောက်နှမျိုးထပ်ထည့်လိုက်တယ်ရာကကျွန်တော်ဆေးပင်ခြံသားမှာစောင့်ကြောက်ထိုင်နေတာမြင်သွားတယ်အနားကိုရှောက်လာတဲ့တခင်လေးအကူညီလိုလားကျွန်တော်ကောင်းခါလိုက်တယ်ကျမကြီးလက်ဖက်ရည်ဖြောဖို့လုပ်နေတာပါသူမဘာမှထပ်မမေးတော့ပဲကျွန်တော်ဘေးမှာတိတ်လေးရက်နေတယ်ကျွန်တော်ရွေးထားတဲ့ဆေးပင်တွေကိုတေချာဆေးကြောပြီးတော့ဆေးအိုးလေးထည့်လိုက်တယ်ဝိညာဉ်စမ်းရည်ထည့်ပြီးမီးအေးနဲ့ကြိုးတယ်မျက်မမြင်မုတ်ဖွင့်ထားတဲ့အတွက်ဆေးစွမ်းတွေရောဆက်နေတာကိုအချိန်နဲ့တပြေးညီမြင်နေရတယ်အယောင်ဆုံးစွမ်းအင်ကြိုးတွေကအိုးထဲမှာရက်လုံနေတယ်လို့လှည့်ပတ်နေတယ်လို့တဖြည်းဖြည်းနှွေးထွေးတဲ့ပြင်းရောင်လေးမော်လင်းဖြစ်လာတယ်ဆေးကြိုနေတော့ကျွန်တော်တိုးလေးရေယုံမိတယ်ဒီလောက်ငယ်သေးတဲ့သူကဘာလို့ဒီလောက်ဒဏ်ရာဟောင်းတွေများနေရတာလဲငါထက်တောင်ပိုဆိုးသေးတယ်သူမကိုသူမလည်းတေချာဂယုမဆိုင်ဘူးပဲစကားဆုံးသွားရုံရှိသေးချန်တကားဘက်ကအတန်တက်ကြားလိုက်ရတယ်မေဒူဆာအေဂရင်းမကဒီနေ့တာမန်အဝတ်စားနဲ့တကားဝမှာရက်နေတယ်မျက်နှာအမူအရာကတော့ဘာကူမှဖတ်မရနိုင်တော့အောင်နက်နေနေတယ်သူမစကားတစ်လုံးမကြံကြားသွားတာထင်ရှားတယ်ကျွန်တော်ကမန်ဂရန်ထရက်ပြီးအနှဲငယ်ဦးကြောင်ကြောင်ဖြစ်ကဂါရဝပြုလိုက်တယ်အရှင်မင်းမြတ်ဘာကိစ္စနဲ့ရောက်လာတာလဲမွေးနေ့ပွဲကဒီညမှမဟုတ်သေးဘူးလေ
သူမကဖြည်းဖြည်းချင်းခြံထဲရှောက်ဝင်လာပြီးမျက်လုံးတွေကဆေးအိုးပေါ်ကျရောက်သွားတယ်။ဘာကြုံနေတာလဲလို့သူမကပေါ့ပေါ့ပပမေးတယ်။ကျမကြီးလက်ဖက်ရည်ပါကျွန်တော်ရိုးရိုးသားသားဖြေလိုက်တယ်။အပူချိန်စမ်းကြည့်ဖို့ဇွန်းနဲ့ခတ်လိုက်ပေမဲ့သူမကလက်လန်းပြီးဇွန်းကိုတဘာဝကြကြယူလိုက်တယ်။ကျမစမ်းကြည့်မယ်သူမနှက်ခမ်းနာကိုယူသွားပြီးဖြည်းဖြည်းချင်းမြည်ကြည့်တယ်။အမြဲတည်ငြိမ်အေးဆေးနေတဲ့မျက်လုံးတွေနည်းနည်းကျဲသွားတယ်။ဒီဆေးနီးကကျွန်တော်ပြုံးပြီးရှင်းပြလိုက်တယ်အပူတက်ရှိတဲ့ဆေးပင်လေးတွေပါပဲပုံမှန်တောက်ရင်ခန္ဓာကိုယ်အတွက်ကောင်းတယ်။သူမဇွန်းကိုချလိုက်တယ်ခဏတာတိတ်ဆိတ်သွားပြီးမှတိုးတိုးလေးပြောတယ်။ရှင်သိနေတာမဟုတ်လားမသိချင်အောင်မဆောင်နဲ့။ဘာကိုသိရမှာလဲသူမကကျွန်တော်မျက်လုံးတွေကိုတက်တက်ဆိုင်ကြည့်တယ်။ကျွန်တော်မမြင်နိုင်မှန်းသိနေပေမဲ့ကျမကမေဒူဆာဆိုတာကျမမှာဒဏ်ရာဟောင်းတွေရှိနေပြီးတော့ကျမကရှင်ကိုအချိန်ကြာကြီးလှည့်စားနေကြတာကျွန်တော်ခေါင်းနောက်ကိုကုတ်လိုက်တယ်အတန်ကတော့ပုံမှန်ပဲကျွန်တော်သိတာတစ်ခုပဲရှိတယ်ကျွန်တော်မိမကျမကြီးမကောင်းဘူးသူ့ကိုဂရုစိုက်ပေးမဲ့သူလိုတယ်ကောင်းကောင်းစောင့်ရှောက်ပေးမဲ့သူလိုတယ်ကျန်တာတွေအားလုံးကဒုတိယပဲအေဂရစ်မတကူလုံးငြင်းကြသွားတယ်ပြောဖို့ပြင်ထားတဲ့စကားတွေအားလုံးလေချောင်းထဲမှာတဆုနေတယ်ကျွန်တော်ဝိယုံတွေကစက်ကူထုတ်တေးလေးတစ်ထုပ်ထုတ်လိုက်တယ်အထဲမှာပရင်ရောင်တကြားလုံးလေးတွေရှိတယ်ဆေးကြုံနေတုန်းလှုပ်ထားတာလေချောင်းအတွက်တကြားလုံးချိုးရလာပြောပေးဦးကျွန်တော်တလုံးယူပြီးသူမနှက်ခမ်းနာကိုတဘာဝကြကြကန်းလိုက်တယ်သူမပါဇက်ကအလိုလိုပွင့်သွားပြီးယူစားလိုက်တယ်ချုံမြိန်တဲ့အရသာနဲ့ဆေးဖက်ဝင်အနံ့တင်းတင်းလေးကရှာဖို့ပြောဝင်သွားတယ်။ပပြင်ပေါ်တက်လာတဲ့အနီရောင်ကမိုင်ပေါင်းများစွာအဝေးကတော့မြင်ရတော့တယ်။လေးနဲ့နေတဲ့အငွေ့တက်ကချက်ချင်းပြောက်ကွယ်သွားတယ်။ကျွန်တော်ပြုံးလိုက်တယ်ကောင်းတာပေါ့။သူမကတကြားလုံးကိုငုံထားရင်အတန်မပီမတအတီးပြုတ်လိုက်တယ်။အေဂရစ်အာနာအပြည့်နဲ့အမြဲရှိနေတဲ့မျက်လုံးတွေကအခုတော့နည်းနည်းထိတ်လန့်နေတယ်လို့ဖြစ်နေတယ်။တခုခုပြောချင်နေပုံရတာကြောင့်ကျွန်တော်နောက်တစ်လုံးထပ်ထည့်ပေးလိုက်တယ်။ထပ်စားဦးလေချောင်းအတွက်ကောင်းတဲ့ဒုတိယတစ်လုံးကြောင့်သူမလုံးဝဆွန့်သွားတယ်။ပါဖောင်းဖောင်းလေးနဲ့ကျွန်တော်ကိုစိုက်ကြည့်နေုံပဲတက်နိုင်တော့တယ်။အဲ့ဒီမျက်နှာမှာအေဂရစ်မရဲ့ဂုံတိတ်ခါတစ်စက်မှမကြမ်းတော့ဘူး။လက်နဲ့အစာခွန်ကျွေးခံနေရတဲ့တိရစ္ဆာန်လေးတစ်ကောင်နဲ့ပူတူနေတယ်။ရာကတော့ဘယ်ချိန်ကလေးကမှန်းမသိကျွန်တော်တို့ကိုကြောပေးထားတယ်။ပခုံးတွေတုံနေတယ်ရေချင်လို့ဖြစ်မယ်။ကျွန်တော်ဆေးကိုမှွေရင်းပေါ့ပေါ့ပပပြောလိုက်တယ်။ဒီနေ့ကစပြီးတနေ့တစ်ခွက်တောက်3လလောက်ဆိုပိုကောင်းလာလိမ့်မယ်။သူမတကြားလုံးကိုမျိုးချလိုက်ပြီးအတန်ကအရန်တိုးသွားတယ်။ဘာလို့ကျမအပေါ်ဒီလောက်ကောင်းရတာလဲ။ကျွန်တော်ကတော့ဒါအလုံးတဘာဝကြတဲ့ကိစ္စလိုပဲဖြေလိုက်တယ်။မင်းကငါမိမလေးမင်းမဟုတ်ရင်ဘသူ့အပေါ်ကောင်းရမှာလဲသူမထပ်ပြီးတိတ်ဆိတ်သွားတယ်။ဒါပေမဲ့အသက်ပြင်းပြင်းရှူသွင်းတန်ကိုကြားနိုင်တယ်။မျက်မမြင်မုံနဲ့ကြည့်လိုက်တော့အဲ့ဒီရွှေရောင်အလင်းလုံးကအရန်ပြင်းပြင်းထပ်ခုန်နေပြီးပန်းရောင်ရုံလေးကအလင်းထဲမှာလူးလိမ့်နေတယ်။နရွက်တွေတက်မှတ်နေပြီးအရန်စိတ်လှုပ်ရှားနေတဲ့ပုံစံအချိန်တော်ကြာပြီးမှသူမတူတူလေးပြောတယ်ဒီညပွဲပြီးရင်ရှင်ကိုပြောစရာတခုရှိတယ်ဟုတ်ပြီလားကျွန်တော်ကောင်းနေလိုက်တယ်ကျွန်တော်ဒီမှာပဲရှိမယ်သူမလှည့်ထွက်သွားတော့ခြေလမ်းတွေကနည်းနည်းရိုင်နေတယ်ကျွန်တော်ကတော့ဆေးစီပြန်လှည့်သွားတယ်မျက်နှာမှာအပြုံးတစ်ခုနဲ့အဲ့ဒီယုံလေးကတကယ်ရှက်တက်တာပဲဆေးကြိုပြီးသွားတော့ကျွန်တော်တေချာစစ်ပြီးကြောက်စိမ့်ပလင်းနဲ့လောင်ထည့်လိုက်တယ်ပြီးတော့အေဂရစ်မရဲ့အခန်းကိုနေတိုင်းတောက်ဖို့ပို့ပေးဖို့ယာကိုပြောလိုက်တယ်ယာကပလင်းကိုယူလိုက်တယ်မျက်နှာမှာဘာမှဖတ်မရတဲ့အမူအရာနဲ့တခင်လေးကတကယ်ပဲသူမစကားကိုအဆုံးမတက်ဘူးဒါပေမဲ့ကျွန်တော်နားလေတယ်ကျွန်တော်လက်ဝဲရမ်းပြီးမြန်သွားလိုက်တော့လို့ပြောလိုက်တယ်ခြံထဲမှာပြန်ပြီးတိတ်ဆိတ်သွားတယ်ကျွန်တော်ကြောက်ခုံပေါ်ထိုင်ပြီးအနားယူလိုက်တယ်အဲ့ဒီအချိန်မှာပဲစနစ်ရဲ့အတန်ထပ်ပေါ်လာတယ်။ကစားသမားအတွက်အရေးကြီးသောစိတ်ခံစားမှုဖြစ်ရတွေ့ရှိတာဝန်စရင်အသစ်ပြင်ဆင်ပြီးအဆင်ပြေသောအချိန်တွင်စစ်ဆေးပါကျွန်တော်တော့အခုမကြည့်ချင်သေးဘူး။တာဝန်တွေကထွက်ပြေးသွားမှာမဟုတ်တာကျွန်တော်စိတ်ကတော့ဒီညအေဂရစ်မှာဘာပြောမလဲဆိုတာကိုပဲတွေးနေမိတယ်။တကယ်ပဲအားလုံးကိုဝန်ခံတော့မှလားအမှန်တော့ကျွန်တော်အများကြီးခံမှန်းမိပြီးသားဒါပေမဲ့သူမကိုယ်တိုင်မပြောသေးတဲ့အတွက်ကျွန်တော်လည်းမသိချင်အောင်ဆောင်ထားတာပိုအဆင်ပြေတယ်။ဒီလိုနေတာကပိုလွယ်လေဝန်ခံကရှောက်လာပြီးကျွန်တော်ကိုပုတ်တက်တယ်။ကျွန်တော်သူ့နားရွက်နောက်ကိုကုတ်ပေးလိုက်တယ်။ဒီညတော့ကောင်းကောင်းနေတော့ဘယ်သူမှမကြည့်တဲ့အချိန်အစာမခိုးစားနဲ့သူကမကြည်မနက်အတန်လေးထုတ်တယ်။ကျွန်တော်ရေလိုက်ပြီးခွေးစာတစုပ်ပစ်ပေးလိုက်တယ်။ညနေခင်းကိုတွေးရင်မွေးနေ့ပွဲကိုတွေးရင်ပြီးတော့အဲ့ဒီနောက်ဖြစ်လာမယ့်အရာတွေကိုတွေးရင်စိတ်ကအလိုလိုကြည်နူးလာတယ်သူမဘာပဲပြောဘဝကဆက်သွားမှာပဲပြီးတော့အခုကစပြီးပိုကောင်းလာဖို့ပဲရှိတယ်ကျွန်တော်တချင်းတန်လေးတူတူငင်းငင်းခုံပေါ်ကထားလိုက်တယ်ရာလည်းအလုတ်ကပြန်ရောက်လာပြီးခြံတကားနားမှာငြိမ်ငြိမ်လေးရက်နေတယ်ကျွန်တော်ဘိုက်ကိုပုတ်လိုက်တယ်ဒါမျိုးဆိုဂုံပြူပွဲလုပ်တင်တယ်ဒီညပွဲမစခင်လက်ဆက်ဆက်ဟင်းချက်စရာတွေတွားဝယ်ရအောင်ရာလိုက်ခဲ့ဈေးသွားမယ်ပြီးတော့အိမ်ထဲကိုလှမ်းអော်လိုက်တယ်ဝန်ခိုင်မင်းလဲလိုက်ခဲ့သူကခွေးအိမ်ထဲကနေဒုံးပြန်လို့ထွက်လာတယ်အမီးကပန်ကာလိုလဲနေတဲ့ရာကနူးညံ့စွာဖြေတယ်ဟုတ်ကဲ့တခင်လေးဒီလိုနဲ့လူတယောက်ခွေးတကောင်တနက်မိမယ်တယောက်၃ယောက်သားအိမ်ကထွက်လာခဲ့တယ်မြို့တော်ရဲ့နေလေခင်းလမ်းမတွေကအရန်စီကားနေတယ်ဈေးတယ်တွေအော်ဟေးရောင်းချနေကြတယ်ကလေးတွေရေမောဆော့ကစားနေကြတယ်အတန်အားလုံးကနှွေးထွေးတဲ့စူညံတန်တစ်ခုအဖြစ်ရောနှောနေတယ်ကျွန်တော်တုတ်ကိုကင်ပြီးဖြည်းဖြည်းချင်းရှောက်နေတယ်စိတ်ချနေကလည်းထူးထူးခြားခြားကောင်းနေတယ်မျက်မမြင်မုတ်ဖွင့်ထားတဲ့အတွက်လူတိုင်းရဲ့ဝိညာဉ်စွမ်းရည်ကိုခံစားနိုင်တယ်တယောက်ချင်းစီမှာကိုယ်ပိုင်ရောက်ရှိတဲ့အော်ယာတွေရှိနေတယ်တာမန်လူတွေကဖြူဖြော့ဖြော့အစစ်နှိမ်ကြင်ကြံသူတွေကစိမ့်ပြရောင်ဖြော့ဖြော့တခါတရံပိုတောက်ပတဲ့အော်ယာတွေဖြစ်သွားတယ်အစိုးရအရာရှိတွေပေါ့ကျွန်တော်တို့ဆက်လျှောက်နေတော့ရှေ့ဘက်ကနေစိတ်ပြက်လက်ပြက်တပြင်းချတန်တစ်ခုကြားလိုက်ရတယ်ဒီအတန်ကရင်းနှီးနေတယ်လို့ပဲအတိပတိဆန်လာကျွန်တော်အာယုံကိုအဲ့ဒီဘက်လှည့်လိုက်တယ်တကယ်ပဲသူ့ရဲ့အော်ယာကိုဖမ်းမိလိုက်တယ်အရာရှိစွမ်းရည်တွေထူထပ်စွာဝင်းရနေပြီးကြောက်စားပွဲတစ်လုံးပတ်လည်မှာလှုပ်ရှားနေတယ်သူ့ရှိမှာတော့လိမ္မော်ရောင်တက်ကြွတဲ့အော်ယာတစ်ခုကလေးတစ်ယောက်ပါလို့ရာကတူးတူးလေးပြောတယ်အတိပတိကလမ်းဘေးကလေးတစ်ယောက်နဲ့စစ်တူရင်ကစားနေတာ၃ပွဲဆက်တိုက်ရှုံးသွားပြီကျွန်တော်မရမိအောင်မနေထိန်လိုက်ရတယ်အင်ပါယာကြီးကိုအုပ်ချုပ်နေတဲ့လူကကလေးတစ်ယောက်ကိုစစ်တူရင်မနိုင်ဘူးလေလားအနားရောက်လာတော့အတိပတိရဲ့အတန်ကိုကြားလိုက်ရတယ်ခေါင်းမာပြီးမခံချင်တဲ့အတန်နောက်တစ်ပွဲဒီအဖိုးကြီးမယုံနိုင်သေးဘူးကလေးရဲ့ကြည်လင်တဲ့အတန်ကချက်ချင်းပြန်ထွက်လာတယ်ဂတိကဂတိပဲဖိုးကြီးထက်ရှုံးရင်တကြားစီးသီးတန်တစ်ချောင်းဝယ်ပေးရမယ်ကျွန်တော်မထိန်နိုင်တော့ပဲဝင်ပြောလိုက်တယ်ဒီနေ့စစ်တူရင်ကမကောင်းဘူးထင်တယ်နော်မိတ်ဆွေကြီးအတိပတိဆန်လှည့်ကြည့်လိုက်တယ်ကျွန်တော်ကိုမြင်တာနဲ့မျက်နှာကခံစားချက်ပေါင်းစုံပြောင်းသွားတယ်ဂုံတိတ်ခါရှိတဲ့ပုံဖမ်းခြင်းနဲ့ဒါပေမဲ့ခုနကမှကလေးကို၃ပွဲဆက်တိုက်ရှုံးထားတာနောက်ဆုံးတော့ပြုံးပြီးပြောတယ်မိတ်ဆွေရောစမ်းကြည့်ချင်လားကျွန်တော်လည်းအနားယူနေတာပဲကျွန်တော်ပြုံးပြီးလက်ခံလိုက်တယ်ကြောက်ခုံပေါ်ဝင်ထိုင်လိုက်ပြီးမျက်မမြင်မုတ်ကိုဖွင့်လိုက်တယ်စစ်တူရင်ကုံကဝိညာဉ်မြင်ထဲမှာရှင်းရှင်းလင်းလင်းပေါ်လာတယ်ကြောက်တုံးတိုင်းကအလင်းရောင်ဖြော့ဖြော့ထုတ်နေတယ်ဂိမ်းတစ်ခုလုံးရဲ့စီးဆင်းမှုကိုအပြည့်အဝမြင်နေရတဲ့အနေအထားပြောင်းလဲမှုတိုင်းကိုသိနိုင်တယ်ကလေးကဂုံယူစွာပြောတယ်မျက်မမြင်ဦးလေးအလှည့်ရောက်ပြီးကျွန်တော်ပြုံးလိုက်တယ်
ကြောက်တုံးတုံးကိုစမ်းကင်ပြီးချလိုက်တယ်အဲ့ဒီကြောက်တုံးကျသွားတဲ့ခဏမှာပဲကလေးအတန်တိတ်သွားတယ်အဓိပတိဆန်ကတော့မထိန်နိုင်တော့ဘူးကောင်းလိုက်တဲ့အကွက်အဲ့ဒီကစပြီးကျွန်တော်ချတဲ့အကွက်တိုင်းကပေါ့ပေါ့ပါပါထင်ရပေမဲ့အရေးကြီးဆုံးနေရာကိုပဲတိတိကျကျထိတယ်ကလေးကပူပူပြီးအလင်းလိုလာတဲ့မျက်နှာလေးမြည်ရဲလာတယ်နောက်ဆုံးမှာကျွန်တော်အဆုံးတက်ကွက်ကိုချလိုက်တယ်ကလေးကချက်ချင်းကိုတော့တယ်မျက်မမြင်ဦးလေးလူဆိုကြီးငိုရင်းနဲ့တောင်လောင်းကြီးကိုတတိယနေသေးတယ်ကျွန်တော်တကြားစီးတီးတန်လိုချင်သေးတယ်အဓိပတိဆန်ကတော့ဒီနေ့တစ်နေ့လုံးထဲမှာအပျော်ဆုံးအချိန်ကိုရောက်သွားပုံရတယ်ဝင်ကြီးချုပ်ကြီးကအိတ်ထဲကပတ်စံကိုချက်ချင်းထုတ်လိုက်တယ်ကဲသွားကြတော့ကောင်လေးကချက်ချင်းကိုရက်သွားပြီးတကြားတီးတန်နှချောင်းကိုယူကရေမောရင်းပြေးထွက်သွားတယ်ဝင်ကြီးချုပ်ကြီးကတော့ကျွန်တော်ပဲလှည့်လာပြီးအံ့ဩမှုအပြည့်နဲ့ပြောတယ်မိတ်ဆွေအဲ့ဒါတကယ်အံ့ဖွယ်ပဲကျွန်တော်ကလက်ခပြလိုက်တယ်ကန်ကောင်းသွားတာပါတကယ်တော့ဘွိမုတ်ဖွင့်ပြီးစစ်တူရင်ကစားတာကမျက်လုံးဖွင့်ကစားတာနဲ့ဘာမှမကွာဘူးကျွန်တော်တို့စကားပြောနေတော့ရိုးရိုးဝှဝှထားတဲ့အရာရှိတယောက်အလင်းမြန်ရောက်လာတယ်သူကဝင်ကြီးချုပ်ကြီးနဲ့ကပ်ပြီးတခုခုတိုးတိုးပြောလိုက်တယ်ချက်ချင်းပဲဝင်ကြီးချုပ်ကြီးရဲ့မျက်နှာအမူအရာပြောင်းသွားတယ်ပြီးတော့ကျွန်တော်ကိုအယိုသေးပေးပြီးပြောတယ်ခွင့်လွတ်ပါမိတ်ဆွေအရေးပေါ်ကိစ္စတစ်ခုရှိလာလို့နောက်မှဆက်ပြောကြတာပေါ့ပြောပြီးတာနဲ့သူအမြန်ထွက်သွားတယ်သူလက်ထွက်သွားတဲ့အချိန်မှာကျွန်တော်မျက်လုံးမိတ်လိုက်တယ်အရာရှိယူလာတဲ့စာတန်းကိုစိတ်အာရုံနဲ့လှမ်းကြည့်လိုက်တော့တွေးနဲ့ဓာတ်တော်အမွေးသက်တွေပါနေတဲ့မြောက်ပိုင်းနယ်ဆက်ကစီးရီးသတင်းပို့စာပဲဒါပေမဲ့အခုတော့အဲ့ဒါကျွန်တော်ကိစ္စမဟုတ်သေးဘူးကျွန်တော်ယာယာနဲ့ဝန်ကန်ကိုခေါ်ပြီးဈေးဘက်ဆက်လျှောက်သွားတယ်ယာယာကကျွန်တော်ဘေးမှာလိုက်လာရင်တူတူလေးမေးတယ်တခင်ဒီနေ့စိတ်ကြည်နေပုံပဲကျွန်တော်ပြုံးလိုက်တယ်ရာသီဥတုကောင်းတယ်လေရာသီဥတုကောင်းရင်စိတ်လဲကောင်းတာပေါ့ယာယာကခဏလောက်တိတ်သွားပြီးတော့အင်ဂျီလက်ထဲကစာအုပ်တေးသေးလေးထုတ်ပြီးမိသွေးခဲလေးနဲ့စာရေးနေတယ်ကျွန်တော်သိချင်စိတ်နဲ့မေးလိုက်တယ်ဘာရေးနေတာလဲရှာရှာပပယာယာအနေငယ်လန့်သွားပြီးစာအုပ်ကိုချက်ချင်းပိတ်လိုက်တယ်ဘာမှမဟုတ်ပါဘူးနေ့စဉ်မှတ်စုလေးတွေရေးနေတာပါဒါပေမဲ့ဘွဲမိုးထဲမှာတော့စာအုပ်ဖုံးကိုကျွန်တော်မြင်ရတဲ့ဧကရိခင်ဘုံစောင့်ကြည့်ရေးမှတ်တမ်းဆိုတဲ့စာတမ်းကိုလှလှပပရေးထားတာနောက်ဆုံးမှတ်တမ်းမှာတော့ဒီနေ့ဧကရိခင်ဘုံကနှုတ်စီခိုးစားမိတဲ့ကြောင်လေးလိုပြုံးနေတဲ့စိတ်အရန်ကောင်းနေတယ်လို့ရေးထားတယ်ကျွန်တော်ကတော့ဘာမှမသိသလိုမျက်နှာတီတီနဲ့ဆက်ရှောက်နေတယ်မကြခင်ကျွန်တော်အမြဲဝယ်နေကြဈေးဆိုင်ကိုရောက်လာတယ်ဆိုင်ရှင်ကကျွန်တော်မိတ်ဆွေဟောင်းပဲအရင်တစ်ခေါက်တုန်းကတော့မြောက်ပိုင်းနယ်ဆက်အကြောင်းစကားပြောခဲ့သေးတယ်သူကကျွန်တော်ကိုမြင်တာနဲ့လက်ပြပြီးခေါ်တယ်ပြန်လာပြီလားဒီနေ့ဝင်းညင်စွမ်းအားပါတဲ့ဟင်းသီးဟင်းရွက်အစ်စ်တွေရောက်ထားတယ်ကျွန်တော်ရာသီပေါ်ဟင်းသီးဟင်းရွက်တချို့ရွေးပြီးညစာအတွက်ငါးရှင်တစ်ကောင်ပါဝယ်လိုက်တယ်ပတ်စံရှင်တွေတုန်းဆိုင်ရှင်ကအတန်လျှော့ပြီးမေးလာတယ်ကြားမိသေးလားဆရာနယ်ဆက်ဘက်မှာမတိမငြိမ်ဖြစ်နေတယ်လို့ပြောနေကြတယ်ကျွန်တော်ခဏလောက်ရက်သွားပြီးမှအေးအေးဆေးဆေးပြန်ဖြေလိုက်တယ်နန်းတွင်းရေးရာတွေကိုကျွန်တော်တို့လိုတာမန်လူတွေပဲသိမှလဲဆိုင်ရှင်ကရေးလိုက်တယ်ဟုတ်တာပေါ့ဈေးဝယ်ပြီးတာနဲ့ကျွန်တော်တို့အိမ်ပြန်လာကြတယ်လမ်းမှာလက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်သွားတော့ဆက်ပြောဆရာရဲ့အတန်ကြဲကြဲကိုကြားလိုက်ရတယ်ဧကရီမီဒူဆာနန်းတက်ပြီးနောက်နိုင်ငံတစ်ခုလုံးငင်းချမ်းလာပုံကိုပြောပြနေတာကျွန်တော်ခဏရက်ပြီးနားထောင်နေတော့ယာယာကတိုးတိုးလေးမေးလိုက်တယ်တခင်ထဲဝင်ပြီးနားထောင်ချင်လားယာယာကတိုးတိုးလေးမေးလိုက်တယ်ကျွန်တော်ခေါင်းခါလိုက်တယ်မလို့တော့ဘူးပြန်ပြီးပြင်ဆင်စရာတွေရှိသေးတယ်အဲ့ဒီလိုနဲ့ကျွန်တော်လက်ထွက်ဖို့ပြင်လိုက်တဲ့အချိန်ခီးသွားဝစ်စုံဝတ်ထားတဲ့လူတစုလက်ဖက်ရည်ဆိုင်တွေကထွက်လာတယ်သူတို့အတန်တိုးတိုးနဲ့ပြောနေတဲ့စကားတချို့ကိုကြားလိုက်ရတော့ကျွန်တော်ခြေလမ်းနှေးသွားတယ်မြောက်ပိုင်းနယ်စပ်မှာစစ်တပ်တွေလှုပ်ရှားနေတယ်တခုခုတော့ဖြစ်လာတော့မယ်ဧကရီရဲ့မွေးနေ့ပွဲနိုင်ငံတော်ဝန်ကအင်အားစုအားလုံးတနေရာထဲမှာစုနေကြတယ်တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ပဲဒီလူတွေထံကထွက်လာတဲ့စွမ်းရည်တွေကချုံထပ်ပြီးရန်လိုတဲ့အငွေ့သက်တွေပြည့်နေတယ်သူတို့ကတာမန်ခီးသွားတွေမဟုတ်တာသိကြတယ်ယာယာလည်းတတိထားမိနေပြီသူမရဲ့လက်ကဓာယိုးစီတဖြည်းဖြည်းရောက်သွားတယ်ဒါပေမဲ့ကျွန်တော်ခေါင်းလေးခါပြလိုက်တယ်မလုပ်သေးနဲ့အခုချိန်မဟုတ်သေးဘူးသူတို့ကိုတတိမပေးချင်ဘူးမကြခင်မှာပဲအဲ့ဒီလူစုကလမ်းထောင်းကွေပြီးပျောက်သွားတယ်သူတို့ရဲ့ဝိညာဉ်အငွေ့သက်တွေကိုကျွန်တော်စိတ်ထဲမှာမှတ်သားထားလိုက်တယ်ဒီညပွဲမှာအလားတူလူတွေတွေ့ရင်တတိထားဖို့ပေါ့အိမ်ပြန်ရောက်တာနဲ့ကျွန်တော်ချက်ပြုတ်ဖို့ပြင်ဆင်တော့တယ်ယာယာကလည်းဝိုင်းကူတယ်ဝန်ကန်ကတော့မိဖို့ချောင်းဝါမှာထိုင်ပြီးတွားရည်ကျနေပြီးကျွန်တော်ဟင်းသီးဟင်းရွက်တွေလှီးဖြက်ရင်းအေးအေးဆေးဆေးမိလိုက်တယ်ယာယာဒီညအားလုံးအဆင်ပြေမယ်ထင်လားယာယာကစဉ်းစားတော့မစဉ်းစားပဲပြန်ဖြေတယ်တခင်ရှိနေတဲ့အဆင်ပြေမှာပါကျွန်တော်ရေလိုက်တယ်ငါ့ကိုယုံကြည်လာကြည်လားယာယာကတော့ပုံမှန်လိုပဲကျွန်တော်ကိုရှက်သွားအောင်ပြောတတ်တယ်ဒါနဲ့ကျွန်တော်အကြောင်းအရာပြောင်းလိုက်တယ်ဒီညဧကရီအတွက်စီစဉ်ထားတဲ့အထူးစီစဉ်တွေအချိန်မှန်ဆက်လုပ်ဖို့တတိပေးဦးနော်ယာယာကတိတ်တိတ်လေးခေါင်းညိတ်လိုက်တယ်ပါဝင်ပစ္စည်းတွေပြင်ဆင်လို့ပြီးကန်ဒီမှာပဲဘီကအပြင်ကနေအလင်းမြန်ပြန်ရောက်လာတယ်သူမကပွဲကျင်းပမဲ့နေရာကိုနောက်ဆုံးအကြိမ်သွားစစ်ပြီးပြန်လာတာတကားဖွင့်ပြီးဝင်လာတာနဲ့ပြောလိုက်တယ်အားလုံးအဆင်သင့်ဖြစ်နေပြီအလုပ်သမားတွေကနောက်ဆုံးပြင်ဆင်မှုတွေလုပ်နေကြတယ်ကျွန်တော်လည်းခေါင်းညိတ်ပြီးချီးကျူးလိုက်တယ်လောက်တာကောင်းတဲ့ဘီကချက်ချင်းမိဖို့ချောင်းစပွဲဘက်ကိုရှောက်လာတယ်အစားအသောက်တွေမြင်တော့မျက်လုံးတွေတောက်ပတ်သွားပြီးကူလုပ်ပေးရမလားမေးတယ်ကျွန်တော်ခဏစဉ်းစားပြီးဟင်းပွဲပြင်ဆင်တဲ့တာဝန်ပေးလိုက်တယ်အလှပအမြင်ကတော့သူမမှာတကယ်ကောင်းတယ်အဲ့ဒီလိုနဲ့လူ၃ယောက်ခွေးတစ်ကောင်မိဖို့ချောင်းထဲမှာအလုပ်ရှုပ်နေကြတာညနေဆောင်တဲ့အထိပဲနေဝင်သွားတဲ့အချိန်မှာအားလုံးအဆင်သင့်ဖြစ်သွားပြီးကျွန်တော်တရားဝင်ခန်းသားဝတ်စုံအစ်စ်ကိုဝတ်လိုက်တယ်ကျွန်တော်မမြင်ရပေမဲ့ယာယာကအရန်လိုက်ဖက်တယ်လို့ပြောတဲ့ဝန်ကိုင်အောင်ရေချိုးပြီးသွားပြီအမွေးတွေတောက်ပြောင်နေတယ်ဘီကလည်းခရမ်းဖြော်ရောင်ဝတ်စုံလဲထားတယ်အရင်လိုဆွဲဆောင်မှုပြင်းပြင်းထန်ထန်မဟုတ်တော့ပဲပိုပြီးတိမ်မွေ့သွားတယ်ယာယာကတော့ပုံမှန်အဖြူရောင်ဝတ်စုံနဲ့ပဲကြောမှာဓာတ်ကိုလွှဲထားစေကျွန်တော်တို့ထွက်ခါနီးမှာပဲတကားကိုညင်ညင်တတလာခောက်တယ်ယာယာတော့ဖွင့်လိုက်တော့အံ့ဩသွားတယ်ဧကရီမီဒူဆာကိုယ်တိုင်ရောက်နေတယ်ရိုးရိုးဝစ်စားနဲ့နောက်လိုက်တယောက်မှမပါဘူးကျွန်တော်သူမရဲ့ဝိညာဉ်စွမ်းအားကိုအာယုံခံကြည့်လိုက်တယ်အရင်ထက်နည်းနည်းနူးညံ့လာပြီးဆေးကအလုတ်ဖြစ်နေပြီမီဒူဆာကအေးဆေးဆေးပြောတယ်လမ်းကြုံလိုဝင်လာတာအတူတူသွားကြတာပေါ့ကျွန်တော်လည်းကန့်ကွက်စရာမရှိဘူးဒီလိုနဲ့လူလေးယောက်ခွေးတစ်ကောင်ကောင်းကင်နန်းတော်စီထွက်လာကြတယ်လမ်းတစ်လျှောက်မှာဧကရီကကျွန်တော်ဘေးမှာရှောက်ရင်တစ်ခါတလေသတိပေးတယ်ဒီမှာလေကားတစ်ဆင့်ရှိတယ်တကယ်တော့ပလင်မိုးထဲမှာအားလုံးကိုကျွန်တော်မြင်ပြီးသားပါဒါပေမဲ့သူမကိုလမ်းညွန်ခွင့်ပေးထားလိုက်တယ်ဂရုစိုက်ခံရတဲ့ခံစားချက်ကမဆိုးဘူးလေကောင်းကင်နန်းတော်ကိုနီးလာတဲ့အချိန်မှာဧကရီကရုတ်တရက်ပြောလိုက်တယ်ဒီညမွေးနေ့ပွဲပြီးရင်ငါဧကရီဥယျာဉ်ထဲမှာစောင့်နေမယ်ကျွန်တော်ကောင်းညိတ်လိုက်တယ်သူမခဏရက်ပြီးတော့ဆက်ပြောလာတယ်ငါပြောချင်နေတာကြာပြီဖြစ်တဲ့အရာတချို့ရှိတယ်ကျွန်တော်ပြုံးလိုက်မိတယ်ကျွန်တော်လည်းအတူတူပါပဲအဲ့ဒီစကားကြားပြီးနောက်သူမကအသက်ရှူတက်တာသွားတယ်လို့ဖြစ်သွားပြီးခြေလမ်းတွေတောင်နည်းနည်းပုတ်ပါသွားတယ်ယာယာနဲ့ဘီကကျွန်တော်တို့နောက်ကလိုက်လာကြတယ်သူတို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်ပြီးတူညီတဲ့အပြုံးကိုတွေးလိုက်ကြတယ်ဝန်ခိုင်ကကျွန်တော်တို့ရှေ့ကိုပြေးထွက်သွားပြီးတခါတလေနောက်ပြန်လှည့်ကြည့်ကကျွန်တော်တို့လိုက်လာနေသေးလားစစ်နေတယ်နေဝင်ကျရဲ့အလင်းရောင်ကလမ်းပေါ်မှာကျွန်တော်တို့ရဲ့အရေးတွေကိုရှေ့လျားစွာဖြန့်ကျက်ထားတယ်
အဲ့ဒီမြင်ကွင်းကတာမန်နေစဉ်ဘဝရဲ့နှွေးထွေးတဲ့ပကြီးကားတစ်ချက်လိုပဲဒါပေမဲ့ဒီညရဲ့တိတ်ဆိတ်မှုအောက်မှာဘာတွေလှုပ်ရှားနေလဲဆိုတာကျွန်တော်သိတယ်ဘာပဲဖြစ်လာဒီမွေးနေ့ပွဲကပြည့်စုံရမယ်ဒါကသူမအတွက်ကျွန်တော်ပေးမဲ့မွေးနေ့လက်ဆောင်ပဲကျွန်တော်ကောင်းကင်နန်းတော်ရဲ့ဘေးကမ်းမှာထဲမှာရက်ပြီးအဝတ်စားကိုတေချာပြင်းနေတယ်ရာကကျွန်တော်ဘေးမှာတူတူပြောတယ်အချိန်နီးပြီးကျွန်တော်ခေါင်းညိတ်လိုက်ပြီးဖြည်းဖြည်းချင်းအသက်ရှူလိုက်တယ်အတင်းဖြစ်ပြီလားအဲ့ဒီအချိန်မှာစနစ်ရဲ့အတန်ကကျွန်တော်ခေါင်းထဲမှာအရေးပေါ်အတန်နဲ့မြည်ဟဲလာတဲ့နောက်ဆုံးမစ်ရှင်ဖွင့်လှစ်ပြီးပါပြီအီဂရီကိုကက်တင်ပြီးမစ်ရှင်နောက်ခံကိုဖော်ထုတ်ပါအင်အားကြီးရန်သူတပ်ဖွဲ့ကိုတွေ့ရှိပါပြီပုံကန်ခေါင်းဆောင်စိန်ကတပ်သားတသိန်းနဲ့မျိုးရိုးအပြင်ဘက်မှာရောက်နေပါပြီမစ်ရှင်ရည်ရွယ်ချက်အီဂရီကိုကာကွယ်ပါအောင်ပွဲရပြီးနောက်ကိုခံစားချက်ကိုလူအများရှိမှဖွင့်ပြောပါဆုလက်အမြဲတမ်းမျက်လုံးဖွင့်အသုံးပြုနိုင်ခြင်းမျက်မမြင်မုတ်ကိုလွတ်လပ်စွာဖွင့်ပိတ်နိုင်ခြင်းကျွန်တော်မျက်တောင်ခတ်လိုက်တယ်ပထမဆုံးတွေးမိတာကဒါကတကယ်ပဲသူမကိုကယ်တင်တာလို့ခေါ်လို့ရမလားဟာစနစ်ရေးသူမကိုယ်တိုင်လည်းဖြေရှင်းနိုင်ပါတယ်ဘာလို့ကျွန်တော်ကိုပါဆွဲထည့်နေတာလဲကျွန်တော်စကားဆုံးတော့မဆုံးသေးခင်နန်းတော်အပြင်ဘက်ကနေစစ်တံပိုးတန်ကြီးထွက်ပေါ်လာတယ်ပြီးတော့အဆောင်တယောက်ရဲ့ထိတ်လန့်နေတဲ့အတန်ကိုကြားလိုက်ရတယ်ရန်သူတိုက်ခိုက်လာပြီးပုံကန်သူတွေမျိုးရိုးနားရောက်နေပြီးခမ်းမတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်သွားတယ်ဧည့်သည်တွေကနေရာအနှံ့ထွက်ပြေးကြတယ်အီဂရီမီဒူဆာကပလင်ပေါ်ကနေထွက်လိုက်တယ်သူမရဲ့မျက်နှာကရေခဲလိုအေးဆက်နေတယ်သူမရဲ့အတန်ကအားလုံးကိုဖျက်ကျော်ပြီးထွက်ပေါ်လာတယ်အင်ပါယာစောင့်တက်မှုဘယ်မှာလဲဗိုလ်ချုပ်ရှုကရှေ့ထွက်လာတယ်ဒီမှာပါမိဖုရားကျွန်တော်မိဖုရားကိုကာကွယ်ပြီးရန်သူကိုရင်ဆိုင်ပါမယ်သူကလက်နှစ်ဖက်ဆုပ်ပြီးအပြင်ဘက်ကိုချက်ချင်းထွက်သွားတယ်ကျွန်တော်ကတော့အဲ့ဒီနေရာမှာမတက်နိုင်တယ်လို့မျက်နှာနဲ့ရက်နေမိတယ်ဇိန်းကတိုက်ခိုက်ဖို့အချိန်ရွေးတာတကယ်တော့တယ်ကောင်းကောင်းလှုပ်ထားတဲ့မွေးနေ့ပွဲကိုဖျက်ဆီးလိုက်ပြီးအဲ့ဒီအချိန်စနစ်အတန်ကထပ်မံမိလာတယ်ကစားသမားသည်တိုက်ပွဲအခြေအနေထဲသို့ဝင်ရောက်ပြီးပါပြီစစ်မြေပြင်ခွဲချမ်းစိတ်ဖြာမှုယာယီဖွင့်ထားသည်ယခုမှစ၍မျက်မမြင်မှုကိုစစ်မြေပြင်ခွဲချမ်းစိတ်ဖြာမှုအဖြစ်ပြောင်းလဲအသုံးပြုနိုင်ပါပြီကျွန်တော်မျက်လုံးမိတ်ပြီးအဲ့ဒီစနစ်ကိုဖွင့်လိုက်တဲ့တမျိုးလုံးရဲ့ဝိညာဉ်စွမ်းအားစီးဆင်းမှုတွေကကျွန်တော်ရှိမှဖြန့်ကျက်ပေါ်လာတယ်မျိုးရိုးအပြင်ဘက်မှာသွေးနီအောင်လိုဝိညာဉ်စွမ်းအားအစုကြီးတစ်ခုစုဝေးနေတယ်အဲ့ဒါကပုံကန်သူတက်ရဲ့စူးစီးထားတဲ့တက်ဖြတ်လို့စိတ်ပဲအဲ့ဒီအနီရောင်စွမ်းအားအလဲမှာတော့မင်းလိုမဲနဲ့ပြီးမကျေနပ်မှုတွေနဲ့ပြည့်နေတဲ့စွမ်းအားစုတစ်ခုရှိနေတယ်အဲ့ဒါကစိမ့်မဲကျွန်တော်မျက်လုံးပြန်ဖွင့်ပြီးယာရာဘက်ကိုလှည့်လိုက်တယ်ယာရာအီဂရီနဲ့အတူနေပါသူမကစိုးရိမ်တဲ့အကြည့်နဲ့ကျွန်တော်ကိုကြည့်တယ်ဒါဆိုကျွန်တော်ရှင်ကရောကျွန်တော်မိတ်ဆွေဟောင်းတယောက်ကိုတွားနှုတ်ဆက်မလို့ကျွန်တော်တုတ်ကိုကင်ပြီးအပြင်ကိုထွက်လာလိုက်တယ်ဒီကလူအုပ်ကြားကနေကျွန်တော်စီအမြန်တိုးလာတယ်အရေးကြီးတယ်ကျွန်တော်နဲ့အတူတွားပရစီထဲမှာနေပြီးအခြေအနေကိုထိမ့်ပေးပါသူမတွားကြိုက်လိုက်ပေမဲ့နောက်ဆုံးကျွန်တော်ပြောသလိုပဲလိုက်နာလိုက်တယ်နောက်ဆုံးတော့ကျွန်တော်တို့နန်းတော်အပြင်ဘက်ကစစ်မြေပြင်ရှိရာရင်ပြင်ကိုရောက်လာတယ်မျိုးရိုးဘက်ကနေစစ်အော်တန်တွေကြားနေရတဲ့ဗိုလ်ချုပ်ရှုကအင်ပါယာအဆောင်တပ်တွေကိုတန်းစီထားပြီးသားဒါပေမဲ့ပုံကန်သူတွေကအရေးအတွက်အများကြီးပိုများနေတယ်သူတို့ဘက်မှာလည်းကြင်ကြံသူတွေပါဝင်တိုက်ခိုက်နေကြတယ်အခြေအနေကမကောင်းဘူးကျွန်တော်မျက်လုံးမိတ်ပြီးမျက်မမြင်မုံနဲ့စစ်မြေပြင်ကိုစစ်ဆေးလိုက်တယ်ပြဿနာကိုချက်ချင်းနှီးပါရှာတွေ့သွားတယ်ပုံကန်သူတပ်အတွင်းမှာလှုပ်ဝက်ထားတဲ့အင်အားကြီးကြင်ကြံသူတချို့ရှိနေတယ်သူတို့ကအတူတကွပုံစံဖြည့်ဆည်းရေးအစီအရင်တစ်ခုကိုအသုံးပြုနေကြတယ်ကာကွယ်သူတွေကစိတ်ရှုပ်ထွေးလာပြီးတိုက်ခိုက်နိုင်စွမ်းကထက်ဝက်လောက်ချောကျသွားတယ်ကျွန်တော်ဗီကိုပြောလိုက်တယ်မိကိုရောင်ဝတ်ထားတဲ့သူတွေကိုမြင်လားသူမကကျွန်တော်ညွှန်ပြတဲ့နေရာကိုကြည့်ပြီးပုံကန်သူတက်နောက်ဘက်မှာရက်နေတဲ့ကြင်ကြံသူ၃ယောက်ကိုတွေ့သွားတယ်သူတို့ကိုဖယ်ရှားပေးရမလားကျွန်တော်ခေါင်းခါလိုက်တယ်ဒါကိုကျွန်တော်လုပ်မယ်ကျွန်တော်အင်ဂျီလက်ထဲကကြီးကောင်းလောင်းလေးကိုထုတ်ပြီးပေါ့ပေါ့ပပလှုပ်လိုက်တယ်ခေါင်းလောင်းတန်ကြီးလင်ပြီးကျေပြန့်စွာထွက်ပေါ်လာတယ်ဝိညာဉ်စွမ်းအားနဲ့ပုံမပြင်းထန်လာပြီးစစ်မြေပြင်တစ်ခုလုံးကိုပြန့်နှံ့သွားတယ်အဲ့ဒီအတန်ကအစီရင်သုံးနေတဲ့ကြင်ကြံသူ၃ယောက်ကိုဓာတ်ရိုက်ဖျက်ကျော်သွားတယ်သူတို့ကအန်အော်ဘီမောကြည့်လာကြတယ်ကျွန်တော်မျက်လုံးမိတ်ပြီးသူတို့နေရာကိုတိတိကျကျသတ်မှတ်လိုက်တယ်ပြီးတော့ရိုးရိုးလေးလှုပ်လိုက်တယ်လက်ကိုမြောက်ပြီးလက်ချောင်းတီးလိုက်တယ်မျက်မမြင်မုတ်ထဲမှာကျွန်တော်မြင်နေရတဲ့ဓာတ်စွမ်းအင်ကြိုး၃ချောင်းကလက်ချောင်းထိပ်ကနေထွက်လာပြီးသူတို့၃ယောက်ရဲ့အဓိကစွမ်းအားဗဟိုကိုဓာတ်ရိုက်ထိမှန်သွားတယ်သူတို့အော်ဟစ်ပြီးမြေပေါ်လဲကျသွားတယ်အစီရင်ပျက်စီးသွားပြီးကာကွယ်သူတပ်တွေရဲ့စိတ်တက်ပြန်တက်လာတယ်ဗိုလ်ချုပ်ရှုကအခွင့်အရေးကိုဖမ်းပြီးပြန်လဲတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့ပုံကန်သူအရေးအတွက်ကအရန်များလုံးနေတဲ့မျိုးရိုးတွေနေရာအများကြီးမှာစတင်အကွဲလာတယ်အဲ့ဒီအချိန်စိန်ကမျိုးရိုးပေါ်မှာပေါ်လာပြီးယူသွတ်နေတဲ့လူတစ်ယောက်လိုရေမောလိုက်တယ်မီဒူဆာဒီနေ့ကမင်းတင်မဲ့နေပဲအီဂရီကဘယ်ချိန်ရောက်လာမှန်းတော့ကျွန်တော်မသိလိုက်ဘူးသူမကကျွန်တော်ဘေးမှာရောက်နေပြီးမျက်နှာကတော့အေးဆေးတည်ငြိမ်နေတယ်ချစ်ရတဲ့ဝင်ကြီးရဲ့အကြံဉာဏ်တစ်ခုခုရှိလားကျွန်တော်ပြန်မဖြေခင်မှာစနစ်အတန်ကဝင်လာတယ်ကစားသမားသည်မျက်မမြင်မုတ်ကိုအသုံးပြုပြီးမြို့တော်ရဲ့ဝိညာဉ်စွမ်းအားကိုကာကွယ်ရေးအကာအရန်ဖြစ်ပြောင်းလဲနိုင်ပါသည်ဝိညာဉ်ပွဲအစီအစဉ်ထဲမှာတတ်မှတ်ထားသောဝိညာဉ်စွမ်းအားဆုံးမှတ်များကိုအသုံးပြုရန်အကြံပြုပါသည်တွေတောက်ပတ်သွားပြီးဒါကတကယ်ကိုကောင်းမွန်တဲ့အကြံဉာဏ်ပဲလို့တွေးမိပါတယ်ချက်ချင်းပဲမျက်စိမိတ်ပြီးဒီမုတ်ကိုအစွမ်းကုန်လည်းပတ်စေလိုက်ပါတယ်မြို့တော်တစ်ခုလုံးရဲ့ဝိညာဉ်စွမ်းအားဆုံးမှတ်တွေကအမြင်အာရုံထဲမှာလင်းထိန်လာပါတယ်ဝိညာဉ်ပွဲအတွက်ပြင်ဆင်ထားတဲ့မီလင်တန်ဝိညာဉ်အစီအရင်တွေဟာအခုချိန်မှာတော့အကောင်းဆုံးကာကွယ်ရေးအခြေခံအုတ်မြစ်ဖြစ်လာပါတော့တယ်ကျွန်တော်ဝိညာဉ်စွမ်းအားအလုံးကိုမျိုးရိုးစီစူးစီးစေပြီးမြို့ပြင်မှာပွင့်လင်းမြင်သာတဲ့အကာအကွယ်တစ်ခုကိုဖော်ဆောင်လိုက်ပါတယ်ပုံကန်သူတွေရဲ့တိုက်ကွက်တွေကအကာအကွယ်ပေါ်ကြားရောက်သွားပေမဲ့လိုင်းကရက်အချို့သာထွက်ပေါ်ပြီးမဖောက်ထွင်းနိုင်ကြပါဘူးဝန်ချန်ကဒါကိုမြင်တော့ဒေါသရကြီးနဲ့တွေ့ပြအချို့ကိုထွေးထုတ်ကတားမြစ်ပညာရက်ကိုအသုံးပြုပြီးကြင်ကြံမှုကိုအတင်းအဓမ္မမြင့်တင်လိုက်ပါတယ်အဲ့ဒီမီးမောင်နေတဲ့ဝိညာဉ်စွမ်းအားတွေကချက်ချင်းပဲအစမတန်ကြီးထွားလာပြီးအကာအကွယ်ကိုဖောက်ထွင်းတော့မဲ့အလားအလာရှိနေပါတယ်ကျွန်တော်မျက်မှောင်ကျုံမိပြီးဒီကောင်ကတကယ်ကိုအသက်နဲ့လဲပြီးလုံနေတာပဲလို့တွေးလိုက်ပါတယ်ဘလို့ရင်ဆိုင်ရမလဲစဉ်းစားနေတော့မှပဲခွေးအိုကြီးကကျွန်တော်ခြေတလုံးပေးကနေဝုန်းကနေပြေးထွက်သွားပါတယ်သူကရင်းပြင်လဲမှာရက်ပြီးကောင်းကင်ကိုမော့ကာဟိန်းဟောက်လိုက်ပါတယ်အဲ့ဒီအတန်ကခွေးဟောင်တန်မဟုတ်ပဲတကယ်ကိုအရှိန်ဝါကြီးမားလာတဲ့တာရဲဟိန်းတန်ကြီးပါလူတိုင်းရဲ့အံ့ဩတုန်လှုပ်နေတဲ့အကြည့်တွေအောက်မှာခွေးအိုကြီးရဲ့ခန္ဓာကိုယ်ကအလင်းရောင်တွေထွက်ပေါ်လာပြီးကြီးထွားလာပါတော့တယ်ခဏလေးတွင်းမှာပဲသုံးလန်ခမ်းမြင့်နဲ့ရွှေရောင်တာရဲကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်တာရဲကြီးကဥချိုနှစ်ဖက်ရှိပြီးခန္ဓာကိုယ်မှာအကြေးခွန်တွေပြည့်နေနေတာခြေလေးဖက်လုံးမှာလည်းတောက်လောင်နေတဲ့မီးတောက်တွေရှိနေပါတယ်ဒါဟာတကယ်ကိုဖန်ထန်းကြည့်ရင်ကြောက်စိမ့်သားရဲစစ်မှန်တဲ့ခန္ဓာကိုယ်ပါပဲသူကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးလူစကားပြောလိုက်ပါတယ်ကောင်လေးအကာအကွယ်ကိုငါဘာသာထိမ့်သိမ်းထားလိုက်မယ်မင်းသွားပြီးအဲ့ဒီလူပြက်ကိုရှင်းလင်းလိုက်တော့ကျွန်တော်ကြောင်အံ့ဖြစ်သွားပြီးမှခေါင်းညှိလိုက်ပါတယ်
တားရဲကြီးကရွှေရောင်လင်းတဲ့တစ်ခုကိုမှုတ်ထုတ်လိုက်ပြီးဂျင်းကအကာအကွယ်တဲကိုစီးဝင်သွားတာကြောင့်ပုံမခိုင်မာသွားပြီးဝန်ချန်ရဲ့တိုက်ကွက်တွေကဘာမှမလုပ်နိုင်တော့ပါဘူးတစ်ချိန်တည်းမှာပဲနာလန်ရန်ကလည်းလှုပ်ရှားလိုက်ပါတယ်သူမဓာတ်ကိုအိတ်ထဲကနေထုတ်လိုက်ရဓာတ်ရှိန်ဝါကကောင်းကင်ရန်စီတက်လန်းသွားပြီးလူကတော့အပြာရောင်အလင်းနဲ့တစ်ခုဖြစ်ပြောင်းလဲကပုံကန်သူတွေကြားထဲမှာဖြတ်တန်းသွားပါတော့တယ်သူမဖြတ်တန်းသွားတဲ့နေရာတိုင်းမှာရန်သူတွေကဂျုံပင်တွေလိုပဲလဲကျကုန်ကြပါတယ်အမတ်ချုပ်ကြီးကလည်းဘဲကနေထွက်လာမှမသိပဲလက်ထဲမှာစည်ရင်စာအုပ်တအုပ်ကင်ပြီးအော်ဟစ်ပါတယ်ဝန်ချန်မင်းသိမ်းစီထားတဲ့ရိတ်ခါတွေကိုငါသိမ်းပိုက်လိုက်ပြီးမင်းရဲ့လက်အောက်ခံစစ်သူကြီးတွေရဲ့မိသားစုဝင်တွေကိုလည်းငါတို့ထိန်းသိမ်းထားပြီးအမြန်ဆုံးအညံ့မခံသေးဘူးလားဒီစကားကတကယ်ကိုထိရောက်မှုရှိလုံးပါတယ်ပုံကန်သူတွေထဲမှာချက်ချင်းပဲကယောက်ကရက်ဖြစ်သွားပြီးစစ်တီအမြောက်များတုံဆိုင်ကနောက်ဆုတ်ကုန်ကြပါတယ်ဝန်ချန်ကဒါကိုမြင်တော့လုံးဝကိုယူသွတ်သွားပါတော့တယ်သူကအော်ဟစ်ပြီးမျိုးရိုးပေါ်ကနေခုန်ချကအေဂရီရှိတဲ့တီနီယာစီကိုတိုက်ရိုက်ပြေးဝင်လာပါတယ်ကျွန်တော်တပြင်းချလိုက်ပြီးအခုကတော့ကျွန်တော်လှူရှားရမယ့်အလှည့်ပဲလို့သိလိုက်ပါတယ်ကျွန်တော်တုတ်ကောက်ကိုကင်ပြီးအမတ်မထင်ပုံစံနဲ့အရှိကိုရှောက်လိုက်ရဝန်ချန်လာမဲ့လမ်းကြောင်းပေါ်မှာတိကျစွာပိတ်ဆို့မိသွားပါတယ်သူကမဲ့ပြုံးပြီးဓာတ်နဲ့ခုတ်ပိုင်းလိုက်ရဓာတ်ပေါ်မှာတက်တာကျင့်ကြံမှုတွေအကုန်စူးစီးနေပါတယ်ကျွန်တော်ခန္ဓာကိုယ်ကိုအตาရရှောင်တိန်လိုက်ပြီးတုတ်ကောက်နဲ့အตาရတို့ထိလိုက်ပါတယ်ပထမတစ်ချက်ကသူ့ရဲ့လက်ကောက်ဝဝိညာဉ်ဆုံးမက်ကိုထိမှန်သွားတာကြောင့်ဓာတ်ကလက်ထဲကနေလွတ်ကျသွားပါတယ်ဒုတိယတစ်ချက်ကသူ့ရဲ့ချက်အောက်ဝိညာဉ်ဆုံးမက်ကိုထိမှန်သွားတာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးကဝိညာဉ်စွမ်းအားတွေတုံဆိုင်သွားရပါတယ်တတိယတစ်ချက်ကတော့သူ့ရဲ့မျက်ခုံးအလဲဝိညာဉ်ဆုံးမက်ကိုထိမှန်သွားတာကြောင့်ဝန်ချန်ဟာတစ်ကိုယ်လုံးတောက်တင်းသွားပြီးမျက်ဝန်းထဲမှာမယုံနိုင်မှုတွေပြည့်နေပါတော့တယ်မင်းကဘယ်လိုလုပ်ပြီးကျွန်တော်တုတ်ကောက်ကိုပြန်ရုပ်သိမ်းလိုက်ပြီးတည်ငြိမ်စွာပြောလိုက်ပါတယ်စစ်တူရင်ကစားတာလည်းမင်းမဟန်ဘူးစစ်တိုက်တာလည်းမင်းမတက်ဘူးလူဖြစ်ရတာလည်းတကယ်ကိုအဆင်မပြေဘူးဗျာသူကပါဇက်ဟာပြီးတခုခုပြောချင်နေပေမဲ့ဓာတ်ရိုက်ပဲတတိလေးမင်းမျောသွားပါတော့တယ်ခေါင်းဆောင်အဖမ်းခံရတာကြောင့်ပုံကန်သူတွေလည်းချက်ချင်းပဲလူစုကွဲကုန်ကြပါတယ်နန်းတွင်းစောင့်တက်တွေကလည်းအခွင့်အရေးကိုအမိအရဆုပ်ကင်ပြီးအခြေအနေကိုအမြန်ဆုံးထိန်းချုပ်လိုက်ကြပါတယ်တိုက်ပွဲကစတင်တာကနေပြီးဆုံးတဲ့အထိနာရီဝက်တောင်မကြာလိုက်ပါဘူးကျွန်တော်ဒီမုတ်ကိုပိတ်လိုက်ပြီးမျက်စိဖွင့်လိုက်ပါတယ်မျက်စိရှိမှာအမောင်တူပဲရှိနေစေဖြစ်ပေမဲ့ပတ်ဝန်းကျင်ကအောင်ပွဲခံအော်ဟစ်တန်တွေကိုတော့ကြားနေရပါတယ်ရွှေမိုရွှွန်ကအနားကိုအလင်းအမြန်လျှောက်လာပြီးကျွန်တော်ပခုံးကိုအားရပါရပုတ်လိုက်ပါတယ်ညီကိုကောင်းတကယ်ကိုမင်းမဲဗျာကျွန်တော်လည်းသူပုတ်တာကြောင့်ရင်ထိုးသွားပြီးရေမောကပြောလိုက်ပါတယ်ဖြည်းဖြည်းလုပ်ပါဗျာကျွန်တော်ရဲ့အယိုးအိုကြီးတွေကဒီလိုအပုတ်မခံနိုင်ဘူးအေဂရီကကျွန်တော်အရှိကိုရှောက်လာပြီးတိုးညင်းတဲ့လေတံနဲ့ပြောပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ရှက်ကိုရှက်ကန်းတဲ့ကောင်းကိုကုန်ရင်ပြောလိုက်ပါတယ်ကျေးဇူးတင်စရာမလိုပါဘူးလှုပ်တဲ့လှုပ်ထိုက်တာပဲဥစ္စာအဲ့ဒီအချိန်မှာပဲစနစ်ရဲ့သတိပေးတန်ထွက်ပေါ်လာပြန်ပါတယ်အေဂရီရဲ့အနေနဲ့ကင်းစင်သွားကြောင်းစမ်းသပ်တွေ့ရှိရပါတယ်တာဝန်ပြီးမြောက်မှု80%ရှိပါပြီအရှင်အနေနဲ့လူအများရှိမှအမြန်ဆုံးဖွင့်ပြောပေးပါကျွန်တော်နှကန်းထောင်တွေတွန့်သွားပြီးဒီစနစ်ကတော့တကယ်ကိုအသက်အန္တရာယ်ပေးနေတာပဲဒါပေမဲ့အခုချိန်ကတကယ်ကိုကောင်းမွန်တဲ့အခွင့်အရေးတစ်ခုပါလူတိုင်းရဲ့အကြည့်တွေကဒီနေရာစီစူးစီးနေကြတာဖြစ်လို့အသက်ကိုပြင်းပြင်းရှူကအေဂရီရှိတဲ့ဘက်ကိုလှည့်လိုက်ပါတယ်မျက်စိနဲ့မမြင်ရပေမဲ့သူမရဲ့ဒီနေရာကိုတော့အာရုံခံနိုင်ပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးမှာပြောစရာစကားရှိပါတယ်ကျွန်တော်လေချောင်းကိုရှင်းလိုက်ပြီးနည်းနည်းတော့တိုးဆုံနေမိပါတယ်ပတ်ဝန်းကျင်ကချက်ချင်းပဲတိတ်ဆိတ်သွားပြီးလူတိုင်းကဒီဘက်ကိုကြည့်လာကြပါတယ်အေဂရီမေဒူဆာကလည်းညင်သားစွာဆိုပါတယ်အမတ်မင်းပြောပါစနစ်ကတော့အုံနောက်ထဲမှာယူသွတ်စွာတတိပေးနေပါတယ်အမြန်ပြောကျွန်တော်အသက်ကိုပြင်းပြင်းရှူလိုက်ပြီးမရဲတရဲလေတံနဲ့ရှင်းလင်းစွာပြောလိုက်ပါတယ်အရှင်မင်းကြီးကျွန်တော်မျိုးအေဂရီရဲ့ခင်မွန်းသည်အဖြစ်အချိန်ပိုင်းအလုပ်လုပ်လို့ရမလားဟင်အဓိကကတော့တရားဝင်တဲ့အရှင်မင်းကြီးအတွက်တစ်သက်လုံးလုပ်ပေးခြင်းလိုပါဒီစကားကိုပြောပြီးတာနဲ့ကျွန်တော်ဘာသာတော်နည်းနည်းကြောင်တောင်ဖြစ်သွားမိပါတယ်ဒါပေမဲ့ဒါကတကယ်ကိုရင်ထဲကစကားပါအေဂရီကတော့အချိန်တော်ကြာတိတ်ဆိတ်သွားပြီးတကယ်ကိုကြာလုံးလာကြောင်းသူမစိတ်ဆိုးသွားပြီလို့တောင်ကျွန်တော်ထင်မှတ်မိပါတော့တယ်အဲ့ဒီနောက်ကျွန်တော်စီကိုရေမောတန်လေးလွတ်ပြန်လာခဲ့တဲ့အဲ့ဒီအတန်ထဲမှာငိုရှိုက်ချင်စိတ်တွေလွှမ်းမိုးနေပြီးမျက်ရည်တွေဝဲနေတယ်လို့မျိုးပဲခွင့်ပြုတယ်ဆိုတဲ့ရိုးရှင်းတဲ့စကားလုံးနှလုံးဟာတကယ်တော့အလွန်ပဲလေးနက်လာပါတယ်တကွင်းလုံးမှာရှိနေတဲ့သူတွေအားလုံးဟာခဏတာငြိမ်ကျသွားပြီးနောက်မှာတော့တပြိုင်နက်တည်းကြွေးကြော်အောင်ပွဲခံကြတော့တယ်ရွှေမော့ရှွန်းကပထမဆုံးအကျယ်ကြီးအော်ပြောလာခဲ့တဲ့အေဂရီမင်းမြတ်နဲ့အရှင်မင်းကြီးတို့အတွက်ဂုဏ်ယူဝမ်းမြောက်ရပါတယ်လို့ဆိုပါတယ်ကျန်းကျူးကျုံကလည်းမုတ်စိတ်မွေးကိုတက်ရင်နဲ့ရေမောပြီးမင်္ဂလာသတင်းတွေထပ်တူကြတာဟာတကယ်ကိုကောင်းမွန်တဲ့အချက်ပဲလို့ပြောလာတယ်ဘေးနားမှာရှိနေတဲ့နာလန်ရန်ကလည်းကျွန်တော်နားကိုကပ်ပြီးတော့တခင်ကြီးဂုဏ်ယူပါတယ်လို့တူတူလေးပြောရှာတယ်ဖုံးမင်းကလည်းပျော်ရွှင်လုံးလို့လက်ခုပ်တွေတီးနေတော့တာပဲခွေးဦးကြီးကတော့မူလအသွင်တန်းပြန်ပြောင်းသွားပြီးတဲ့နောက်ဘေးနားမှာဝတ်နေရင်းနဲ့ကျွန်တော်တယောက်တည်းကြားနိုင်မဲ့အတန်မျိုးနဲ့ညီးတွားပြောဆိုနေခဲ့တယ်နောက်ဆုံးတော့ဖွင့်ပြောလိုက်နိုင်ပြီပေါ့ကိုတော်တောင်မင်းအတွက်ရင်တမမဖြစ်နေရတာလို့ဆိုပါတယ်စနစ်ရဲ့အတိပေးတန်ကလည်းအချိန်ကိုက်ထွက်ပေါ်လာခဲ့တယ်အများပြည်သူရှေ့မှာဝန်ခံစကားပြောဆိုခြင်းမစ်ရှင်ကိုအောင်မြင်စွာပြီးဆုံးကြောင်းအဆုံးသတ်မစ်ရှင်အားလုံးပြီးမြောက်သွားပြီဖြစ်ကြောင်းအကြောင်းကြားလာတဲ့ဆုလက်တွေကိုပေးအပ်နေပြီဖြစ်တယ်လို့လူသိမခံပဲသူတော်စင်ဖြစ်ခြင်းအောင်မြင်မှုကိုလည်းရရှိသွားပြီလို့ဆိုပါတယ်ရရှိတဲ့ထာဝရစွမ်းရည်ကတော့မျက်စိဖွင့်ပြီးမျက်မမြင်ရောင်ဆောင်တဲ့စနစ်ပဲဖြစ်ပါတယ်မျက်စိဖွင့်ထားတဲ့အခြေအနေနဲ့မျက်စိပိတ်ထားတဲ့အခြေအနေကိုစိတ်ကြိုက်ပြောင်းလဲနိုင်မှာဖြစ်တဲ့စွမ်းရည်ရဲ့အကျိုးသက်ရောက်မှုကတော့မျက်စိဖွင့်ထားချိန်မှာစစ်မှန်တဲ့ကမ္ဘာလောကကြီးကိုမြင်တွေ့နိုင်မှာဖြစ်ပြီးတပြိုင်နက်တည်းမှာပဲဝိညာဉ်စွမ်းရည်တွေကိုမြင်နိုင်စွမ်းကိုလည်းဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်မျက်စိပိတ်ထားချိန်မှာတော့မူလကမျက်မမြင်ရောင်ဆောင်ထားတဲ့စနစ်ရဲ့လှုပ်ဆောင်ချက်အားလုံးကိုပြန်လည်ရရှိမှာဖြစ်ပါတယ်ကျွန်တော်ခဏလောက်ကြောင်သွားမိတယ်ဒီစွမ်းရည်ကနားထောင်လို့ကောင်းသားပဲလို့တွေးမိပြီးစိတ်ထဲကနေမျက်စိဖွင့်ဖို့ဆူတောင်းလိုက်တယ်အမောင်ထုထဲမှာနှစ်ပေါင်းများစွာရှိနေခဲ့တဲ့ကမ္ဘာလောကကြီးဟာတခဏချင်းမှပဲလင်းထိန်သွားခဲ့တယ်မြင့်မားထဲဝါလာတဲ့လင်းရှောင်နှန်းဆောင်ကြီးကိုမြင်လိုက်ရတယ်လို့ဘေးပတ်ပန်းချင်းမှာပျော်ရွှင်နေကြတဲ့သူတွေကိုလည်းမြင်လိုက်ရတယ်အေဂရီရဲ့ညီညမ်းနေတဲ့မျက်ဝန်းအစုံကိုလည်းမြင်လိုက်ရတယ်သူဟာဒီနေ့မှာရွှေရောင်ဝတ်စုံကိုဆင်ញံထားပြီးရင်သက်ရှူမောပွဲကောင်းလောက်အောင်လှပနေခဲ့တဲ့မျက်တောင်ဖျားတွေမှာလည်းမတုတ်ရသေးတဲ့မျက်ရည်စတွေဆွဲခိုနေတော့မဲ့ဘေးနာကနာလန်ရန်ရဲ့အေးဆက်ဆက်မျက်နှာထက်မှာအပြုံးဖြော်ဖြော်လေးရှိနေတာကိုလည်းမြင်ရတဲ့ဖုံးမင်းကတော့စိတ်လှုပ်ရှားစွာနဲ့ဘေးကလူကိုဆွဲပြီးစကားတွေပြောနေခဲ့တယ်ကြမ်းကျ
ကျုံနဲ့ရွှေမော်ရွှွန်းတို့ကတော့တယောက်ကိုတယောက်ဂုံပြူစကားတွေဆိုနေကြတယ်ခွေးအိုကြီးကတော့ကျမ်းပြင်ပေါ်မှာဝစ်နေရင်အမီးကိုရက်တောင်လိုခါရမ်းနေခဲ့တယ်လူတိုင်းရဲ့ကိုယ်ပေါ်မှာတော့ရောင်စုံဝိညာဉ်စွမ်းရင်အရေးအယောင်တွေလွှမ်းခြုံနေခဲ့တယ်စစ်မှန်တဲ့မြင်ကွင်းနဲ့ဝိညာဉ်စွမ်းရင်အမြင်တွေထပ်တူကြနေတာကြောင့်ကျွန်တော်မှတကယ်အစစ်မှန်မဟုတ်တယ်လို့မျိုးဝေခံစားချက်ကိုဖြစ်ပေါ်စေခဲ့တယ်ဧကရီဟာကျွန်တော်မျက်စိပွင့်လာတာကိုမြင်တော့အားအသင့်ပြီးပါဇက်ကိုလက်နဲ့အုပ်လိုက်မိတယ်ရှင်မျက်စိမြင်ရပြီလားလို့မေးလာတယ်ကျွန်တော်ကပြုံးပြီးခေါင်းကြီးပြလိုက်တယ်လို့ခေါင်းလဲခါပြလိုက်တယ်မြင်တော့မြင်ရပြီဒါပေမဲ့ပြန်ပြီးမျက်စိပိတ်ထားဦးမှလို့ပြောလိုက်တယ်သူကတခုခုကိုနားလဲသွားတယ်လို့မျိုးပြုံးရှင်သွားပြီးဘာပဲဖြစ်ဖြစ်ဒါဟာကောင်းမွန်တဲ့အချက်ပဲလို့ဆိုတယ်ကျွန်တော်ကဘေးပတ်ပန်းခြင်းကိုလှည့်ပတ်ကြည့်ရှုပြီးလူတိုင်းရဲ့ပုံစံကိုရင်ထဲမှာမှတ်သားထားလိုက်တယ်အဲ့ဒီနောက်မှာတော့တိုးတိုးလေးမျက်စိပြန်ပိတ်လိုက်တယ်ကမ္ဘာလောကကြီးဟာအမှောင်ထုထဲကိုပြန်ရောက်သွားပေမဲ့ပို့ပြီးတော့ရှင်းလင်းထင်ရှားလာခဲ့တယ်မျက်စိပိတ်ထားတာကမှပို့ပြီးနေလို့ထိုင်လို့ကောင်းသေးတယ်အမှောင်ထုထဲမှာကျင့်သားရနေပြီးမှရုတ်တရက်အရာအလုံးကိုမြင်လိုက်ရတော့မျက်စိတွေကျဉ်းသွားတယ်လို့ပဲလို့ကျွန်တော်တိုးတိုးလေးညှိတွားလိုက်မိတယ်ဧကရီကလည်းတိုးတိုးလေးရေမောပြီးရှင်းတဘောအတိုင်းပဲလို့ဆိုပါတယ်ရွှေမော်ရွှွန်းကအနားကိုတိုးကပ်လာပြီးအတန်ကျဲကြီးနဲ့ပြောလာခဲ့တယ်ဒီနေ့ညတော့မူပြီးမလဲမချင်းတောက်ကြရမယ်အောင်ပွဲခံစားပွဲနဲ့မင်္ဂလာစားပွဲကိုတပြိုင်နက်တည်းကျင်းပရမယ်လို့ဆိုတယ်ကျန်းကျူးကျုံကလည်းထောက်ခံစကားဆိုလာပြီးအောင်ပွဲခံတင်တာအမှန်ပဲလို့ပြောတယ်အဲ့ဒီလိုနဲ့လောလောဆယ်ဖြစ်တော့လဲကြီးကျယ်ခမ်းနားလာတဲ့အောင်ပွဲခံစားပွဲကြီးစတင်ခဲ့တော့တယ်စစ်တေတွေကကွင်းပြင်ကိုအလင်းအမြန်ပြန်လဲပြင်ဆင်ကြပြီးကြန့်ရှိတဲ့စစ်တေတွေကိုတော့တင့်တော်တယ်လို့နေရာချထားပေးလိုက်တယ်တပုံတွေကိုတော့ထောင်ထဲကိုဖမ်းဆီးခေါ်ဆောင်သွားကြတယ်ဝန်ချန်ကတော့ကျင့်စဉ်တွေပျက်စီးသွားပြီးနောက်ဆက်တွဲစစ်ဆေးစီရင်မှုကိုစောင့်ဆိုင်ဖို့အတွက်တည်တံ့အချင်းချထားခြင်းခံလိုက်ရတဲ့စပွဲမှာတော့ကျွန်တော်ဟာဧကရီရဲ့ဘေးနားမှာထိုင်နေခဲ့တယ်မျက်စိပိတ်ထားပေမဲ့လည်းအရာအလုံးကိုအာယုံခံသိရှိနိုင်ပါတယ်အရာရှိအတိုင်းဝိုင်းကလူတွေဟာတယောက်ပြီးတယောက်ရှိကိုတိုးလာပြီးဂုံပြူအရက်တွေတိုက်ကြတယ်ကျွန်တော်ကတော့အရက်စားလက်ဖက်ရည်ကိုပဲသုံးဆောင်ပြီးတယောက်ချင်းစီကိုပြန်လဲနှုတ်ဆက်ခဲ့တယ်ဖုံးမင်းကကျွန်တော်ဘေးနားကိုတိုးတိုးလေးလာထိုင်ပြီးဆရာတကယ်ပဲမြင်ရပြီလားလို့တိုးတိုးလေးမေးလာတယ်ကျွန်တော်ကခေါင်းညှိပြလိုက်တယ်လို့ခေါင်းလဲခါပြလိုက်ပြီးမြင်တော့မြင်ရတယ်ဒါပေမဲ့မကြည့်ချင်ဘူးလို့ပြောလိုက်တယ်သူကနားလဲတလူလိုနဲ့ညီးတွားပြီးအဲ့ဒါဆိုရင်တော့သမီးနောက်မင်္ဂလေးပီပီတတဟန်ဆောင်နေစရာမလိုတော့ဘူးပေါ့လို့ဝမ်းသာအားရပြောရှာတယ်ကျွန်တော်ရဲမိသွားပြီးမင်းကအမြဲတမ်းဟန်ဆောင်နေခဲ့တာကိုလို့ဆိုလိုက်တယ်နာလန်ရန်ကတော့အရက်ခွက်ကိုကင်ပြီးရှောက်လာခဲ့ပြီးတခင်ကြီးသမီးဂုံပြူပေးရစီလို့တိုးတိုးလေးပြောတယ်ကျွန်တော်လည်းအရက်ခွက်ကိုယူပြီးတကြိုက်တည်းတောက်ပစ်လိုက်တယ်သူကခဏလောက်တုံဆိုင်နေပြီးမှနေ့စဉ်မတန်းကိုတခင်ကြီးဖက်ချင်ပါသလားလို့ထပ်မေးလာတယ်ကျွန်တော်ကတော့အလင်းမြန်ပဲလက်ခပြပြီးမလိုပါဘူးကိုဘာသာကိုပဲတင်ထားလိုက်ပါတော့လို့ပြောလိုက်တယ်သူကတော့တိတိတတ်တာပဲတပြင်းချနိုင်သွားခဲ့တယ်ခွေးဦးကြီးကတော့ရှောက်လာပြီးသူ့ကောင်းနဲ့ကျွန်တော်လက်ကိုလာပုတ်တက်နေခဲ့တယ်ကျွန်တော်လဲသူ့ကောင်းကိုတက်ပေးရင်ဘာလို့လူအသွင်ပြန်မပြောင်းတာလဲလို့မေးလိုက်တယ်သူကတော့ညီးတွားရင်းနဲ့လူအသွင်ပြန်ပြောင်းရင်လူတိများလုံးလို့ခွေးဖြစ်နေရတာကမှပိုပြီးလွတ်လပ်သေးတယ်အဓိကကတော့ကျွန်တော်လုပ်ပေးတဲ့ခွေးစာကတကယ်ကိုအရသာရှိလို့ပါပဲလို့ဆိုတယ်ကျွန်တော်လဲပြုံးပြီးအထူးပြုလုပ်ထားတဲ့ခွေးစာတွေကိုယူပြီးကျွေးလိုက်တယ်ဧကရီကဘေးကိုတိုးကပ်လာပြီးဒီနေ့လုပ်ပေးခဲ့တဲ့အရာအလုံးအတွက်ကျေးဇူးတင်ပါတယ်လို့တိုးတိုးလေးပြောရှာတယ်ကျွန်တော်ကတော့ခေါင်းခါပြပြီးကျွန်တော်ကိုတစ်သက်လုံးထမင်းကျွေးဖို့သဘောတူခဲ့တဲ့အတွက်တင့်ကိုပဲကျေးဇူးတင်ရမှာပါလို့ဆိုလိုက်တယ်သူကတိုးတိုးလေးရေမောပြီးအဲ့ဒါဆိုရင်နောက်တော့ဝင်မိဖို့ချောင်းကိုရှင့်ကိုပဲအနံ့ရတော့မယ်လို့ပြောတယ်ကျွန်တော်လဲရင်ဘတ်ကိုပုတ်ပြီးပြဿနာမရှိကြောင်းအာမခံလိုက်တယ်ညနေပိုင်းရောက်တဲ့အခါမှာတော့လူတွေအားလုံးတယောက်ပြီးတယောက်ပြန်သွားကြပြီးဧကရီကလည်းစစ်ပွဲပြီးကိစ္စရက်တွေကိုဆောင်ရွက်ဖို့အတွက်နန်းတော်ကိုပြန်ရမှာဖြစ်တယ်မခွဲခွာခင်မှာတော့သူကတော်ဝင်ပန်းချန်ချင်းဆိုမှုကိုနောက်ရက်မှပြောင်းရအောင်လို့တိုးတိုးလေးပြောတယ်ကျွန်တော်လည်းသဘောတူလိုက်တယ်အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့မိုးလင်းခါနီးနေပြီးနာလန်ရန်ကကျွန်တော်ကိုအခန်းထဲအထိတွဲပို့ပေးပြီးတဲ့နောက်ပြန်လဲထွက်ခွာသွားခဲ့တယ်ကျွန်တော်တယောက်တည်းခြံထဲကကြောက်ခုံပေါ်မှာထိုင်နေရင်းမျက်စိကိုနောက်တစ်ချိန်ပြန်ဖွင့်ကြည့်မိတယ်လာရောက်အောက်ကခြံဝန်းလေးဟာငိမ့်သက်ပြီးတာယာလှပနေခဲ့တယ်အဲ့ဒီမျက်ပင်လေးတွေဟာညမောင်မောင်မှာအလင်းရောင်ဖြော့ဖြော့လေးတွေထွက်ပေါ်နေကြတယ်မူလကအာယုံမဲခံနိုင်ခဲ့တဲ့ကမ္ဘာလောကကြီးကိုအခုတော့မြင်တွေ့နေရပြီဖြစ်ပြီးစစ်မှန်ကတက်ဝင်လှုပ်ရှားနေခဲ့တယ်ဒါပေမဲ့တကယ်ပဲလင်းထိန်လုံးနေခဲ့တယ်ကျွန်တော်မျက်စိပြန်ပိတ်လိုက်တဲ့အခါမှာတော့အကျွမ်းတဝင်ရှိတဲ့အမောင်ထုကြီးပြန်လဲရောက်ရှိလာခဲ့တယ်ဒါပေမဲ့မူလကထပ်ပို့ပြီးတော့စုံလင်ပြေဆုံးကရှင်းလင်းနေခဲ့တဲ့စနစ်ကလည်းအဲ့ဒီအချိန်မှာအတန်ထွက်လာခဲ့တဲ့အင်ရှင်အနေနဲ့အဆုံးသက်ဆုလက်ကိုစိတ်ကြည်နက်မှုရှိရလားလို့မေးလာတယ်ကျွန်တော်ကလည်းဒီလိုဖြစ်လာမယ်ဆိုတာကိုသူကြိုတင်သိနေခဲ့တာမဟုတ်လားလို့ပြန်မေးလိုက်တဲ့စနစ်ကခဏလောက်တိတ်ဆိတ်သွားပြီးမှဒီစနစ်ဟာအင်ရှင်အတွက်အသင့်တော်ဆုံးလမ်းကြောင်းကိုရှာဖွေပေးဖို့ပဲဖြစ်ကြောင်းအခုတော့လမ်းကြောင်းကိုရှာတွေ့သွားပြီဖြစ်တဲ့အတွက်စနစ်ဟာငြိမ့်သက်ခြင်းအခြေအနေတွေကိုဝင်ရောက်တော့မှာဖြစ်ကြောင်းလိုအပ်ချက်ရှိရင်တော့အချိန်မရွေးပြန်လဲနှိုးယုံပဲလို့ဖြေကြားလာခဲ့တယ်ကျွန်တော်လည်းခေါင်းညိတ်ပြီးကျေးဇူးတင်စကားဆိုလိုက်တယ်သူနားလည်နိုင်မလားဆိုတာကိုမသိပေမဲ့ဒီကျေးဇူးတင်စိတ်ကတော့အစစ်မှန်ပဲဖြစ်ပါတယ်နောက်ရက်ကစပြီးဘဝဟာမူလအတိုင်းပြန်လဲရောက်ရှိသွားတယ်လို့ပဲဒါပေမဲ့နေရာတိုင်းမှာတော့မတူညီမှုတွေရှိနေခဲ့တယ်ကျွန်တော်ဟာနေတိုင်းတော်ဝင်မိဖို့ချောင်းကိုသွားပြီးဟင်းလျာအစ်စ်တွေကိုသူတည်တနာပြုလုပ်ခဲ့တယ်ဧကရီကအစီရင်ခံစာတွေကိုစစ်ဆေးနေချိန်မှာကျွန်တော်ကဘေးနားမှာထိုင်ပြီးအဖော်လုပ်ပေးခဲ့တယ်အချိန်ရရင်တော့မျက်မမြင်ရောင်ဆောင်တဲ့စနစ်ကိုတုံးပြီးသူ့ရဲ့ဝိညာဉ်စွမ်းရင်ယုံကလေးကိုကြည့်ရှုမိတယ်အဲ့ဒီယုံကလေးဟာအခုဆိုရင်ကျမ်းမာပြီးဖြက်လက်နေခဲ့ပြီးမောင်မိုက်နေတဲ့ကျိုးမြင်တွေဟာလည်းကွဲပြောက်သွားခဲ့ပြီဖြစ်တယ်နာလန်ရန်ကတော့ကျွန်တော်ရဲ့ကိုရန်တော်အဖြစ်ရောအစီခံဖြစ်ပါဆက်လက်တာဝန်ထမ်းဆောင်နေခဲ့တယ်ဒါပေမဲ့အခုဆိုရင်မြို့တော်တစ်ခုလုံးကတည်နေကြပြီဖြစ်လို့သူဟာအရှင်မင်းကြီးရဲ့ဘေးနားကလူဖြစ်တာကြောင့်ဘယ်သူမှမလေးမစားမလုပ်ရဲကြတော့ဘူးဖုံးမင်းကိုတော့တော်ဝင်ခန်းသားဦးစီးဌာနစီကိုတရားဝင်ပြောင်းရွှေ့ပေးလိုက်ပြီးကျွန်တော်တို့ရဲ့မင်္ဂလာခန်းသားကိုပြင်ဆင်ဖို့တာဝန်ပေးအပ်လိုက်တယ်သူဟာစိတ်အားထက်သန်စွာနဲ့အလုပ်လုပ်နေပြီးပျော်ရွှင်နေခဲ့တယ်ကျန်းကျူးကျုံနဲ့ရွှေမော်ရွှွန်းတို့ကလည်းခဏခဏအလဲလာတတ်ကြတယ်တယောက်ကစစ်တူရင်ကစားဖို့လာတာဖြစ်ပြီးနောက်တစ်ယောက်ကတော့အရက်တောက်ဖို့လာတာဖြစ်တယ်ကျွန်တော်ကတော့အမြဲတမ်းမျက်စိပိတ်ထားတော့မှာပဲ
ခွေးအိုကြီးကတော့ခွေးအိုကြီးတိုင်းပါပဲနေတိုင်းစားလိုက်အိတ်လိုက်နဲ့ပဲအချိန်ကုန်နေပြီးရွှေမော့ရှုံးကလာစေရင်တော့စိတ်ဆိုးပြီးအန်ကျိတ်တက်သေးတယ်ဒါပေမဲ့သူဟာမူလအသွင်ကိုတော့ဘယ်တော့မှပြန်မပြောင်းတော့ဘူးခွေးဖြစ်နေရတာကမှပိုပြီးပြောစရာကောင်းတယ်လို့ဆိုပါတယ်တလအကြာမှာတော့ဧကရီကတရားဝင်အမိန့်တော်ထုတ်ပြန်ခဲ့ပြီးကျွန်တော်ကိုခင်ချမ်းအရှင်မင်းကြီးအဖြစ်အနှင်းခဲ့ပြီးသူနဲ့အတူတိုင်းပြည်ကိုအုပ်ချုပ်ဖို့ဆုံးဖြတ်ခဲ့တဲ့အမိန့်တော်ဖတ်ကြားတဲ့အချိန်မှာကျွန်တော်ကမိဖို့ကြောင့်ထဲမှာစွပ်ပြုတ်ပြုတ်နေခဲ့တာဖြစ်တယ်အမိန့်တော်လာပို့တဲ့မိမဆိုးကကျွန်တော်ကိုရှာတွေ့တဲ့အချိန်မှာကျွန်တော်ကစွပ်ပြုတ်ရဲ့အငံချင်းကိုမြည်စမ်းနေတော့မှရှိသေးတယ်အမိန့်တော်ကိုလက်ခံပြီးတဲ့နောက်မှာတော့ကျွန်တော်ကစွပ်ပြုတ်ကိုဆက်ပြီးပြုတ်နေခဲ့တာကြောင့်မိမဆိုးမှာကြောင်းပြီးကြည်နေခဲ့ရရှာတယ်မင်္ဂလာခမ်းနားကိုတော့နောက်ထပ်3လကြာမှာတတ်မှတ်လိုက်တယ်ဖုံးမင်းကတော့အလုံးပဲအလုရှုပ်နေခဲ့တယ်လို့နာလန်ရန်ရန်ကိုလည်းဝိုင်းကူကိုခေါ်သွားခဲ့တယ်ကျွန်တော်ကတော့အားဆုံးလူဖြစ်လာခဲ့ရတယ်နေ့တိုင်းခမင်းချက်လိုက်ခွေးလျှောက်ပေးလိုက်နဲ့ပဲအချိန်ကုန်နေပြီးတခါတရံမှသာညီလာခံကိုတက်ရောက်ခဲ့တဲ့မျက်မမြင်ရောင်ဆောင်တဲ့စနစ်ကိုတုံးပြီးဘဲရရှိကစိတ်တဘောထားမမှန်ကန်ဘူးလဲဆိုတာကိုကြည့်ရှုပြီးအမှန်တိုင်းထောက်ပြလိုက်တာကြောင့်တစ်ဖက်လူမှာချွေးစေးတွေပြန်သွားရတဲ့အထိဖြစ်စေခဲ့တဲ့အချိန်တွေဟာဒီလိုနဲ့ပဲအေးအေးချမ်းချမ်းကုံဆုံးသွားခဲ့တယ်တရက်မှာတော့ဧကရီကစာကြည့်ခန်းထဲမှာကျွန်တော်ကိုမေးလာခဲ့တယ်မင်းအဲ့ဒီညကငါဘာပြောချင်ခဲ့တာလဲဆိုတာကိုမသိချင်ဘူးလားလို့မေးတယ်ကျွန်တော်ကတော့သူ့အတွက်ကမလာသည့်အခွန်တော်ပေးရင်းနဲ့တင်ပြောချင်တဲ့အချိန်ကြရင်တဘာဝအတိုင်းပြောပြလာမှာပါပဲလို့လွယ်လွယ်ပဲပြန်ဖြေလိုက်တယ်သူကခဏလောက်တိတ်ဆိတ်သွားပြီးမှအမှန်တော့ငါမင်းမျက်စိမကန်းဘူးဆိုတာကိုကြိုတင်သိနေခဲ့တာကြပြီဒါပေမဲ့မင်းဘာတွေကိုမြင်နိုင်လဲဆိုတာကိုတော့မသိခဲ့ဘူးပြီးတော့ငါစနစ်ရဲ့အကြောင်းကိုလည်းသိတယ်ဘာလို့လဲဆိုတော့ငါမှလည်းအလားတူစနစ်တစ်ခုရှိလို့ပဲဒါပေမဲ့သူ့ကိုတော့ဧကရီပြိုးထောင်ရေးစနစ်လို့ခေါ်ပြီးမစ်ရှင်ကတော့ဧကရီကောင်းတယောက်ဘယ်လိုလုပ်ရမလဲဆိုတာပဲလို့တိုးတိုးလေးပြောပြလာတယ်ကျွန်တော်ကမလာသီးနွားနေတဲ့လက်တွေတောင်တုံဆိုင်သွားခဲ့ရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကလုတ်ခေါ်ကိုင်ဘက်တွေပေါ်လို့ဆိုလိုက်တယ်သူကခေါင်းညှိပြလိုက်တယ်လို့ခေါင်းလဲခါပြပြီးမင်းရဲ့စနစ်ကငါစနစ်ထက်ဆိုင်ရင်ပိုပြီးလူသားဆန်ပါတယ်ငါစနစ်ကတော့တိုင်းပြည်အုပ်ချုပ်ရေးမစ်ရှင်တွေကိုပဲထုတ်ပြန်တတ်ပြီးကောင်းကောင်းမလုပ်နိုင်ရင်အပြစ်ပေးတတ်သေးတယ်လို့ဆိုတယ်ကျွန်တော်လည်းပြုံးပြီးကမလာသီးကိုကမ်းပေးလိုက်ရင်အဲ့ဒါဆိုရင်နောက်ကျွန်တော်တင်တဲ့အတူမစ်ရှင်တွေကိုကူညီလှုပ်ဆောင်ပေးပါမယ်လို့ပြောလိုက်တယ်သူကကမလာသီးကိုလှမ်းယူပြီးပြုံးရွှင်စွာနဲ့သဘောတူခဲ့တယ်နောက်ထပ်ရက်အနေငယ်ကြာတဲ့အခါမှာတော့နာလန်ရန်ရန်ကကျွန်တော်စီလာခဲ့ပြီးချုပ်လုပ်ထားတဲ့စာအုပ်လေးတစ်အုပ်ကိုကမ်းပေးလာတဲ့တခင်ကြီးဒါကတော့နေ့စဉ်မတန်းရဲ့မိတူဖြစ်ပါတယ်တခင်ကြီးကြည့်ချင်လိမ့်မယ်လို့ထင်ပါတယ်လို့ဆိုတယ်ကျွန်တော်လည်းစာအုပ်ကိုယူပြီးပထမဆုံးစာမျက်နှာကိုလှမ်းကြည့်လိုက်တယ်အဲ့ဒီပုံမှာတော့ကျွန်တော်သူ့ကိုပထမဆုံးအကြိမ်ဓာတ်တိုင်းတင်ပေးခဲ့တဲ့အတွေ့အကြုံတွေကိုရေးသားထားခဲ့တယ်နောက်စာမျက်နှာတွေကိုလှမ်းကြည့်တဲ့အခါမှာတော့သိငယ်တဲ့မှတ်တမ်းလေးတွေဖြစ်နေခဲ့တယ်ကျွန်တော်ဘလို့ထမင်းချက်လဲဘလို့ခွေးလျှောက်လဲလူတွေနဲ့ဘလို့စကားပြောလဲဆိုတာတွေပဲဖြစ်တယ်သူ့ရဲ့ကလောင်အောက်မှာတော့ကျွန်တော်ဟာအရာအလုံးကိုတက်ကြွတဲ့လူတစ်ယောက်လိုမျိုးဖြစ်နေပြီးအမြဲတမ်းမျက်စိပိတ်ထားပေမဲ့ဘသူထက်မဆိုပိုပြီးရှင်းလင်းစွာမြင်တွေ့နိုင်သူဖြစ်နေခဲ့တယ်ကျွန်တော်စာအုပ်ကိုပိတ်ပြီးသူ့စီပြန်ပေးလိုက်တယ်အလွန်ပဲတက်ဝင်လှုပ်ရှားအောင်ရေးသားထားတာပဲဒါပေမဲ့နောက်တစ်ချိန်တော့မရေးပါနဲ့တော့လို့ပြောလိုက်တယ်သူကတော့မျက်နှာလေးညှိမြန်းပြီးခေါင်းညှိပြရှာတယ်ဖုံးမင်းရဲ့မောင်လေးเจ้าကိုလည်းနောက်ဆုံးတော့သတင်းရရှိခဲ့ပြီးကျွန်တော်တို့ဟာအဲ့ဒီတုန်းကကလေးကိုပြန်လဲရှာဖွေတွေ့ရှိခဲ့တယ်သူဟာအသက်ရှင်နေသေးဖြစ်ပြီးလက်သမားမိသားစုတစ်ခုကမွေးစားထားခဲ့တာဖြစ်လို့အခုဆိုရင်တန်မာတဲ့လူငယ်လေးတစ်ယောက်ဖြစ်နေခဲ့ပြီးဖုံးမင်းဟာမောင်လေးကိုမြင်ရတဲ့အချိန်မှာတော့မျက်ရည်တွေတိုင်းထက်အလွန်ကျဆင်းခဲ့ရတယ်အဲ့ဒီလူငယ်လေးဟာစိမ့်တက်နေပေမဲ့လည်းဒီမကိုပြန်လဲအတိမပြုဖို့သဘောတူခဲ့တယ်ကျွန်တော်လည်းသူတို့အတွက်မြို့တော်မှာအိမ်တလုံးစီစဉ်ပေးလိုက်တာကြောင့်ဖုံးမင်းဟာအလုပ်တွေကိုပို့ပြီးတော့စိတ်ရောကိုယ်ပါစူးစမ်းလှုပ်ဆောင်လာခဲ့တယ်ကျန်းကျူးကျုံကတော့တရက်မှာစစ်တူရင်ကစားရင်းနဲ့နေဆက်ကအအနေတွေကိုဖယ်ရှားနိုင်ခဲ့တာဟာမောင်ရင်ရဲ့ထောက်ပြမှုကြောင့်ပဲဖြစ်တယ်လို့ရုတ်တရက်ပြောလာခဲ့တယ်ကျွန်တော်လည်းအဲ့ဒီတုန်းကလမ်းဘေးမှာမြင်ခဲ့ရတဲ့တွေးအောင်စားတန်းလေးကိုတတိယသွားမိတယ်အမှန်တော့သူဟာကြိုတင်ပြင်ဆင်မှုတွေရှိခဲ့လို့သာအခြေအနေကိုထိမ့်သိမ့်နိုင်ခဲ့တာဖြစ်ပါတယ်ရွှေမော့ရှုံးကတော့ဝန်ချန်တယောက်ထောင်ထဲမှာယူသွတ်သွားပြီးဖြစ်ကြောင်းတနေ့လုံးမဖြစ်နိုင်ဘူးလို့ပဲရေရွတ်နေကြောင်းပြောပြလာတယ်ကျွန်တော်လည်းကြားရတဲ့အခါမှာတော့ခေါင်းခါမီယုံကလွယ်လို့ဘာမှမတက်နိုင်ခဲ့ဘူးဒီလိုဖြစ်မှန်းသိရင်အစကတည်းကမလုပ်ခဲ့တင်ဘူးလို့တွေးမိတယ်မင်္ဂလာခမ်းနားကျင်းပတဲ့နေ့မှာတော့မြို့တော်တစ်ခုလုံးပျော်ရွှင်ဆင်နွှဲနေကြတယ်ကျွန်တော်ဟာအရှင်မင်းကြီးရဲ့မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားခဲ့တယ်ဧကရီကလည်းတော်ဝင်တရက်ဘူးနဲ့တော်ဝင်ဝတ်စုံကိုခမ်းနားစွာဆင်ញံထားခဲ့တယ်ကျွန်တော်တို့ဟာဘေးချင်းရှင်ရဲ့ပြီးပြည်သူအပေါင်းရဲ့အလေးပြုဥညွတ်မှုကိုခံယူခဲ့ကြတယ်သူကကျွန်တော်ကိုတိုးတိုးလေးမေးလာခဲ့တယ်စိတ်လှုပ်ရှားနေလားလို့ဆိုတော့ကျွန်တော်ကနည်းနည်းပေါ်လို့ပြန်ဖြေလိုက်တယ်သူကလည်းငါကရှင်းထက်တောင်ပိုပြီးစိတ်လှုပ်ရှားနေတယ်လို့ပြောရှာတယ်ခမ်းနားပြီးဆုံးသွားတဲ့နောက်မှာတော့ကျွန်တော်တို့ဟာအိတ်ဆောင်ကိုပြန်လာခဲ့ကြတယ်သူကတော်ဝင်တရက်ဘူးကိုချွတ်လိုက်ရင်အခုလိုရှောက်လန်းခဲ့ရတဲ့လန်ခီတစ်ခုလုံးဟာအိမ်မက်တစ်ခုလိုပဲလို့တိုးတိုးလေးရေရွတ်ရှာတယ်ကျွန်တော်မျက်စိပိတ်ထားပေမဲ့သူ့ရဲ့မျက်နှာအမူအရာကိုအာယုံခံသိရှိနိုင်တာကြောင့်ဒါဟာအိမ်မက်မဟုတ်ပါဘူးအစ်စ်မှန်ပါပြီးတော့ဒါဟာအမြဲတမ်းဆက်ရှိနေဦးမှာပါလို့အလေးနဲ့ပြန်လဲဖြေချလိုက်တယ်သူကကျွန်တော်ပခုံးပေါ်ကိုမိတွေ့ရင်းနဲ့တိုးတိုးလေးထူရှာတယ်သတင်းပေါက်အပြင်ဘက်မှာတော့လာမင်းကြီးဟာအဝိုင်းသားတာထွန်းနေပြီးကျေတာယာငကားငွေတန်းကြီးကလည်းတောက်ပလုံးနေခဲ့တယ်မနက်စောစောအိပ်ရထားတဲ့အခါမှာတော့မနက်စာပြင်ဆင်ခဲ့တယ်ဧကရီညီလာခံတက်နေချိန်မှာကျွန်တော်ကတော်ဝင်ပန်းချန်ထဲမှာခွေးလျှောက်ပေးနေခဲ့တယ်တခါတရံမှာတော့နာလန်ရန်ရန်ကိုဓာတ်တိုင်းလေ့ကျင့်တာထောက်ပြလမ်းညွှန်ပေးခဲ့တယ်ကျွန်တော်မျက်စိနဲ့ကြည့်စရာမလိုပေမဲ့သူ့ရဲ့အားနည်းချက်တွေကိုအာယုံခံမြင်ရလို့ပဲဖြစ်ပါတယ်ဖုံးမင်းကလည်းမင်္ဂလာပွဲပြီးနောက်ဆက်တွဲကိစ္စရက်တွေကိုလာရောက်စီရင်ခံတက်သေးတယ်အမှန်တော့မင်္ဂလာပွဲကပြီးသွားခဲ့ပါပြီသူကလာလေဖို့အတွက်စင်ကြေရှာတာတက်ပါပဲကျန်းကျူးကျုံနဲ့ရွှေမော့ရှုံးတို့ကလည်းခဏခဏအလဲလာမြဲပါပဲတယောက်ကစစ်တူရင်ကစားရင်အမြဲတမ်းရှုံးနေတတ်ပြီးနောက်တစ်ယောက်ကတော့အမြဲတမ်းမူးနေတတ်တယ်အဲ့ဒီနောက်တစ်ယောက်ကိုတစ်ယောက်ညီးတွားဆဲဆိုရင်းနဲ့ပြန်သွားတတ်ကြတယ်ခွေးဦးကြီးကတော့မကြသေးခင်ကမှလက်ပြဖမ်းရတာကိုသဘောကျနေခဲ့တယ်သူ့ရဲ့ကျင့်စဉ်အဆင့်တန်းနဲ့ဆိုရင်လက်သေးတစ်ချက်တည်းနဲ့ဖမ်းနိုင်ပေမဲ့တာမန်ခွေးတစ်ကောင်လိုပဲဟိုခုံတီလွှားလုပ်နေခဲ့တယ်ဘဝကိုအတွေ့အကြုံယူတာလို့သူကဆိုပါတယ်ကျွန်တော်ဟာအချိန်ရရင်မျက်စိဖွင့်ပြီးဒီကမ္ဘာလောကကြီးကိုကြည့်ရှုမိပေမဲ့ချက်ချင်းပဲပြန်ပိတ်လိုက်မိတယ်ဘာလို့လဲဆိုတော့အလင်းရောင်ကကောင်းမွန်လာပေမဲ့အမောင်ထုကသာကျွန်တော်ကိုပိုပြီးစိတ်အေးချမ်းစေလိုပဲဖြစ်ပါတယ်ဒါအပြင်မျက်မမြင်ရောင်ဆောင်တဲ့စနစ်အောက်မှာတော့ကျွန်တော်ဟာပိုပြီးစစ်မှန်တဲ့အနှစ်သာရတွေကိုမြင်တွေ့နိုင်ပါတယ်အဲ့ဒီဝိညာဉ်စွမ်းရည်တွေရဲ့စီစဉ်မှုနဲ့လူသားတွေရဲ့တန်ရောစင်အပူရေးတွေဟာတာမန်မျက်စိနဲ့မြင်ရတာထက်ပိုပြီးတော့ရှင်းလင်းထင်ရှားနေခဲ့တယ်ဧကရီရဲ့ခန္ဓာကိုယ်ဟာလည်းလုံးဝပြန်လဲကျန်းမာလာခဲ့ပြီဖြစ်လို့အေးမိဝေဒနာဟာနောက်ထပ်ပြန်မ
မဖြစ်တော့ပါဘူးသူတိုင်းပြည်ရေးရာတွေကိုဆောင်ရွက်နေချိန်မှာကျွန်တော်ကဘေးနားမှာလက်ဖက်ရည်ဖြုတ်ပေးခဲ့တဲ့တခါတရံမှာတော့အကြံဉာဏ်တွေပေးတတ်ပေမဲ့အများစုကတော့အသုံးမဝင်တဲ့အကြံဉာဏ်တွေပဲဖြစ်ပါတယ်ဒါပေမဲ့သူကတော့အမြဲတမ်းအလေးနဲ့စဉ်းစားပေးရှာတယ်ကျွန်တော်တို့ဟာဒီလိုပဲတယောက်ကိုတယောက်အဖို့ပြုရင်းနဲ့တာမန်နေ့ရက်တွေကိုတရက်ပြီးတရက်ဖြတ်တန်းခဲ့ကြတယ်တရက်မှာတော့ကျွန်တော်မျက်စိပိတ်ပြီးခွေးစာကျွေးနေခဲ့တယ်လို့ဧကရီကလည်းကျွန်တော်ကိုမိရင်းနဲ့အစီရင်ခံစာတွေကိုစစ်ဆေးနေခဲ့တယ်နာလန်ရန်ကတော့အဝေးတနေရာမှာဓာတ်တိုင်းလေ့ကျင့်နေခဲ့တဲ့ကျန်းကျူးကျုံနဲ့ရွှေမော့ရှုံးတို့ကတော့ထုံးစံအတိုင်းရန်ဖြစ်နေကြပြန်ပြီးဒီတစ်ချိန်မှာတော့ရေလုပ်ငန်းကိုအရင်ပြုပြင်မလားဒါမှမဟုတ်မျိုးရိုးကိုအရင်ပြုပြင်မလားဆိုတဲ့ကိစ္စအတွက်ညှင်းခုန်နေကြတာဖြစ်တယ်ကျွန်တော်အဲ့ဒီအတန်တွေကိုနားထောင်ရင်းနဲ့ရုတ်တရက်အတိုင်းထက်အလွန်စိတ်ကျေနပ်မှုကိုခံစားလိုက်ရတယ်ဒီဘဝမှာမျက်စိမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေအရာအလုံးဟာလင်းထိန်လို့နေခဲ့ပါပြီ